TL Story Channel ကိုအားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဒီ channel လေးကနေဇလံကောင်းများစွာတင်ဆက်ပေးနေဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတင်ဆက်ပေးဖို့ရေးချထားတဲ့ဇလံလေးကတော့စာရေးသူရွှေဘဝရေးသားထားတဲ့စုံမိုးဆက်ပွေဇလံရဲ့အစဆုံးပဲဖြစ်ပါတယ်ရှင်။ဒီဇလံလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမနွမ်းပဲဖြစ်ပါတယ်ရှင်။ပရိသတ်များကဇလံလေးကိုလိုက်ပါအားပေးနာဆင်ပေးပါအောင်နော်။ channel လေးကို like subscribe နဲ့ဘေးနားက notification လေးကိုနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်ဇလံလေးကိုစတင်လိုက်ပါပြီ။တွေရဲ့ပူပြင်းနဲ့တရားတန်ချက်တွေနဲ့ဖြတ်သန်းနေရတဲ့ကာလာလေးတစ်ခုအတွက်မိုးဆက်ကလေးတွေကလောကမြေပြင်ကိုတက်ဆင်းဖို့အတွက်ပြင်ဆင်နေပြီလို့ဆိုရမယ်။ဇွန်လလေးကိုရောက်ရှိခဲ့ပြီလို့ဆိုရမယ်။ဟောင်းနှံမှုတွေကိုတည်လင်ဖို့အတွက်စူးစမ်းနေတဲ့ပရိသရိလက်ကျန်ဧကရစ်ဆိုင်ကြီးစစ်မှာတော့မြို့ကုတ်အမွေနေ့တွေအတွက်ဆက်လက်ပြီးတော့စိုးမိုးနိုင်ဖို့စူးစမ်းနေစေ။မြက်ကျန်အတ္တကြီးမှုတွေကိုပကာတနာတနအရှိန်ဝါတွေနဲ့ချုပ်ကင်လို့တဝေလူဒန်းစားတွေရဲ့တခင်နဲ့ကြုံဆိုတဲ့ဝါဒအောက်မှာဇွန်လရဲ့မိုးဆက်တခင်မလေးတူလူလောကကြီးစီကိုစတင်ပြီးတော့ရောက်ခဲ့ပြီမဟုတ်လားမဲညိုရှင်းတခင်မကြီးမာကျော်ခက်ထန်လာတဲ့မျက်နှာနဲ့ပရိသရိအရှင်တခင်တယောက်ရဲ့အတန်ဩဇာနဲ့ပြေစုံပြင်းထန်လာတဲ့ခေါ်တဲ့ကြောင့်အိမ်စီမဲညိုတယောက်တုံရီလို့ကြောက်ရွံ့နေတဲ့အတန်မျက်နှာလေးနဲ့အပြေးကလေးရောက်လာခဲ့တယ်တခင်မကြီးဆိုသူကတော့ဧကရစ်ဆန်အင်ကြီးရဲ့မဟာဧကရိယာထူးကြီးကိုယာယီစက္ကန့်ထားသူထိတ်တင်တေဝီပဲဖြစ်တယ်။စော်ကလျာရှင်ဘာလေးမွေးရလဲ။သမီးလေးပါတခင်မကြီးဘာတခင်မကြီးထိတ်တင်တေဝီနားတဲ့ကိုကြောက်မက်ဖွယ်ကောင်းတဲ့မိုးကြိုးပြစ်တန်ကြီးတစ်ခုကြားလိုက်ရသလိုမဲညိုငါ့ကိုပြန်ပြောစမ်းပြန်ပြီးပြောစမ်းနေခုပြောနေရမဟုတ်ဘူးမလားကျွန်တော်မျိုးမညာဝဲမအောင်မကြားချင်ဘူးမပြောနဲ့တော့ထိတ်တင်တေဝီတယောက်သူ့ရဲ့ဒေါသတွေကိုထိတ်ဆုံးနိုင်စွမ်းမရှိတော့ပဲမိမိရှိရစပွဲကိုတွန်းချပစ်လိုက်တယ်စော်ကလျာရှင်မိန်းကလေးမွေးတော့ဘလို့မှမဖြစ်နိုင်မဲညိုနေဘာမှအတုံးမကြရမိန်းမပဲဖြက်စီးဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့အောင်မြင်ခြင်းမရှိပဲအခုဆိုရင်ထိတ်တင်တေဝီမမြင်ခြင်းမကြားခြင်းနဲ့လူသားတူလူလောကကြီးတဲ့ကိုရောက်ခဲ့ပြီမဟုတ်လားဒေါက်တာမူခဲကိုကုကောက်စမ်းအိုက်တူဘာမှလဲရှိပါရဲ့တခင်မကြီးဒေါက်တာမူခဲကိုငါ့စိတ်အများဆုံးခေါ်ခဲ့ပါကိစ္စတွေရှိလာခဲ့လို့ပြောရဟုတ်ကဲ့ပါအိုက်တူခက်ကုတ်လေးပြန်ပြီးချက်သွားပြီးတော့မဲညိုအခုဟိုကောင်မနာမှာဘယ်သူရှိနေလဲတခင်လေးဆိုင်းဆန်ဖာတို့ရှိနေပါတယ်တဲဆိုင်းဆန်ဖာသူကဘာသာလို့ညာလဲတော်ပြီးခေါ်စမ်းဟုတ်ကဲ့ထိတ်တဲ့ဒေဝီတယောက်ဧကရစ်ဆန်အေကြီးရဲ့အပေါ်တဲ့ဧကန်ဆောင်ကြီးမှာခောက်တော့ခောက်ပြန်ရှောက်ရင်းမကျေနပ်မှုတွေနဲ့မောပန်းနေတယ်။နှစ်ဖျားတွေကဘာလို့စော်ကလျာရှင်ကူညီပေးနေကြလဲမတရားလိုက်တာအခုကိစ္စငါလေးလူရှုထားလို့မဖြစ်နိုင်ငါဘာလုပ်ရမလဲဧကရစ်ဆန်အေကြီးမှာထိတ်တဲ့ဒေဝီကိုအားပြိုင်မယ်လို့မရှိစေရအောင်ဒီကလေးကိုအသက်ရှင်ခွင့်မပေးနိုင်ဘူးတခင်မကြီးတခင်လေးရောက်ပါပြီမဲညိုနင်သွားတော့ဆိုင်းဆန်ဖားတယောက်ထိတ်တင်တေဝီရှိမှမတည့်ရလို့အမဖြစ်သူဘာတွေပြောမယ်ဆိုတာနားဆွင့်လို့နေတယ်သူတီးရကအမကြီးစီကကောင်းတဲ့စကားတွေကိုကြားမှမဟုတ်ဘူးဆိုတာဆိုင်းဆန်မထိုင်အောင်ထိတ်တင်တေဝီနဲ့ညနေချင်းဆိုင်မှာဝေထိုင်ပြီးတော့ထိတ်တင်တေဝီဆိုင်းဆန်ဖားမျက်နှာကိုစိတ်စိတ်ကလေးကြည့်ပြီးတော့စကားမဆိုဘဲနေလိုက်တယ်မမကြီးကျွန်တော်ကိုဘာပြောစရာများရှိလို့လဲငါဘာပြောမယ်ဆိုတာမင်းသိနေမှာပါမမရဘာလို့ဖို့စိတ်ကူးထားလို့လဲငါစိတ်ကူးထားမဟုတ်ဆိုင်းဆက်ဖဧကရစ်ဆိုင်ကြီးတွေလှုပ်တင်တာလွှားမှာငါတို့ဘိုးဘွားမျိုးကုံတွေကိုဆက်ပြီးတည်တက်နေအောင်ငါမှတနာငဲ့ညာနိုင်မှာမဟုတ်ဘူးမမကြီးမင်းကဘာမှနားချစကားမပြောနဲ့ရောဧကရစ်ဆိုင်ကြီးကတဝီနန်းကုံတွေနဲ့ထာဝရဝိညာဉ်တွေနဲ့ရှင်တန်နေရဆိုတာနေသဘောပေါက်တာမမကြီးမပြောနဲ့ဆိုပေမဲ့ကျွန်တော်ကတော့ပြောနေဦးမှာမမကြီးအခုခေတ်မှာစနစ်တွေခက်တည်းအရင်တိုးတက်ပြောင်းလဲနေပြီဒါရီမမကြီးမသိသေးကြပြုလို့မရအောင်သူကသူစနစ်နဲ့လိုက်ရောညစ်ထွေနေထိုင်သင့်ပြီဆိုင်းစမနေရဖောက်ပြန်ရေးတမငါတို့ဧကရစ်ကုံကြီးကိုမီးမအောင်လုပ်နေရသူပဲမမကြီးမားနေပြီလူသားရဲ့ဘဝတခင်နဲ့ကြုံဆိုရဲခင်းနောက်ပြန်ယူစားတွေကျင့်သုံးနေလို့မရတော့တော်တိတ်ဆန်းငါ့မင်းရဲ့အတွေးခေါ်တွေပြောမနေနဲ့ဘာမှမကြားချင်အခုမင်းကိုခေါ်တာမင်းစီရစကားတွေကြားချင်လို့မဟုတ်ငါပြောမယ့်စကားပဲနားထောင်ဆိုင်းဆန်ပါတယောက်အတ္တမြက်ကန်ဖြစ်နေတဲ့အမကြီးအတွက်ရင်ထဲမှာမူးကျက်စွာနဲ့တက်ပြင်းချလိုက်ရင်ထိတ်တင်တေဝီစကားကိုနားထောင်နေလိုက်တယ်။မင်းတို့တခြားကိစ္စတွေငါဘာမှမပြောချင်ဘူး။အရေးကြီးဆုံးကိစ္စကငါလုံးမဲ့အလုပ်ထဲမှာမင်းဘာမှဝေးမပါပဲမသိချင်ရောက်ဆောင်နေပါ။မမကြီးမရေတော့ဘာလို့မလဲ။နင်သိဖို့မလုံးနင်သိထားမှနေဝေးမပါဘူးပဲ။အရှင်းဆုံးပြောမယ်။
မေစောကလျာရှင်ဘက်ကဝေပြီးမပါဘူးပဲမဖြစ်နိုင်မမကြီးမင်းကဘာလို့မဖြစ်နိုင်တာလဲမာရီတော့အသက်အန္တရာယ်ကြမဲ့ကိစ္စတွေကိုကျွန်တော်မသိသစွမပြုတ်နိုင်အကူတော်ကြီးလူလောကမှာမရှိတော့တာနဲ့မရီတော့ဟာအကာအကွယ်မဲ့သွားရသူလူသားတူဖြစ်မယ်ဆိုတာဘယ်လို့မှလက်ခံလို့မရနိုင်တဲ့ကိစ္စတစ်ခုပါမမကြီးကောင်းပြီမင်းကစောကလျာရှင်ကိုဘာအန္တရာယ်မှမကြောက်ရောက်စေချင်မလားမဖြစ်စေရပါဘူးဒါမဲ့ထိတ်တင်တေဝီစကားကိုဆက်မပြောသေးပဲပရိပေါကလှမ်းပြီးမြင်နေရတဲ့တိမ်တိုက်တွေကိုလှမ်းကြည့်ပြီးမှစောကလျာရှင်မွေးဖွားကလေးကိုတော့အသက်ရှင်ခွင့်မပေးနိုင်ဘူးဟဲမမကြီးဒါဥပဒေမဲ့တဲ့လူရတခုနော်ဧကရစ်စိန်ကြီးမှာဥပဒေဆိုတာငါ့ရဲ့အမိန့်တွေပဲမမကြီးတော်တော့ငါတက်ပြီးတော့စကားတွေပြောစရာမရှိတော့မင်းသိတဲ့ကြောင်သိပြီးလို့ရှိရင်မင်းဘာလုပ်ရမလဲဆိုတာခေါင်းထဲကိုထည့်ထားတော့မင်းသွားနိုင်ပြီဆိုင်းစံဖထိုင်နေရကထားရပြီးတော့စကားပြောဖို့ပြင်ဆင်ပြီးဘလူးမှညှိနှိုင်းတားမြစ်လို့မရနိုင်တော့တဲ့အမကြီးတွေစကလုံးတွေကအရာရောက်မှမဟုတ်လို့ကြောခိုင်းပြီးတော့ဆင်းလာခဲ့တော့တယ်ဧကရစ်ဆိုင်အိမ်ကြီးမှာရက်ဆက်ကြမ်းကြုတ်မှုကြီးတစ်ခုမကြခင်မှဖြစ်ပေါ်လာမှတွေးမိပြီးတော့ရှင်ထဲမှာမရီဖြစ်သူစောကလျာရှင်တွေစိုးရိမ်ပူပန်မှုတွေမိတောက်မိရှက်ပမာဖြစ်သွားတယ်ကျန်ဝင်းကြီးတဲ့ကိုရောက်ပြီးတော့မရီတော့စောကလျာရှင်နေထိုင်တဲ့အဆောင်ဘက်ကိုရှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာကျန်ဝင်းကြီးတဲ့ကိုကားတစ်စီးမောင်းဝင်လာတာတွေ့ရတယ်ဆိုင်းစံဖနာမှာကားကလေးရပ်ပြီးခေါ်လိုက်သူကတော့ဒေါက်တာမူခန်ဖြစ်တယ်ဒေါက်တာမူခန်ကအသက်15နှစ်သားအရွယ်ကလေးကမိဘနှစ်ပါးလုံးတိမ်ပါပြီးတော့ဧကရစ်စိန်ကြီးရဲ့အကြီးအကဲဖြစ်သူဆိုင်းရှန်ပွားကခေါ်ယူပြောတောင်ပြီးလို့အခုလိုဆရာဝန်တယောက်ဘွားရောက်ခဲ့သူဖြစ်တယ်ဒေါက်တာမူခန်ကအကူဖြစ်ကောဖခင်တယောက်လိုကျေးဇူးတရားတွေရှိခဲ့တဲ့အကူကြီးဆိုင်းရှန်ပွားကတော့နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တာတနစ်တောင်မပြည့်သေးပါအကူကြီးဆုံးပါတော့တူမတော်လေးကိုမရီဖြစ်သူစောကလျာရှင်စတင်ပြီးတော့ကိုဝင်လေထားသူဖြစ်တယ်ဒေါက်တာမူခန်အတွက်ကျေးဇူးတရားကြီးမားလာတဲ့ဧကရစ်ဆိုင်အင်ကြီးမှာအကူကြီးဆိုင်းရှန်ဘွားမရှိတော့ပေမဲ့ထိတ်တင်ဒေဝီရဲ့ဩဇာအမိန့်တွေကိုမလို့ဆက်ဝင်ခဲ့ပါမူခန်မိမမကြီးစီလာဟုတ်တယ်ဆိုင်ခေါ်ခိုင်းလို့လိုက်လာခဲ့ရတာဘာကြောင့်ခေါ်ခိုင်းနေဆိုတာရောမင်းသိလားမူခန်ငါသဘောပေါက်ပါရဲ့ဆိုင်ရအမတော်စောကလျာရှိမိန်းကလေးမွေးရဲ့ပေါ်မှာငါ့ကိုအပြစ်တကူပေးခြင်းလို့ခေါ်တာဖြစ်မှာမူခန်ဒီကိစ္စမှာမင်းအပြစ်ဘာမှမရှိဘူးငါမှအပြစ်ရှိတယ်ဆိုင်ရဲ့ဟဲ့မင်းကဘာအပြစ်ကိုကျူးလွန်ခဲ့လို့လဲငါမမကြီးကိုလိန်ညာခဲ့ဘာအမတော်ရှင်ကိုတမက်ရိုက်ပြီးတော့မိန်းကလေးယောက်ျားလေးဆိုတော့ခွဲခြားခိုင်းတော့ငါမမကြီးကိုတမက်အတူးနဲ့ယောက်ျားလေးပါဆိုပြီးတော့ညာခဲ့တာမူခေါင်းမမကြီးဘလို့ပဲအပြစ်တင်တယ်ကွာငါကျင်းနေပါတယ်အကူကြီးတိတ်ပြီးတော့ဖြစ်စီခြင်းနဲ့စန္ဒာလေးတစ်ခုဖြစ်သွားလို့ပဲဆိုင်ရဲ့ထားလိုက်ပါကွာငါသွားမယ်မူခေါင်းမင်းဘာပြောချင်နေဆိုတာငါသိနေပါတယ်အမတော်ကိုဘေးဒုက္ခရောက်စေမယ့်ကိစ္စမျိုးမမကြီးဘလို့ပဲခိုင်ခိုင်ငါမလုပ်ဘူးဆိုတာမင်းရုံမှာဆိုင်ရဲ့ဒေါက်တာမူခမ်ကားကလေးမောင်းထက်သွားတော့တယ်ဒေါက်တာမူခမ်ချင်းဆိုထားတဲ့ဟိုတယ်ကိုစိုင်းစံဖာကားကလေးနဲ့ရောက်လာခြင်းဖြစ်တယ်ဟိုတယ်ကားပါကင်မှာကားကလေးရက်ပြီးတော့ဟိုတယ်တဲကိုမဝင်ခင်ပဝင်းကျအခြေအနေကိုမျက်လုံးတစ်ချက်ဝေကစားပြီးမှဟိုတယ်တဲကိုဝင်ခဲ့တယ်ထိတ်တင်ဒေဝီတယောက်စိုင်းစံဖာသွားလာလှုပ်ရှားမှုတွေကိုမျက်ခြေပြတ်မခမ်းပင်စောင့်ကြည့်နေခြင်းဖြစ်လို့သွားလာမှုတွေကိုမျက်စိရှင်ရှိနားရှင်ရှိနဲ့လှုပ်ရှားနေရတယ်မမကြီးထိတ်တင်ဒေဝီကသူ့အတ္တတစ်ခုကလွှဲရင်ဘာမှအလေးထားသူစာနာတက်သူတယောက်မဟုတ်သူ့နှလုံးသားမှာသူ့ရဲ့တာရင်ဆိုတာမရှိပါဟိုတယ်ကိုရောက်ခါမှဒေါက်တာမူခမ်းစီကသူ့ဟန်ဖုန်းကိုလိုင်းခေါ်ပြီးတော့တက်လာရမယ့်အခန်းစီကိုခေါ်လိုက်တယ်ဟိုတယ်အပေါ်ဆုံးထက်တီးတန့်ခံဖြစ်တယ်ဆိုင်းလာကွာအခန်းထဲကိုဝင်လိုက်တာနဲ့ဒေါက်တာမူခမ်းကစီးကြိုတယ်မင်းရောက်နေကြလားတိတ်ပြီးတော့မကြသေးပါဘူးမူခမ်းဘေးပဝင်းကြီးနေထားရောအကဲခက်ခဲ့ရလားတီးတွက်လက်လမှုမရှိအောင်ပြင်ဆင်ပြီးမှမင်းနဲ့တွေ့နိုင်စီစဉ်ခဲ့ရတာမမကြီးဘက်ကမင်းနဲ့ငါ့ကိုလုံမျက်ကြည့်ပြတ်မခံဘူးဆိုတာငါသိတယ်တမျိုးလုံးမှသူ့ရဲ့ကျေးစားတွေကိုနေရာအနက်မှာထားရလေငါတော့မှတောင်ကြီးဘက်ကိုခီးထွက်မယ်ဆိုပြီးတော့အထက်ပြားခဲ့ပြီးမှဒီညောင်လှည့်ပြီးတော့ဝင်ခဲ့ရတာမမကြီးကောင်းနေမင်းတော့မလိုက်ဘူးလားလိုက်တာပေါ့ကွာဒါမေးသူတို့လိုက်သွားတဲ့ဒေါက်တာမူခမ်ကငါနဲ့ရုပ်စင်စင်တူတဲ့ဆိုင်းကနဲ့လေအဝေးကနေကြည့်ရင်တော့ဘလို့မှခွဲမရအောင်အထူးသဖြင့်ကားထဲမှာထိုင်နေတာဆိုရင်ပို့ပြီးတော့ခွဲချလို့မရအောင်သူတို့လိုက်လေတောင်ကျငါတငယ်ချင်းချန်စီကိုလိုက်လို့ဝင်လို့မရပါဘူးအပြင်ကပဲစောင့်ကြမှာငါကောင်ကိုငါဘက်ကထွက်လာဖို့ပြောမှပြန်လာကြမှာလေ
မင်းစစ်စင်တာတိတ်ပြောကောင်းနေဒါနဲ့မရရောငါတော့မိုင်းတွင်းမကလုပ်ငန်းတွေကိုတွားကြည့်မယ်ဆိုပြီးထွက်ခဲ့တာမင်းနောက်ကိုလည်းလိုက်မှာပေါ့မင်းနဲ့ငါအကြံတူလိုဖြစ်နေရင်မိုင်းတွင်းမှာငါနဲ့သူတွေတယောက်ကိုပူသေးမှထားခဲ့ပြီးတော့အနောက်ဘက်ကနေတခြားကားတစ်စီးနဲ့ထွက်ခဲ့တာကဲငါတို့ပြောစရာရှိတာပြောကြရအောင်မမကြီးကတော့တူမတော်လေးကိုမပြစ်မနေရှင်းတော့မဲဆိုင်ရင်ငါလည်းသိနေမှုကောင်းသူ့ဘက်ကဘလို့ပုံစံမျိုးနဲ့ရှင်းမလဲဆိုတာအခုထိတော့မရေးမိသေးဘူးသူမတော်အဆောင်မှာတော့ငါကောင်တွေကိုနေညာစောင့်ကြည့်ခိုင်းထားတယ်မင်းရောဘလို့သိထားလဲငါသိထားတာမမကြီးကသူ့ရဲ့လှုပ်ရက်ကိုတဲလုံစားမကြရအောင်လုံးမသေးကြတယ်ပြီးပြီးအကွက်ချပြီးမှလုံးဝပုံကွာဘာလို့လဲဆိုတော့အမတော်မင်းကလေးမွေးတာနိုင်ငံသားမှာရှိကြတဲ့ဆွေမျိုးတော်တွေအားလုံးကသိထားကြရလေမမကြီးဘက်ကမကောင်းကျင်တာသိသွားနဲ့အကြီးမဆုံးပြဿနာကြောမှာဆိုတော့ပေါ်ပေါ်တင်တင်တော့လုံးမှာမဟုတ်ငါထင်ရတော့နိုင်ငံသားမှာရှိနေကြတဲ့ဆွေတော်မျိုးတော်တွေရောက်မလာခင်မှာသူရှင်းမှာတော့သိစားရေးဆိုင်ရဲ့ဦးကြီးတော်ခွန်ရှန်တို့တွေကရှေ့လာထဲမှာလာကြပြီသူမတော်လေးကိုဧကရစ်ဆိုင်ကြီးရဲ့တခင်မလေးဖြစ်အတိမပြုတ်ကြမှာဒီထိမမကြီးကတော့စောင့်မှာမဟုတ်ဘူးရှေ့လာဆိုတော့ဂျားမတလနေပါပဲလို့တော့ရဲဆိုင်မင်းနဲ့ငါဒီဂျားမှာသူမတော်လေးကိုကာကွယ်ပေးနိုင်မှုအရေးကြီးနေပြီမမကြီးဘက်ကလှုပ်ရှားမှုတွေတိတ်ပြီးတော့ခြေတန်းလုံနေတော့ခက်နေတယ်တော်မေညူတို့ချိန်ရဘလို့ရှိလဲတော်မေညူကသူ့ရဲ့တူမတော်နေမကောင်းဖြစ်လို့ဆိုပြီးတော့သူ့ရောပြန်တော့မယ်ဟာသူ့နေရာမှာဘသူ့ကိုအစားထိုးမှလဲခင်စောလေသူကမရီတော့တောင်းယူမှာခင်စောနေမရီတော်နေကသူရင်းလိုနေကြတော့တိတ်ပြီးတော့စိုးရိမ်စရာမရှိဘူးလို့တော့ထင်နေမှုခမ်းမြက်ဆိုင်ငါစဉ်းစားမိတာတခုခေါင်းထဲဝင်လာရင်ဘာလေးမှုခမ်းမြက်ခင်စောကမမကြီးအဓိကလူလို့ထင်နေဟာဖြစ်နိုင်ပါမလားတိတ်ပြီးတော့ဖြစ်နိုင်နေဆိုင်ရဲ့အမတော့စောကလျာရှင်ရဲ့အယုံကြီးအဆုံးသူမမကြီးကကောင်းကောင်းအတုံးချသွားမှသိကြတယ်ခင်စောကငွေကြောင့်တစ္ဆာဖောက်မယ်လို့တော့ငါမယုံတောင်မင်းလည်းသိပါရဲ့ခင်စောကတော့ငွေကြောင့်တော့မဟုတ်နိုင်ဒါပေမဲ့မမကြီးချုပ်ကင်နိုင်တဲ့အကြောင်းအရာတစ်ခုတော့ရှိနိုင်လိမ့်မယ်ထင်တယ်ခင်စောအေးလေအခုချိန်မှာမကြီးတော်အတွက်စိတ်ချရလူစွာမင်းနဲ့ငါကလွဲပြီးတော့ဘသူကမှမျက်လုံးမိတ်ပြီးတော့ယုံလို့မရနိုင်ဆိုင်ပြောလိမ့်မကမြင့်မင်းနဲ့ငါခင်စောနဲ့ပတ်သက်ပြီးတော့တတိမလေးဖို့တော့အေးကြီးတယ်မိရခင်စောကိုစိတ်မှအနီးကပ်စောင့်ကြည့်ထားလိုက်ငါခင်စောရဲ့အဖြစ်အချင်းတွေစုံစမ်းမယ်ကောင်းနေမကမြင့်ဆိုင်ဆန်ဖာနဲ့ဒေါက်တာမူခမ်တို့တယောက်လက်ကိုတယောက်စုပ်ကင်ပြီးတော့ဆိုင်ရင်မင်းနဲ့ငါအန်ဒီတခုကစားကြဖို့ဖြစ်လာကြရင်တော့ငါတော့အန်ဒီရဲ့ကိုရင်ဆိုင်ရတဲ့စနစ်ဟောင်းကြီးတစ်ခုရဲ့အယူဆအတွေးခေါ်အတ္တတွေကိုတွန်းလှန်နေပွဲကလေးတစ်ပွဲလို့သတ်မှတ်ထားတယ်။ဒါနဲ့ဆိုင်မင်းရဲ့တူတော်မောင်ခုံနောင်ရှန်နဲ့မင်းရောက်ဖတော့ခုံစောနိုင်တို့ပဲကအချိန်ရဘလို့ရှိလဲ။ရောက်ဖတော်နဲ့တူတော်မောင်တို့ကမမကြီးရဲ့ပုံသွင်းခြင်းကိုခံထားသူတွေကမင်းရောက်ဖကကိပညာတက်တောက်ဖြစ်ပြီးတော့အတွေးခေါ်မရသူတယောက်ဖြစ်နေစိတ်မကောင်းကြပဲ။ဘယ်တဲ့နိုင်မလဲကွာ။ပညာတက်တယောက်ကအမှန်တရားကိုမျက်ကွယ်ပြုနေတာအမားရဲ့ကြေးကြိုဖြစ်ချင်လို့ပဲဒါပေမဲ့ဒီနေ့တော့သူ့မျက်လုံးတွေပြန်ပြီးပွင့်လာမယ်လို့တော့ယုံကြည်ထားတယ်ပရိသရိစနစ်ရဲ့ကျင့်စဉ်တွေကိုမျိုးကုံဘိုးဘွားအမွေတစ်ခုဖြည့်နဲ့စုပ်ကင်ထားတဲ့မမကြီးရဲ့အတ္တဆွဲကြီးကိုထုတ်ပြရမယ့်အချိန်ရောက်နေပြီငါတခုတော့ယုံကြည်နေရရှိတယ်ဘာလို့လဲမှုခံမြင့်မမကြီးကိုမရောငါပါငငယ်လေးကလေးကသူ့ရဲ့ပရိသရိဝါဒကြီးကိုစန့်ကျင်ခဲ့ကြတာဘာမှမပြောင်းလဲခဲ့ဘူးမလားဟုတ်တယ်လေမင်းတူမတော်လေးကိုအမတော်ကိုဝင်စပြီးတော့တဲကြရမမကြီးကနေမျိုးစုံသုံးပြီးတော့ဖြတ်စည်းဖို့ကြံခဲ့ရဒါမေးတစ်ချိန်မှမအောင်ခဲ့ဘူးဒါမမကြီးကိုရှင်ပြိုင်မဲ့သူရေကောင်းတူကလူလောကကြီးတွေကိုရောက်လာတာလို့ထင်ပါတယ်ဆိုင်းဆန်ဖလက်ဖြောက်ကလေးတီးလိုက်ပြီးတော့မင်းပြောတာတိတ်မှန်နေငါတူမလေးကစုံမိုးဆက်ပွင့်နေတဲ့သူရေကောင်းတူပဲဆိုင်းဆန်ဖကျင်းနေချင်းများစွာနဲ့ပြုံးလိုက်တယ်သူရင်ထဲမှာစုံမိုးဆက်ပွင့်နေကအေးအားကြီးတစ်ခုဖြစ်ဝေရောက်လာတယ်လို့ခံစားရတယ်။ဆိုင်စံဖတစ်သားပခက်ကလေးပေါ်မှာအိပ်ပျော်နေတဲ့တူမတော်လေးရဲ့ပါပြင်းကလေးကိုနမ်းပြီးတော့ကရီပေါ်မှာဆေးတောက်ပြီးမင်းရဲ့မရီဖြစ်သူစောကလျာရှင်ပြီးမှဝင်ထိုင်နေမရီဖြစ်သူစောကလျာရှင်တူမတော်လေးကိုမွေးပြီးကလေးကကျမ်းမာရေးသိပ်ပြီးတော့မကောင်းဖြစ်နေရကြပြီ။မရီဘယ်လိုနေသေးလဲဒီလိုပါပဲကွယ်ဆရာဝန်ကပါပြောလေးမရီရဲ့အုံနောက်အာယုံကျော်အာနေပြီဖြစ်နေရတဲ့မမကြီးကတော့နောက်တဲ့ဒေါက်တာတူဦးနဲ့ပြောင်းပြီးတော့ကုသရမယ်လို့ပြောသွားတယ်။မမကြီးတယောက်မရီဖြစ်သူစီကိုတူမတော်လေးမွေးပြီးကလေးကလာရောက်ကြည့်ရမျိုးတစ်ခါမှမရှိခဲ့ဘူး။ဒါပေမဲ့မနေ့ကတော့ဘာရီစိတ်ကူပေါက်လဲမသိဘာရီကြံစီပြီးတော့မရီတော်စီကိုလာခဲ့တယ်လေဆိုတော့မတွေးတတ်ပါ။ကောင်းသောလာခြင်းတဲ့မကောင်းသောလာခြင်းကပိုပြီးများမှသေးကြတယ်။အခုမရီစီကစကားကိုကြားပြင်းတော့စဉ်းစားရအရန်ကိုကြက်သွားတယ်။မရီ
ဘာများလဲဆိုင်ရဲ့မမကြီးပေါ်မှာမကြီးပက်လို့မြင်ထားလေ။ဘောင်မြင်ရမလဲကွယ်မမလေးပေါ်မှာကောင်းချင်းမကောင်းချင်းကမမကြီးကိစ္စလေ။မလေးကတော့မမကြီးပေါ်မှာအမရှင်လိုချစ်ခင်လေးစားမှုတွေနဲ့ကောင်းမှုနဲ့စိတ်ကိုမွေးထားပါတယ်။ကျွန်တော်ပြောတာကမကြီးတဲ့တူမတော်ပေါ်မှာမမကြီးဘလို့သဘောထားလဲဆိုတာမကြီးသိထားလား။ဆိုင်ရဲ့မလေးသဘောပေါက်ပါတယ်။သမီးလေးကဧကရေးဆိုင်ကြီးရဲ့တခင်မလေးဖြစ်မှာမမကြီးလုံးလုံးမနေတတ်ဘူးလေ။မမလေးတို့မိသားစုတွေမှာဧကရေးဆိုင်ကြီးကိုတခင်မဖြစ်သူကပဲအုပ်စိုးပိုင်ခွင့်ရှိတာဆိုတော့သမီးလေးမွေးခြင်းကကံကောင်းခြင်းနဲ့ကံဆိုးခြင်းပြိုင်တူဖြစ်လာတာမလားပြီးတော့တူတော်မောင်ခွန်တော်ရှင်ကလေမမကြီးတို့ရဲ့မွေးစားသားဆိုတော့ဧကရေးဆိုင်ကြီးပေါ်မှာပတ်သက်လို့မရဘူးလေမမနောက်ဆုံးမြင်ထားတာကမကြီးကသူ့ဘွားနောက်ဆုံးချိန်ထိဧကရေးဆိုင်တခင်မကြီးကုံပုတ်ကိုယူသွားခြင်းတဲ့သဘောမျိုးရှိနေတယ်မကြီးပြောရဲ့အမြင်ကမမပါဘူးမမကြီးရဲ့ဘွားတစ်လျှောက်မှာတခင်မကြီးဆိုတဲ့ကုံပုတ်ကသူ့ဘွားရဲ့အဓိကကြားဆုံးမမုံမှုစီဖြစ်နေတာသမီးလေးအသက်18နှစ်ပြည့်ရနေဧကရေးဆိုင်ကြီးရဲ့တခင်မနှစ်ယောက်ဖယ်ပေးရမှာဘလို့မှမမကြီးလက်မခံနိုင်ဖြစ်နေရဲ့ဒါကြောင့်တူမတော်လေးကိုအသက်အန္တရာယ်ပြုမှာတော့သိကြရမည်ဆိုင်မောင်လေးမလေးတို့သားမီးနှစ်ယောက်ဘွားမှာအခုကြီးလူလောကတွေကပျောက်ကွယ်သွားကြရမမကြီးရဲ့ဩဇာအောက်မှာရှိနေခဲ့သူတွေပဲကွယ်သူရဲ့ဆက်မှုတွေပေါ်မှာဘယ်လိုလုပ်ပြီးတော့ကာကွယ်နိုင်မှာလဲမကြီးကမမကြီးလုံးတမြောင်ကောင်းငုတ်ပြောခံမဲဆိုသဘောပြောနေရလားဒီလိုတော့မဟုတ်ပါဘူးမလေးနောက်ဆုံးဆုံးဖြတ်ချက်တစ်ခုချပြီးတော့စဉ်းစားထားတယ်ဒါပါလေဆိုတော့သမီးလေးတို့မလေးဘွားနဲ့အသက်ခံတာကိုရှင်းပြကောက်ွယ်သွားမှာမကြီးရဲ့ပြီးမှကျွန်တော်နဲ့မူခမ်းလို့ရှိနေပါ යි မလေးယုံကြည်ပါရဲ့အော်မီခင်စောပေါ်မှာရောမကြီးဘလို့မြင်ထားလေခင်စောကမလေးနဲ့တရားလေးနေခဲ့ကြတဲ့သူဆိုတော့မလေးပေါ်မှာအရင်ကောင်းပါရဲ့မကြီးခင်စောပေါ်မှာတိတ်ပြီးတော့ယုံကြည်မှုမလုံကဲစေခြင်းစိတ်ချပါဆိုင်ရင်မလေးသမီးနဲ့ပတ်သက်ပြီးတော့မလေးပေတော်မှသတိလစ်သွားမှာမဟုတ်ပါဘူးမလေးဘွားမှာခုကဲနာခုစရာဆိုတာမရှိလို့ပါဖြစ်နိုင်လို့ရှိရင်ဧကရေးဆိုင်ကြီးကနေအပီးထွက်သွားဖို့တော့စဉ်းစားထားတယ်မလေးကဘာမှမမှတ်မောပါဘူးသမီးလေးကိုပြီးမဲ့တခင်မနေရာအတွက်လေမခုံမင်းဘူးလူသားတွေအတွက်ဖျားသခင်ကနေရာကိုစီပေးထားပြီးမလားသူညာနဲ့သူထိုက်တဲ့နောက်ရကြပါလိမ့်မရေဖြစ်သူစောကလျာရှင်ကတောင်ပေါ်သူကလေးပြီးယူသားသူတူလည်းဖြစ်တယ်အကူကြီးနဲ့မထင်မှတ်ပေရွာကလေးတရွာမှာစုံစည်းခဲ့ပြီးတော့ဧကရေးဆိုင်အိမ်တော်ကြီးကိုရောက်ကြရဘာကုံဒုကုံဆောင်တွေကိုမမတ်မောပေရိုးရှင်းစွာနေထိုင်ခဲ့သူဖြစ်လို့ဆွေတော်မျိုးတော်တွေကစောကလျာရှင်ကိုချစ်ခင်ကြတယ်အကူကြီးနဲ့3နှစ်လောက်ပေါင်းတင်ပြီးတော့သူမတော်လေးကိုတရီရခဲ့ပြီးအကူကြီးဆုံးပါသွားခဲ့ရခြင်းဖြစ်တယ်မမကြီးထိတ်တင်စောတေဝီကစောကလျာရှင်နဲ့အကူကြီးတို့ကိုသဘောတူခဲ့ခြင်းမရှိခဲ့ပေမဲ့ဘာမှကန့်ကွက်ပိုင်ခွင့်မရှိတာကြောင့်ရှင်ငုံပြီးတော့နေခဲ့ရသူဖြစ်တယ်မမကြီးမှာအကူကြီးကိုသဘောတူခဲ့သူကနန်းနတီဖြစ်တယ်နန်းနတီကမမကြီးကြိုးဆွဲရကိုကောင်းမေသူတူဖြစ်တယ်လို့ခင်ပွန်ဖြစ်သူခွန်ချော့နိုင်နဲ့နန်းနတီမိဘတွေကကြောက်တွင်အတူတူလောက်ကင်ကြသူဖြစ်တယ်ဒီအတွက်အကူကြီးကိုနန်းနတီနဲ့နီးစပ်အောင်စူးစမ်းပြီးမိမအောင်မြင်ခဲ့ခြင်းကမမကြီးတို့ဧကရေးဆိုင်ကြီးမှာတခင်မကြီးဘွားအောင်ဆက်ပြီးတော့နေထိုင်နိုင်ဖို့အတွက်ပထမဆုံးကြာဆုံးမှုစီတစ်ခုဖြစ်ခဲ့ရတယ်မမကြီးရဲ့တခင်မကြီးနေရာအတွက်ဒုတိယကိစ္စတစ်ခုကတော့ဧကရေးဆိုင်ကြီးရဲ့ဗန်တိုင်းကိစ္စတစ်ခုဖြစ်တယ်ဧကရေးဆိုင်အိမ်မှာငွေကြေးဆိုင်ရာကိုအကူကြီးကကင်တွယ်ရပြီးတော့မမကြီးကအသုံးစည်းလောက်သာသုံးခွင့်ရှိတယ်ဒါမဲ့မမကြီးကန်ကောင်းသွားတာကိုကြီးရုတ်တရက်ဆုံးပါသွားပြီးတော့ဗန်တိုင်းကိစ္စနဲ့ဆိုင်အိမ်ကြီးရဲ့စီးပွားရေးလုပ်ငန်းအားလုံးကိုကင်တွယ်ခွင့်ရခဲ့ပြီးစောကလျာရှင်သုံးဆွဲခွင့်ကိုလည်းချုပ်ကင်ထားခဲ့တယ်စောကလျာရှင်အကူကြီးရှိစဉ်တို့ကပေးထားခဲ့တဲ့ရွှေရတနာဆိုင်ကြီးကိုမမကြီးကပဲစီမံကုတ်ခဲ့တယ်ဆိုင်ဆန်ဖာအတွက်မိုက်ထွေးလုပ်ငန်းကြီးကိုကိုပိုင်လုပ်ကင်စေခဲ့တယ်တခင်လေးစောကလျာရှင်နဲ့စကားပြောနေချိန်ခင်စောရဲ့ခေါ်တဲ့ကြောင့်လှည့်ပေးကြရပါလေခင်စောတခင်မကြီးကတခင်လေးကိုခေါ်ခိုင်းလို့ပါအေးအခုလာခဲ့မင်းခင်စောရှင်မင်းလက်ထရာဆေးရီယာဘသူအတွက်လဲဟုတ်သမီးတော်လေးအတွက်အားစိတ်တွေပါတခင်မကြီးပေးခန့်လိုက်တာပါဆိုင်မောင်လေးတားဆက်ရှိရသွားလိုက်ပါမကြီးစောကလျာရှင်ကခင်စောလက်ထဲကဆေးတွေကိုလှမ်းယူပြီးတော့စပွဲပေါ်တင်ထားလိုက်တယ်ဆိုင်ဆန်ဖားစိတ်ထဲမှာမမကြီးတူမတော်အတွက်တိုက်တဲ့အားစိတ်တွေပေါ်မှာတန်တရာဝင်နေမိတယ်မကြီးစောကလျာရှင်ကတော့
ဘာတန်တရားမှမရှိသလိုတွေ့နေရတယ်။ဒါမဲ့မရီစောကလျာရှင်မျက်လုံးအိမ်ထဲမှာလမ်းပြီးတွေ့လိုက်တာတခုကသူ့ကိုဘာမှမစိုးရိမ်ဖို့အကြည့်တစ်ခုဖြစ်တယ်။ဆိုင်အိမ်ကြီးတဲ့ကိုမွေခင်အိမ်ရှိမှာကားတစ်စီးရက်ထားတာတွေ့ရတယ်။ဆိုင်းစံဖအဲ့ဒီကားမျိုးကိုတစ်ချိန်တစ်ခါမှဧကရိဆိုင်ကြီးမှာတွေ့မြင်ခဲ့ဘူးခြင်းတော့မရှိအခုတွေ့လိုက်ရခြင်းကပထမဆုံးဖြစ်တယ်။အင်ကြီးတဲ့ကိုလှမ်းပြီးဝင်တာနဲ့အေကန်ခမ်းမမှာဆိုင်းစံဖားနဲ့အသက်ချင်းသိပ်ပြီးတော့မကွာလာတဲ့ခက်တန်အမျိုးသားတယောက်တွေ့ရတယ်။ဆိုင်ထိုင်အောင်မမကြီးလှမ်းခေါ်လို့အဲ့ဒီသူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီးတော့အဲ့ဒီလူရဲ့မျက်နှာကိုအကဲခတ်လိုက်တယ်။ဆိုင်သူကဒေါက်တာဆိုင်းမြတ်သားကျော်လို့ခေါ်တယ်။ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။လူရင်ကျေးမှုအတိုင်းတယောက်လက်ကိုတယောက်ဆွဲပြီးတော့နှုတ်ဆက်လိုက်တယ်။ဆိုင်းမြတ်သားကနိုင်ငံသားနေပြန်လာတာမကြသေးဘူးကွယ်။မမကြီးနဲ့ဒေါက်တာဆိုင်းမြတ်သားကျော်တို့ရဲ့ရင်းနှီးပတ်သက်မှုကိုအခုမှသိခဲ့ရတာဖြစ်တယ်။မမကြီးကဘလို့ရည်ရွယ်ချက်နဲ့သူ့မိတ်ဆက်ပေးသလဲဆိုတာသူနားမလဲ။ဆိုင်းမြတ်သားကျော်ကစောကရရှင်အတွက်တီးတဲ့စိတ်ကူးတာရေးတာဝန်လုပ်ပြီးမှမရီဖြစ်သူကိုစိတ်ကူးတာမှာဆိုရေးစကားကြောင့်စိတ်ထဲမှာတန်တရားဖြစ်သွားတယ်။ဒေါက်တာတူရဲ့ပညာနဲ့စိတ်ထားပေါ်မှာသူ့အနေနဲ့ဘာကိုမှမဝေဖန်လို့ပေမဲ့မမကြီးနဲ့ပတ်သက်လို့သူ့အတွက်တန်တရားများစွာရှိနေခဲ့တာအမှန်။ဆိုင်းမြတ်သားကျော်ကနိုင်ငံသားမှာနှလုံးယောဂအထူးကုပွဲကိုယူထားရလေမမကြီးလှုပ်ဆောင်နေမှုကိုသူ့အနေနဲ့အခုကာလမှာဘာတကူမှမပြောချင်ပေမဲ့မမကြီးရဲ့လှုပ်ဆောင်မှုပေါ်မှာတော့သူ့အနေနဲ့မျက်ကြည့်ပြတ်ခံမှာမဟုတ်အော်မမကြီးဒေါက်တာဘေနေရစပြီးတော့မရီတော့ကိုစပြီးတော့တောင်းဝင်ယူမလဲဒီနေ့အစမှလေအခုတော့မှစောကလရှင်သွားပြီးကြည့်မလို့ဆိုင်းအဖော်လိုက်သွားလိုက်ပါအောင်နော်ဟုတ်သားစရအောင်ဒေါက်တာကျွန်တော်ရင်းရင်းနှီးနှီးဆိုင်းမြတ်သားလိုပဲခေါ်ပါဧကရိဆိုင်ဒီနေ့ကျွန်တော်တိတ်ပြီးတော့မစိမ့်ပါဘူးဒေါက်တာဆိုင်းမြတ်သားကျော်ရဲ့စကလုံးကြိုတွေကိုသူကြားနေရပေမဲ့မရီတော့အတွက်စိုးရိမ်မှုကပိုပြီးတော့အားကောင်းနေစေအမှန်တကယ်ဆိုရင်ဧကရိဆိုင်အိမ်တော်ကြီးနဲ့သူ့၏ပမာရှိတဲ့ဒေါက်တာမူခန်တယောက်လုံးရှိပေမဲ့မမကြီးဒေါက်တာဆိုင်းမြတ်သားကျော်ကိုအတွင်းထဲကိုဝင်ခိုင်းခြင်းရရိုးသားရေးကိစ္စတစ်ခုတော့မဟုတ်မရီတော်စောကလျာရှင်အဆောင်ကိုလိုက်ပို့ပေးပြီးတော့စံတက်စစ်ဆေးမှုတွေကိုသူမျက်တောင်မခတ်ပဲကြည့်နေတယ်ဒေါက်တာဆိုင်းမြတ်သားကျော်ကတော့တကယ်စေတနာကောင်းသူပမာမရီတော်ကိုသူစစ်ဆေးမှုတွေကိုလုပ်ပေးနေတယ်သူမတော်လေးငိုတန်းကြောင့်မရီတော်သူမတော်လေးကိုပွေးချပြီးနှုတ်တိုက်အပြုတ်မှာမစောကလျာရှင်ဖြစ်နိုင်ကလေးကိုနူးမတိုက်ဘူးကောင်းမင်းဒေါက်တာဆိုင်းမြတ်သားကျော်စကားကြောင့်သူရောမရီးပါအံ့အားသင့်စွာဖြစ်သွားတယ်ဘာဖြစ်လို့လဲဒေါက်တာတခြားတော့မဟုတ်ပါဘူးကျွန်တော်ပြီးမဲ့စီရီကကလေးတက်တိတ်ပြီးတော့အဆင်မပြေလို့ပါအန်ဒီကြီးကြီးမမတော့မဖြစ်ပါဘူးမိကေနိုရီကိုအားပြုနေရတဲ့တူမတော်လေးအတွက်သူ့ရင်ထဲမှာစိတ်မကောင်းဖြစ်သွားတယ်ဒေါက်တာမသိလို့မေးပြစေကလေးကိုနူးမတက်ရဘူးဆိုတာအကန့်အသတ်မရှိဘူးလားဒါတော့မစောကလျာရှင်ရဲ့ကျမကြီးတို့တက်မှုပေါ်မှာမူတည်ပါရဲ့စိတ်ပညာနဲ့ပတ်သက်ပြီးတော့သူကမကြမ်းကျင်လို့စကားကိုမဆက်ကြောဝေးနေလိုက်တယ်ဒီနေ့စပြီးတော့တားရမယ့်ဆေးတွေပေးခဲ့ပါမယ်ကျွန်တော်ကတော့3ရက်လောက်မှတစ်ခါလာကြည့်ပေးပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တောက်ကင်ပြုပါအောင်ဒေါက်တာဆိုင်းမြတ်သားကျော်ရဲ့စီအိတ်ကလေးကိုသူဆွဲပြီးတော့အဆောင်ပြင်ကိုထွက်လာခဲ့တယ်ဆက်အိမ်တော်ကြီးအပြင်မှာမမကြီးရက်ဆောင်နေလို့ဒေါက်တာဆိုင်းမြတ်သားကျော်မမကြီးစီသွားပြီးစကားပြောနေလို့ဒေါက်တာဆိုင်းမြတ်သားကျော်ကားပေါ်ကိုစီအိတ်တင်ပြီးတော့သူ့မိုင်းတွင်းကိုသွားဖို့ကားစီကိုထွက်လာခဲ့တယ်တနေ့ထက်တနေ့မရီတော့အတွက်ပူပန်မှုတွေကများပြားလာတယ်တောင်ကြားလန်ကလေးတိုင်းကားကလေးကိုဒေါက်တာမူခဲမောင်းလာပြီးတော့ဘေးမှာဆိုင်းဆန်ဖလိုက်ပါလာခဲ့တယ်မင်းစုံဆန်းတာတေချာလားမှုခဲ့ငါရကြတဲ့တရင်ရလေခိုင်ခိုင်လုံလိမ့်ပဲကွာဒါကြောင့်ဒီညောင်မင်းနဲ့လာခဲ့တာခင်စောရဲ့ရုပ်လုံးကိုတီတီကြကြသိရမှာသူတို့ကားကလေးကတောင်ကြားလန်ကလေးကိုကြောက်ဖြတ်ပြီးတော့တဲနီလန်ကလေးတိုင်းဆက်ပြီးမောင်းလာရင်အခုငါတို့သွားမယ့်နေရာခင်စောပိတယောက်ရှိတယ်ဥပလိုင်းတူလို့ခေါ်တယ်ခင်စောနဲ့ပြန်ပြီးစုံကြတာမကြသေးဘူးဥပလိုင်းတူကခင်စော9နှစ်သမီးရွယ်တုန်းကလူတက်မှုနဲ့တော်ရဲကိုတင်းရှောင်နေခဲ့တာအခုကျမရဲ့ချင်းကြီးကြောင့်ဒီရွာကလေးမှာခုအောင်ပြီးတော့ပြန်နေတာမင်းပြောဖို့ရဆိုရင်မမကြီးကဥပလိုင်းတူကိုရှာတွေ့သွားပြီးတော့ခင်စောနဲ့ဘေးတွေ့ခဲ့ရပေါ့သိဟုတ်တာပေါ့ကွာဒီအကွက်ကိုအကြက်ခိုင်းပြီးတော့ခင်စောတို့မမလေးအတွက်အသုံးချဖြစ်ရမယ်ခင်စောနေနဲ့သူ့ဖခင်ကြီးကိုအခုအသက်ရရအောင်မှထောင်ထဲမသွားစေချင်တဲ့စိတ်နဲ့မမလေးပေါ်မှာပြမှုတစ်ခုကိုကျူးလွန်ရတော့မှာပေါ့ဆိုင်ဆန်ဖဒေါက်တာမူခန်းစကားကိုနားထောင်ရင်လူတယောက်ရဲ့အတ္တကြီးမှုကြောင့်အပြစ်မဲ့တဲ့သူတွေအမားရီကိုကျူးလွန်ခဲ့ရပြီမလားကားကလေးမောင်းလာရင်အ
အဝေးစီကရွာကလေးကိုလမ်းပြီးတွေ့ရတယ်။တောင်တန်းတွေကရင်ပြီးတော့စိမ့်ဆုပ်နေတဲ့ဒေါ်တန်ကြီးတွေကြောင့်ရွာကလေးကအေးချမ်းဖွယ်ကောင်းနေရမှန်ပေမဲ့ကြောက်စရာကောင်းလာတဲ့လူတယောက်ရဲ့အကျဉ်းချခြင်းကိုခံနေရတဲ့ဥပလိုက်တို့အတွက်စိတ်မကောင်းဖြစ်မိတယ်။ရွာလေးတဲ့ကိုကားလေးမောင်းဝင်တာနဲ့တွေ့လိုက်ရတဲ့အင်္ဂလိပ်ကတက်တက်ရရက်နဲ့ခြေတန်းရှိအင်္ဂလိပ်ဖြစ်တယ်။မင်းဥပလိုက်တို့စီကိုအရင်သွားတွေ့မှလား။ဆိုင်ရဲ့ဘယ်လိုလုပ်ပြီးတော့သွားတွေ့လို့ရမှာလဲ။ဥပလိုက်တို့ပြီးမှမမကြီးရဲ့လူတွေကစောင့်ကြည့်နေကြတာ။ဒါဆိုငါမှကောင်းလေးတယောက်ရှိတယ်။သူ့ဆရာဥပလိုက်တို့ကိုဆက်သွယ်အောင်စူးစမ်းမှာ။မင်းကဒီရွာရောက်ဖို့ထားရပေါ့။ဒါနဲ့ဆိုရင်၃ခေါက်မြောက်လို့ဆိုအောင်ပါ။ပထမဆုံးခေါက်ကလူနာတယောက်စိတ်ကူရင်နဲ့ရောက်ခဲ့တာ။ဒုတိယတစ်ခေါက်ကခင်စောနေပတ်သက်ပြီးတော့ရထားတဲ့တဲ့ကိုစုံစမ်းမှုရောက်ခဲ့တာ။ခြေတန်းရှိအင်္ဂလိပ်တစ်လုံးရှိမှာကားထိုးရလိုက်တာနဲ့ဆရာအင်္ဂလိပ်ထဲကအသက်20ဝန်းကျင်လူငယ်တူထက်လာပြီးတော့စီးကြတယ်။အဲ့ကအဘခွန်ရောမရှိဘူးဆရာတော်ရေးဝင်သွားတယ်။အိမ်ပေါ်တက်ကြည့်ပါဦးဆရာလာမယ်ဆိုလို့လေအဘတောစားသွားပြီးတော့ရှာတယ်။အဲ့ကောရေအလုရှာလို့ကွာဒီလိုတော့မဟုတ်ပါဘူးဆရာရေဆရာတို့မျိုးမှတောစားကိုစားတာမဟုတ်လေအိမ်ပေါ်မတက်တော့ကွာအောက်မှာပဲထိုင်ကြပေါ့အိမ်ရဲ့အောက်ထက်မြေပြင်ပေါ်မှာစပွဲရှိကြီးတစ်လုံးနဲ့ခုံတန်းရှိကလေးတွေလှုပ်ထားလို့သူနဲ့မူခမ်းဝင်ပြီးထိုင်လိုက်တယ်။အိုက်ကောဆိုတဲ့လူငယ်ကလေးကအိမ်နောက်ဘေးဘက်မှာရှိတဲ့တီးတန့်ပြုတ်လောက်ထားတဲ့မိဖို့ဆောင်လေးထဲဝင်ပြီးတော့ယူနီဘန်လေးနဲ့ဆက်သားချောက်ပကံလေးရှူလာပြီးတော့ချပြီးတယ်။ဆရာတို့ယူနီချမ်းလေးနဲ့မြေးကြအောင်တော့အဘရောက်မှအရင်ချက်မှာကဲအိုက်ကောထိုင်ပါဦးငါတို့တီကိုလာတဲ့ကိစ္စကိုမင်းသိရနော်သိပါရဲ့ဆရာရေဒီအတွက်ကျွန်တော်ဘက်ကနေအားလုံးလုံးဆရာရှိတာလှုပ်ထားပါရဲ့ခဏနေလို့ရှိရင်ကျွန်တော်ကောင်တကောင်ရောက်လာမှာပလိုက်တူကျမကြီးကဘလို့အချိန်ရှိလဲအိုက်ကောကျွန်တော်ကြားရတဲ့တင်ရသိပ်ပြောမကောင်းစရာခက်တာပလိုက်တူစီကိုဝင်ရထွက်တာမလွယ်ဘူးဘာလို့လဲရွာလူကြီးတပည့်တွေကအိမ်ပေါ်မှာတက်နေပြီးတော့လူနာမေးရတောင်မှအော်ငေါ့လို့တယ်စိတ်ကူးတိုင်းရောသူတို့ပြင်ထားတဲ့ဈေးဆရာတယောက်တော့ရှိတယ်တခါမျိုးကနေဆရာဝန်တယောက်လေးပါလာတယ်ဒါနဲ့မင်းငါရီနဲ့တွေ့ပြီးမိသိငယ်ချင်းကဘလို့ပတ်သက်တာလဲသူကပလိုက်သူနေအိမ်မှာလက်တို့လက်တောင်ခိုင်မှုတကြီးငားထားတာအိမ်တင်းချောင်းတော်တော်များများဒီကောင်သိတယ်မုခမ်မမကြီးကဒီရွာလူကြီးနဲ့ပတ်သက်မှုရှိနေတာသိကြပြီအိုက်ကောစကားရဆိုရင်မမကြီးရဲ့ပေါင်ပတ်သက်မှုတွေကအရန်ဦးကျေပြတ်နေပြီတတိထားပြီးတော့ခိုးဘက်ကနေမလေးရင်ဖို့လိုအပ်နေပြီကြောင်မဲ့ဖွယ်ကောင်းလာတဲ့မမကြီးရဲ့ခြေလမ်းတွေကိုတွေ့မြင်ရလို့မမကြီးအတမေးရှက်လောင်ကျဲမှုမှာလွန်စွာအပြေးနေပြီဖြစ်တယ်အိမ်ရဲ့အနောက်ဘက်စီကကြိုကုတန်တခုကြားတယ်ဆရာကျွန်တော်တို့သွားကြရအောင်ကျွန်တော်တငယ်ချင်းရောက်နေပြီအေးသူနေမူခမ်းအိုက်ကောခေါ်ဆောင်နေနောက်ကိုလိုက်ခဲ့တယ်ကျင်းရဲ့အနောက်ဘက်ဝေပေါက်ထပ်ပေါက်လေးတိုင်းထွက်လာခဲ့ကြပြီးတော့စိတ်ညွညွအပင်ကြီးတစ်ပင်စီကိုရောက်သွားတယ်သူတို့အပင်ကြီးအောက်ကိုရောက်တာနဲ့တစ်ပင်ကြီးနောက်ွယ်ကအိုက်ကောနဲ့တတူရဲတူလူငယ်တယောက်ထွက်လာတယ်ခဏဒါငါပြောတဲ့ဆရာမူခမ်းမြဲကိုဆိုင်ဆန်ပါဟုတ်ကဲ့ကျွန်တော်ဆိုင်ခဏမှာသူတို့လေးယောက်တစ်ပင်ကြီးအောင်မှထိုင်လိုက်ကြတယ်ကိုတို့အရင်ဆုံးသိချင်တာဥပလိုင်တူရဲ့ကျမကြီးနောက်ဆုံးချိန်နေပဲဆိုင်ခဏဥပလိုင်တူကျမကြီးချင်းကလုံးဝမကောင်းတော့စရာမင်းဘလို့သိထားလို့လဲလွန်ခဲ့တဲ့3ရက်လောက်ကမြို့ကဆရာဝန်တူဆေးလာကူတော့အပြင်မှာကျွန်တော်လိုက်ပြီးပို့ခိုင်းနေလက်ရောက်တော့ကျွန်တော်လည်းသိချင်လို့မင်းကြီးတာဥပလိုင်တူကလေချောင်းကင်ဆာဖြစ်နေရတဲ့သူဆက်ပြီးနေရရင်အလုံးစုံတစ်လပဲခံတော့မှာဆရာဆိုင်ခဏပြောလိုက်တဲ့စကားကိုနှစ်ယောက်လုံးနားထောင်ပြီးတော့ခေါင်းထဲမှာအတွေ့များစွာရှုပ်ထွေးသွားရင်ဆိုင်မင်းဘလို့စဉ်းစားထားလဲမမကြီးခင်စောကိုချုပ်ကင်နိုင်တစ်လလောက်ပဲရှိတော့တာဆိုတော့ခင်စောနေနဲ့သူ့ဖခင်ကြီးအတွက်ဘလောက်ပဲပေးဆက်ဒီတစ်လောက်ကြုံနိုင်မှာတော့မဟုတ်သူ့ဖခင်ရဲ့နောက်ဆုံးချိန်ကိုမမကြီးကဖွင့်ပြောမယ်လို့တော့မတင်ဘူးတေချာပေါက်ထိန်ဆန်ထားမှာပဲဆိုင်ငါတို့မဖြစ်မနေစဉ်းစားမှမမကြီးနောက်ဆုံးအချိန်ကနိုင်ငံသားမှရှိကြတဲ့ဦးကြီးတော်တို့ရောက်မလာခင်မှာသူ့ရဲ့ကြံစီမှုအပြီးသက်လို့မှာဒီတစ်လအတွင်းခင်စောမမကြီးတခုခုလောက်ခိုင်းမှသိကြတယ်မူခမ်းငါတို့ဥပလိုက်တူနဲ့တွေ့ရင်ကောင်းမလားတွေ့ဖို့ကရုံခက်ခဲမယ်ဆရာတို့တွေ့ချိန်အဆင်ပြေမဲ့ချိန်တော့ရှိတယ်ဘာလို့အဆင်ပြေမှလဲလှုပ်စမ်းမအောင်ဆိုင်ခဏဒီလိုဆရာဒီနေ့တောင်ပိုင်းရွာမှာရိုးရာပွဲရှိတယ်ဒီပွဲကိုဘတ်တူစောရိုတွေအားလုံးကတွားကြမှာကျွန်တော်တို့မှတည်တည်ချာချာစောင့်မှုတော်ပြောထားဒါဆိုအဆင်ပြေရပေါ့သူတို့ပဲချိန်လောက်တွားနိုင်မလဲဆိုင်ခဏညနေစောင်းတာနဲ့တွားကြမှာပါဆရာညနေစောင်းနေထီတော့စောင်းကြည့်ုံပဲရှိရတာပေါ့ဆိုင်ဆန်ဖာတို့အိုက်တော်အင်္ဂါထွက်တော့မောင်စားပြုတ်နေပြီတရားလုံးတိတ်ဆိတ်နေတော့သတိပြုလိုက်မိတယ်အိုက်ကောဗျားဆရာမင်းတို့တရားလုံးကလူတွေဘယ်ရောက်ကုန်ပြီလဲတောင်မိုင်းပွဲကိုသွားကြလေ
တီတော့မှအခုလိုပွဲကလေးတွေရှိမှတွားကြလာကြတာဆရာအော်ရွာရဲ့အနောက်ဘက်တောလန်းကလေးတိုင်းဆက်ပြီးတော့ရှောက်လာကြရင်နဲ့တိတ်မကြပါဆိုင်ကနောင်စောင့်နေတဲ့နေရာစီကိုရောက်ခဲ့ကြတယ်ဆရာတို့လာကြဗျာဟိုကောင်နေတွားကြရလားဆိုင်ကနောင်တွားကြပြီဆရာဥပလိုင်တူတော်မှအမောဖောက်ကျင်တယ်လို့ဖြစ်နေရဆရာဝန်ခေါ်ဖို့မမတော့လားဘာမှမပြောတော့ဆရာပေးထားတဲ့ဈေးကိုပဲတိုက်ခိုင်းနေဆိုင်ဆန်ဖားတို့အိမ်လေးပေါ်တက်ပြီးတော့အပေါ်ရောက်တော့ညညူနေတဲ့ဥပလိုင်တူကိုမိရင်ကလေးအောက်မှာတွေ့ရတယ်ဥပလိုင်တူဘီမှာဝင်ထိုင်ပြီးတော့အချိန်လေးကိုအကဲခတ်လိုက်တယ်သူတို့စကားပြောဆိုဖို့အချိန်လေးနဲ့အခွင့်အရေးမရတော့မသိနိုင်သေးပါဆရာနှိုးလိုက်ရမလားဆိုင်ကနောင်မလို့နေအောင်သူအိပ်ပြောအောင်အိပ်ပါစေကွာယောဂဝေဒနာခံစားနေရတဲ့သူ့ပေါ်မှာဒေါက်တာမူခန်းစာနာစွာနဲ့မနှိုးပဲထားလိုက်တယ်ဒီကောင်တွေကဘယ်ချိန်လောက်ပြန်လာမှလဲမနဲ့မိုးလေးမဲဆရာဒါဆိုအချိန်ရောက်ပါရဲ့ကွာအေးဝအောင်အိပ်ပါစေဆရာတို့ရင်းနေချမ်းနဲ့မြည်ဖို့တကူကူသားစီစဉ်ကွာဆိုင်ခနောင်အောက်ဘက်ကိုပြန်လေဆင်းသွားပြီးတော့အပေါ်မှာဆိုင်းဆန်ဖားတို့အတွေ့ကိုစီနဲ့စကားမပြောဖြစ်ခဲ့ကြအကြီးမားဆုံးအန်ဒီရဲ့ကြီးကမကြခင်မှရောက်လာတော့မှဖြစ်ပြီးတော့စိတ်တွေမော်ပန်းနေကြတာအမဲဆိုင်မိဘပြောချင်တာလေးပြောလီမင်းနဲ့ငါရင်ဆိုင်နေရတဲ့ကိစ္စအပြစ်မဲ့ကလေးငယ်တောင်ကဲနေရလားဒါမှမဟုတ်ဧကရစ်ဆယ်အေးတခင်မတပေါင်းကောက်ွေနေရလားမင်းပြောတာနှစ်ခုလုံးမှန်နေမှုကဒီတက်ပြည့်စွာပြောမယ်ဆိုရင်အတက်ကြီးလာတဲ့မမကြီးရဲ့ရက်ဆက်မှုကြီးကိုစိန်ခေါ်လိုက်တာဘာဆိုင်မမကြီးကိုစိန်ခေါ်လိုက်တာဟုတ်လားတိတ်ဟုတ်တာပေါ့မူခမ်းရဲ့အမြင့်ကြီးမြောင်းနဲ့ဗရေသရီဝါဒတခုခင်းနေမယောညီမသိရဲ့နဲ့အတင်းစုပုံသွင်းနေအောင်ဘလို့မှလက်သိခံလို့မရတာအမှန်ပဲကွာငါတကူတော့မေးချင်နေမူခမ်းမင်းကငါတို့ဧကရစ်ဆိုင်ကြီးနဲ့စိတ်နဲ့သူမမို့တာဘောင်မင်းနေအောင်ပါလေဆိုင်ငါဧကရစ်ဆိုင်ကြီးနဲ့ဝေးရသူမဟုတ်ဘူးဆိုဟုတ်ပါတယ်ဒါမဲ့ဧကရစ်ဆိုင်ကြီးရဲ့မျိုးနယ်စုဥပဒေကိုငါမသိရအမှန်ပါမူခမ်းမြေမျိုးနယ်စုဥပဒေဆိုတာအချိန်ကာလတစ်ခုရှိခဲ့တာပြောရရင်တော့ဒီဥပဒေကြီးကိုကင်ဆွဲနေရဒီအချိန်မှာမမကြီးပဲရှိတော့တာမမကြီးကဘွေရပညာတတ်တယောက်ပါဘာလို့ဒီလိုရှေးရုပ်ဆွဲကြီးကိုလက်ကင်ထားတယ်လဲမသိဘူးမမကြီးရဲ့အတရမက်ကပညာဉာဏ်ကင်းမစေပြီးမူခမ်းရဲ့တကယ်ကိုကြောက်စရာကောင်းလိုက်တာဒေါက်တာမူခမ်းတပြင်းတစ်ခုကိုမုန်းကျက်စွာချလိုက်တယ်မိမိဘွားရဲ့အနာဂတ်ကိုအကောင်းဆုံးပို့ဆောင်ပေးခဲ့ဧကရစ်ဆန်အိတော်ကြီးမှာဒေါက်တာမူခမ်းတက်ထာဝရကျေးဇူးကောင်းကင်တစ်ခုကြီးပါဆရာဥပလိုက်တူနိုးနေပြီအေးဥပလိုက်တူကိုထားနေရာစီထားလာကြတယ်ဥပလိုက်တူနေကောင်းနေနော်မောင်ရင်တို့ကဘသူလဲကွယ်သူကဧကရစ်ဆန်ကြီးရဲ့ဆွေမျိုးဝင်တူပါအော်သိပြီဧကရစ်ဆန်အိမ်တော်ကြီးရဲ့တခင်လေးဆိုင်းဆန်ဖားပုံနော်ဟုတ်ပါရဲ့ဥပလိုက်တူတခင်လေးအခုလိုလိုက်လာတာအရန်ကျေးဇူးတင်နေစုံစည်းခုအခွင့်အရေးပေးရဲ့ဖျားတကယ်ကိုကျေးဇူးတင်ပါတယ်ဥပလိုက်တူလဲနေရာကအာယူထားလို့ဆိုင်းခဏတွဲထုပေးလိုက်တယ်ဥပလိုက်တူကျွန်တော်တွေးချင်နေရပေါ့ဟုတ်ပါရဲ့ကွယ်ဘာကိစ္စများရှိလို့လဲဥပလိုက်တူသမီးလေးခင်စောကဲပြီးပါကွယ်ဗျာဥပလိုက်တူစကားကြောင့်နှစ်ယောက်လုံးအံ့အားသင့်သွားတယ်ဘာလို့ကဲခဲရတာလဲသမီးလေးကိုဧကရစ်ဆန်ရဲ့ရှိသခင်မကြီးကဦးလေးကိုဓာစာခံလုပ်ပြီးတော့သမီးလေးကိုမဟုတ်တာတွေခိုင်းတော့မယ်ကဲပြီးပါသခင်လေးရင်ကျုပ်ဘွားဘာမှမထူတော့ပါဘူးတိမင်းနေ့ရက်ကိုကျုပ်သိထားပြီးပြီကျုပ်ကြောင့်သမီးလေးဘေးဒုက္ခတွေမရောက်စေချင်တော့ဘူးဥပလိုက်တို့ကဘာလို့အခုလိုပြောနေတာလဲဒီနေ့ကျုပ်သတိလေးနေပြီးထင်ပြီးတော့မြို့ဝသခင်မကြီးလေးကိုတူပြောနေရကြားလိုက်ရတာဦးလေးကခင်စောပြောမပြအောင်လားသမီးလေးနဲ့စကားကြပြီးပြောဖို့အခွင့်အရေးမပေးဘူးကွယ်ပြီးတော့သမီးလေးကတလားမှာတစ်ခါလောက်ပဲလာတွေ့နေတာဥပလိုက်တို့စိတ်အေးထားပြီးတော့ကိုကျမ်းမာရေးကိုကြိုးဆိုင်တော့ခင်စောကိုကျွန်တော်တို့ကဲပေးမယ်တခုတော့ဦးလေးကူညီပေးပါခင်စောဦးအတန်နဲ့အဖြစ်မှန်ပြောပြပေးပါကျွန်တော်တို့မှဗီဒီယိုကင်မရာပါတယ်အေးဦးလေးပြောမယ်ဥပလိုက်တို့ပြောတဲ့စကားကိုဒေါက်တာမူခမ်ဗီဒီယိုရိုက်ယူထားတယ်ဥပလိုက်တို့အိပ်ပျော်သွားတော့မှအပြင်ကိုပြန်ထွက်ခဲ့ပြီးဆိုင်းဆန်ဖနိုင်ကိုကြည့်လိုက်တော့နနက်3 နာရီထိုးလူဖြစ်နေပြီအိုက်ကုန်းနဲ့စမ်းခဏဗျာဆရာငါတို့ပြန်ကြတော့မယ်မနေ့အာယုတက်တာနဲ့ရွာနေတက်မယ်မင်းတို့အခုလိုကူညီပြီးအရင်ကျေးဇူးတင်ပါတယ်ဆိုင်းခဏပြောပါစရာဥပလိုက်တို့ဂူးဆိုင်ပေးပါကွာဟုတ်ကဲ့ပါကျွန်တော်ဖခင်တယောက်လို့ဂူးဆိုင်ပါမယ်ဆိုင်းဆန်ဖကြည်နဲ့စွာကောင်းနေလိုက်တော့တယ်ခင်စောပြောင်းနေဟုတ်လားဒေါက်တာမူခမ်းတောက်လက်စအေးခွက်ကိုစပွဲပေါ်ပြန်တင်ပြီးတော့အော်စာနေမိတယ်ဟုတ်တယ်မူခမ်းရဲ့ခင်စောပြောင်းနေရဒီနေ့နဲ့ဆိုရင်6 ရက်မြောက်သွားပြီ
ငါတို့နဲ့တွေ့ပြီးတော့နောက်ရက်ကစပြီးတော့ပျောက်သွားပေါ့ဟုတ်တယ်ဆိုင်ခင်စောနဲ့ငါတို့တွေ့ရမမကြီးတိသွားလို့ရှင်းပြလိုက်လားမသိဘူးငါလည်းမင်းလို့ပဲတွေးမိတယ်မမကြီးလိုရက်တွေ့ရလေအရန်ဥပဒေမဲ့လို့မီသူ့အတားကြောင့်လေကြားအပြစ်မဲ့သူတွေဆုံရှုံနေနာတာတွေလုံးဝမဖြစ်တင်ဘူးမဖြစ်တင်ဘူးဆိုရင်မဲ့ငါတို့ဘက်ကမမကြီးကိုတားနိုင်တဲ့အချိန်မျိုးမရှိတော့သူ့လုံးသမျှတွေလက်ပိုက်ကြည့်နေအောင်ပါဆိုင်ဆန်ဖာနဲ့ဒေါက်တာမူခမ်းနှစ်ယောက်လောက်မမကြီးရဲ့ရက်စမှုတွေကိုဟန်တားနိုင်စွမ်းမရှိလို့စိတ်ပြက်နေမိရောတယ်ဟာဒေါက်တာဆိုင်ဆန်ဖာတို့ထိုင်နေတဲ့စပွဲပေးဘက်စပွဲကိုကင်မရာကြီးလည်းပေးဆွဲလို့ဝင်လာသူကဒေါက်တာမူခမ်းကိုနှုတ်ဆက်ခြင်းဖြစ်တယ်ကိုဝေးမောင်ကြီးကဘယ်ကတရင်ယူပြီးပြန်လာလေကိုဝေးမောင်ကမူကင်းတရင်ထောက်တူဆိုတာတည်ထားပြီးမိလူချင်းကတော့တိတ်ပြီးမရင်နေပါဘယ်ရှိမလဲဗျာကြောက်စူးတောင်ကြောကြမှာမင်းကလေးတလောက်အလောင်းတွေးလို့တရင်သွားယူတာအလောင်းကပုံပြက်နေပြီမင်းကလေးအလောင်းဆိုရဲ့အတန်ကိုချားလို့နှစ်ယောက်လုံးစိတ်ဝင်စားသွားကြတယ်ဘယ်သူပဲဝါဆိုတာသိပြီးသွားပြီလားမသိရသေးဘူးဗျကျွန်တော်ထင်တော့ဒီမင်းကလေးတည်ဆုံးတာမယူသားဆိုတာအသက်ခင်ရည်လို့ဆိုတာပေါ့ဟုတ်တယ်ဒေါက်တာကျွန်တော်တွေ့ကြုံကပြောရမယ်ဆိုရင်ဒီမင်းကလေးကိုတက်ပြီးမှလာပြီးတော့ပြစ်သွားတာတရားတန်ချက်ကိုတွေ့လားတရားတန်ချက်ကတော့မရှိဘူးဒါပေမဲ့တရားပေါ်ပေါ်ပဲတက်လိုက်တဲ့ပုံစံမျိုးတကွဲခန်းကနေအဖြစ်ထွက်လာတော့မှတည်တည်ချာချာပြောနိုင်မှာအလောင်းသေးသွားပြီလားရွှေခွေးရုံပို့လိုက်ကြပြီလေဆိုင်းဆန်မမျက်လုံးထဲမှာခင်စောပုံရိပ်ကိုမြင်အောင်နေတယ်ဟုတ်ခမ်းမိဘပြောချင်လေမင်းနဲ့ကရင်ခွေးရုံကိုလိုက်သွားမလားအေးလိုက်သွားကြမယ်ခင်စောအတွက်အဖြစ်တစ်ခုရပေါ့သွားကြမယ်ဆိုင်းဆန်ဖာနဲ့ဒေါက်တာမူခမ်းကားတစ်စီးစီနဲ့ရင်ခွေးရုံကိုထွက်လာကြတယ်စေရုံရင်ခွေးရုံကိုရောက်လို့နှစ်ယောက်သားဝေမဲ့အပြုတ်နေမြေခံစခန်းမှုကိုစော်လက်နဲ့မျက်နှာချင်းဆိုင်တွေ့ရတယ်ဆိုင်းနဲ့မူခမ်းတို့ပါလားဘယ်လာကြလဲဒီလိုပဲစော်လေရဲ့ရင်ခွေးရုံကိုရောက်နေတဲ့မိန်းကလေးနဲ့ပတ်သက်ပြီးကြည့်ကြလို့ကြည့်စစ်နေဆိုတော့အကြောင်းများရှိနေလို့လားဒီလိုစော်လေရဲ့ဆိုင်းအိမ်မှာနေမိန်းကလေးတူပျောက်နေရ၄-၅ရက်လောက်ရှိပြီအဲ့ဒါဟုတ်မဟုတ်လာကြည့်တာမိန်းကလေးမျက်နှာပုံပြက်နေပြီးဆိုင်းရဲ့မင်းမမိနိုင်ပါမလားကြည့်ပြီးမှအဖြစ်ပေးနိုင်မယ်ဒါဆိုငါလေးတစ်ခါဝေတို့နဲ့တူဝင်ကြည့်မယ်မင်းကလေးဘယ်သူပဲဝါဆိုတဲလုံစားပြောင်းနေရ၃ယောက်သားရင်ခွေရုံကိုဝင်လာခဲ့ပြီးတော့အလောင်းထားတဲ့စင်နာမရောက်ခင်ကလေးကအနက်တက်ကိုမခံနိုင်လို့နှာခေါင်းပိတ်ပြီးအနောက်ကပ်ခဲ့ရတယ်အလောင်းမျက်နှာအတော်လေးကိုပြတ်နေပြီဖြစ်ပေမဲ့ဆိုင်းဆန်ဖာကအလောင်းနေထားကိုကြည့်ပြီးတော့ခင်စောဆိုတာခိုင်မာစွာဆုံးဖြတ်လိုက်တယ်ဆိုင်းဘယ်လိုလဲ तू ကခင်စောပဲဟာတေးစားရလာဆိုင်ရဲ့လုံးမလဲနိုင်စောလက်အဓိကအကြဆုံးချက်ကခင်စောပေပဲခြေထောက်ကအမာရွတ်ကြည့်ပဲငါတို့အိမ်ကိုရောက်ပြီးတော့တလားလောက်မှရင်နှွေးပူလောင်ပြီးတော့ရရတဲ့ရစောလက်ဘာလဲမှုခံမြင့်ဒီမင်းကလေးတည်ဆုံးမှုပေါ်မှာမင်းဘယ်လိုကောက်ချက်ကြမလဲလက်ရှိချိန်ကြီးကခိုင်လုံနဲ့အထောက်ထားမရသေးတော့ဘာဆိုတာပြောလို့မရသေးဘူးဒါပေမဲ့အချိန်တစ်ခုကိုအနည်းဆက်ဆုံးသုံးသပ်ကြည့်မယ်ဆိုရင်လုံးကျန်ခံရတာစီးရုံကစေးစစ်ချက်အပြေထွက်လာရင်တော့ပို့ပြီးတော့တေချာပြောနိုင်မှာဆိုင်မင်းစကန်ခဏလိုက်ခဲ့အောင်ကွာတေဆုံးသွားခင်စောနေပတ်သက်ပြီးတော့သိချင်တဲ့ချက်လက်လေးတွေကုညီပါအောင်ရပါတယ်ကွာလုပ်ပြရမှာပေါ့ငါတို့မလိုက်တော့ဘူးသူတီဝင်စားရှိသေးရဲ့မင်းနေကြော်လေငါပဲသွားလိုက်တော့မယ်ဆိုင်ဆိုမင်းနဲ့ငါဒီကြားမှာအဆက်အသွယ်ပြတ်လို့တော့မရအောင်တော့စိတ်ကြပါဒေါက်တာမူခမ်းကိုနှုတ်ဆက်ပြီးတော့ရဲစခန်းကိုလိုက်ခဲ့တော့တယ်။ဦးကြီးတော်ခုနောက်ဆိုအီဂရိစိန်တော်ကြီးကိုရောက်နေချက်ချင်းလာခဲ့ပါ။ဆိုင်းဆန်မစီကိုမမကြီးစီကဖုန်းခေါ်တဲ့ကြောင့်သူများစွာအံ့အားသင့်သွားခဲ့ရတယ်။ဦးကြီးတော်ဦးခုနောက်ဆိုအင်္ဂလန်ကနေမြန်မာပြည်ကိုဘလို့အရေးတကြီးကိစ္စကြောင့်ရောက်ခဲ့ရတယ်လေဆိုတာနားမလည်နိုင်အောင်ဖြစ်သွားတယ်။ဦးကြီးတော်ဦးခုနောက်ဆိုရောက်ရှိခြင်းကကောင်းသောရောက်လာခြင်းလို့ဆိုရမလားမသိမကြီးတော်အတွက်ကာကွယ်နိုင်ဖို့အခွင့်အရေးတစ်ခုရလိုက်ပြီလို့ထင်လိုက်တယ်။ဆိုင်းဆန်ဖသူ့ကားကလေးကိုမောင်းထွက်လိုက်ရင်မြို့ဝင်လမ်းမစီကိုအရောက်ဒေါက်တာမူခမ်းကားနဲ့မျက်နှာချင်းဆိုင်တွေ့လို့ကားကိုရပ်လိုက်ပြီးတော့ကားပေါ်ဆင်းလိုက်တယ်။ဆိုင်ဦးရတော်ရောက်နေဆိုဟုတ်တယ်မူခမ်းမြက်ငါ့မမကြီးဖုန်းဆက်ပြီးခေါ်တော့အခုသွားမလို့ကိစ္စတခုထူးကြလို့လားဘာမဲတော့မသိသေးဘူးအိမ်ကိုရောက်မှသိရမှာမေးလိုက်ခဲ့လေငါလိုက်လို့မရသေးဘူးအရေးပေါ်လူနာတယောက်ခွဲစိတ်ခံဝင်အောင်မှာနောက်မှမင်းနဲ့ငါပြန်ပြီးစုံကြပေါ့အော်ဆိုင်မေးပါပြောချင်တာလေးပြောလေဦးကြီးတော်ကငါတို့တက်ခွင့်ကောင်းတခုပဲဒီပေါ်မှာမင်းနေနဲ့ရောငါအနေနဲ့လက်လွတ်ခံလို့မဖြစ်ဘူးနော်အေးငါလည်းဒီခွင့်ယူတွေးနေတာတောက်မယ်ကွာတယောက်ပခန်းကိုတယောက်ပုတ်လိုက်ပြီးတော့ကားပေါ်ကိုစိုက်ခဲ့ကြတယ်အမိတဝမ်းတဲကအတူတူဆင်းသက်ခဲ့ကြတဲ့မောင်နှမနှစ်ယောက်ကြားမှာရန်သူတစ်ဖွဲ့မုတ်တီးမှုတွေနဲ့မျက်နှာချင်းဆိုင်မဲ့အခြေအနေကိုမကြုံချင်ပေမဲ့ကြုံရတော့မယ်ဆိုင်းဆန်ဖာအီဂရိဆိုင်ကြီးကိုရောက်ပြီးတော့
အိမ်တော်ထဲကိုလမ်းပြီးဝင်လိုက်တာအိမ်ခမ်းမကြီးမှာဦးကြီးတော်နဲ့မမကြီးထိုင်တာတွေ့ရတယ်။ဦးကြီးတော်မျက်နှာနဲ့မမကြီးတို့မျက်နှာတွေအမက်မထင်သတိထားပြီးကြည့်လိုက်တယ်။ဦးကြီးတော်မျက်နှာခက်ထန်သလိုရှိပေမဲ့တိတ်ပြီးတော့တင်းမာမှုမပြ။ဦးကြီးတော်ခုနောက်ကျော်ကဆိုင်းဆန်ဘာလို့ငငယ်လေးကလေးကြောက်ရွံ့ရသူတူဖြစ်တယ်။မမကြီးကတော့ဦးကြီးတော်ရှိမှဘလောက်ပဲဧကရိဆန်အင်ကြီးရဲ့တခင်မကြီးဖြစ်ပေမဲ့သူငယ်တကောင်လိုဖြစ်နေရင်ဆိုင်ဒီမှာထိုင်ဟုတ်ကဲ့ဦးကြီးတော်စီကထိုင်ခွေပြူမှသာထိုင်ခွင့်ရလို့မမကြီးဘေးဘက်ဆိုဖာမှာဝင်ပြီးထိုင်လိုက်တယ်ခင်စောပါလို့တရားလေဗျာမထင်မှတ်ပဲမေးလိုက်တဲ့အမေစကားကြောင့်ဆိုင်ဆန်ဘာပြောရမယ်မသိဖြစ်သွားတယ်ကျွန်တော်တည်ရတိပဲသိပါတယ်ဦးကြီးတော်သူ့စကားကြောင့်ဦးကြီးတော်မျက်နှာပေါ်မှာတင်းမာမှုဖြစ်သွားပြီးတော့မျက်တောင်းနေကြည့်နေကြည့်တယ်ငါတက်ပြီးတော့မေးမယ်ခင်စောအသက်ခင်ရတယ်ဆိုတာဟုတ်လားသက်ဆိုင်ရာကတော့အသက်ခင်ရတယ်ဆိုတာတန်တရားရှိနေပါတယ်ခိုင်လုံတဲ့အချက်လက်ကတော့မရသေးပါဘူးဦးကြီးတော်ငါကြားတလောက်ကခင်စောကသူ့ကိုယ်သူအစိုးစီလိုက်တဲ့ရွေဘက်ကလည်းလက်ရှိချင်းနဲ့ဒီတိုင်းပဲအမှုဖွင့်ထားပါသေးတယ်ချလိုက်ပါလေအမေတကူကတော့တနေ့ပေါ်လာမှာပေါ့ကွာစောကလျာရှိမင်းကလေးမွေးထားရေးဆိုတော့တေဝီမေဘလို့စီစဉ်ထားလေတူမတော်လေးအသက်16နှစ်ပြည့်နေမှဧကရိစိန်တော်ကြီးအရာအားလုံးကိုလှည့်ပြောင်ပြီးမှာပါဦးကြီးတော်ဒီပေါ်မှာမင်းတို့နှစ်ယောက်လုံးဘာပြောချင်တာရှိလဲငါတို့ဘိုးဘွားအစဉ်ဆက်ကကျင့်သုံးခဲ့တဲ့ရိုးရစီမင်းကြီးကိုပြောင်းလဲဖို့ဆန္ဒရှိပွပွလေးလေးပြောစရာမရှိပါဦးကြီးတော်ကျမတော့တက်ဆုံးနေကျင့်သုံးသားမှာမမကြီးရဲ့ပရိသရိအတမန်နေကြောင့်ထပ်ပေါ်လာတဲ့စကားတွေကမာကြောနေတယ်ဦးကြီးတော်ပြစ်တင်မယ်ဆိုရင်တင်မှာကျွန်တော်ကတော့ခေတ်စနစ်နဲ့မကိုင်းညီတော့တဲ့ပြတဲ့ချက်တွေကိုပယ်ဖြတ်ပေးစေချင်ပါတယ်ဘိုးဘွားအစဉ်ဆက်ရိုးရတလေးတွေဖြတ်စည်းရမျိုးမဟုတ်ပါဘူးလူပဝေးချင်းတိုင်ဝိုင်းဒီအကြောင်းမှာဝေမစက်တဲ့ကိစ္စတွေကိုပြုပြင်စေချင်ပါတယ်ဆိုင်မမကဘာကိုအရင်ဆုံးပြောင်းလဲတင်နေဆိုတဲ့ချက်ပြောပြလေအခုကျွန်တော်တို့အိမ်တော်ထဲမှာအလုပ်သမားတွေပေါ်မှာကြေးကျုပ်နေလို့စေခိုင်းမှုတွေကြည့်ရင်ဒါလူသားချင်းအနိုင်ကျင့်မှုတစ်ခုပါဦးကြီးတော်ဒါအနိုင်ကျင့်တာမဟုတ်ကြေးကျင့်ကိုကြေးကျင့်လို့မဆက်ဆိုင်တန်းတူထားမှလားပြောစက်မအောင်ဆိုင်မမကြီးနဲ့ဆိုင်ဆန်ဖားတို့ဦးကြီးတော်ရှိမှထိတ်တိုက်စတင်ပြီးတော့တွေ့ရပွဲလေးတစ်ခုမမကြီးရဲ့အတိအရအရင်ပေါင်းချင်းနေပြီဒီကနေ့အလုပ်ရှိအလုပ်သမားဆိုရဲ့ကာလမှာတော့မှအထမအနိုင်ကျင့်တာတွေမတရားခိုင်းစိတ်မှုတွေကောက်ွယ်ပြီးဥပဒေတွေကနိုင်ငံတိုင်းမှာရှိနေပြီးမမငါစိတ်မှာငါဥပဒေပဲရှိတယ်မမကြီးရဲ့စိတ်အရာကဘာကြီးအပြင်ဘက်မှာတီချာရှိနေရမဟုတ်မမကြီးလူသားတွေနေထိုင်တဲ့ကဘာကြီးတွေမှာရှိနေတာဒီတော့ကဘာလူသားတွေလိုက်နာရမယ့်ဥပဒေကိုမမကြီးစန့်ကျင်လို့မရအောင်ငါဘယ်တော့မှမလိုက်နာဘူးကဲတော့ကြတော့မင်းတို့ညလို့ရဲ့သဘောထားငါစဉ်းစားမယ်စကားကိုရလိုက်တော့ခင်စောတက်နေတာမို့တေဝီမေးလုပ်ပြီးသားလားလုပ်ပြီးပါပြီခင်စောနေရာကိုနောက်တစ်ယောက်ထားဖို့ရောစဉ်းစားထားပြီးသားလားဟုတ်ကဲ့စဉ်းစားထားပါတယ်ဦးကြီးတော့တေဝီမင်းစဉ်းစားထားတာရက်လိုက်တော့ရှင်ခင်စောနေရာကိုအစားထိုးဖို့မင်းကလေးတို့ငါရှာပြီးမယ်မမကြီးနှုတ်ဖျားမှာစကားတွေကြံနေပြီမယ်ဦးကြီးတော်ရှိမှဆက်ပြီးမထွက်ရပါဆိုင်နေ့ပြန်မင်းနဲ့ငါတနေရာသွားဆက်ရှိတယ်ဟုတ်ကဲ့ခက်စောစောသားမင်းအခုငါအနိုင်ယူရမယ်ရှင်နဲ့တူမတော်လေးကိုမင်းတို့ညလုံးကျူးဆိုင်ပါမမကြီးနဲ့ဆိုင်ဆန်ဖပြိုင်သူကောင်းကလေးညှိလိုက်ကြတယ်ဦးကြီးတော်အပေါ်တက်ကိုတက်သွားပြီးတော့ဆိုင်ဆန်ဖအပြင်ကိုပြန်ပြီးထွက်မယ်အဖြူမှာဆိုင်မမကြီးရဲ့ခေါ်တဲ့ကြောင့်ခြေစုံရက်ပြီးလှည့်ကြည့်တယ်မမကြီးသူ့နာလျှောက်လာတယ်မင်းကောင်းထဲမှာဧကရိဆန်ကြီးကိုပြောင်းလဲဖို့အစီအစဉ်ထုတ်ပြလိုက်ပါကျွန်တော်ဘက်ကနောက်မဆုတ်ခဲ့ရောမမကြီးမင်းကငါ့ရဲ့ရန်သူတောက်ဖြစ်သွားမှာဘောဆိုင်ရဲ့ဆိုင်ဆန်ဖဘာစကားမှမဆက်တော့ပင်မမကြီးမျက်နှာကိုနာကျင်စွာကြည့်ပြီးတော့အိမ်ပြင်ကိုထွက်ခဲ့တော့တယ်တော်တန်လမ်းသွဲတွေတောင်ကြီးတွေကိုကွေးပတ်ပြီးတော့ဖောက်ထားတဲ့လမ်းကလေးတွေတိုင်းတနင်္လာကျော်လောက်မောင်းခဲ့ပေမဲ့ဦးကြီးတော်သွားမယ့်ရွာကလေးကိုအရေးအောင်တောင်မတွေ့ရသေးပါဆိုင်ရှိနာတူဆိုင်မှာကားရပြီးတော့တူစားကြရအောင်ဒီဒေသမှာတစ်ချိန်လုံးကခီးသွားလာလို့မကောင်းတဲ့ဒေသကလေးတစ်ခုဖြစ်နေပေမဲ့အခုတော့တောင်တန်းဒေသအတွက်စစ်မိတ်ဒေသလေးတစ်ခုဖြစ်လို့ငြိမ်ချမ်းနေပြီတူဆိုင်ကလေးရှိမှကားရပြီးတော့ခင်ကျင်းထားတဲ့စပွဲပုတ်ကလေးမှာဦးကြီးတော်နဲ့ဝင်ပြီးထိုင်ပြီးတော့တုံးမလိုက်တယ်ဆိုင်ဟုတ်ကဲ့နားထောင်နေပါတယ်ဦးကြီးတော်ငါမြမပြေကိုဘာလို့အေးတကြီးရောက်ခဲ့လဲဆိုတာမင်းသိလားမသိပါဘူးဦးကြီးတော်အရှင်းဆုံးပြောရရင်ဒေဝီဆောင်မေဗျာမိမဒေဝီကရှင်မွေးခဲ့တဲ့သမီးလေးပေါ်မှာမကောင်းချက်မယ်ဆိုတာငါသိနေတယ်ဒါမဲ့သူ့ဘက်ကနေပေါ်ပေါ်တည်းလုံးမမဟုတ်ဆိုတာငါသိတယ်မင်းမိဘတွေဆုံးသွားပြီးကြရမင်းတို့၃ယောက်ငါထင်းချောင်းလာခဲ့ရကွာဘသူစိတ်တက်ဘလို့ဆိုတာငါအသိဆုံးပေါ့ဒေဝီကကောက်ကျစ်မှုတွေအတ္တကြီးမှုတွေအလူရမက်ကြီးမှုတွေက
တိတ်ကိုတစ်ဖက်ဆုံးကြနေတာဦးကြီးတော်တိထားသလိုမမကြီးကတူမတော်လေးကိုအန်ဒီပြုတ်ဖို့ကြိုးစားနေပါတယ်ကျွန်တော်နဲ့မူခမ်းကအတက်နိုင်ဆုံးကောက်ွယ်နေပါတယ်မင်းတို့နှစ်ယောက်ကောက်ွယ်မှုကဒေဝီရဲ့ကောက်ချက်မှုမတားဆီးနိုင်ဘူးဒေဝီကမကောင်းတဲ့ဘက်မှာတိတ်ကိုတော်ရည်သူဦးကြီးတော်သူမလေးရဲ့အသက်အနည်းကိုကောက်ွယ်ပေးပါအောင်ငါမြန်မာလေးတွေငါမြန်မာပြည်ကိုရောက်လာခဲ့တာဝမ်းသာလိုက်တာဦးကြီးတော်ရဲ့ငါဘက်ကကောက်ွယ်ပေးမယ်ဆိုမဲ့မြန်မာလီနာမှာအချိန်ပြည့်နေနေမှာမဟုတ်မြန်မာပြည်မှာငါနေခွင့်ရတာ9ရက်တည်းဟာဒါဆိုဒီအတွက်ငါစီစဉ်ပေးခဲ့မှာပါဦးကြီးတော်တယောက်ဘာရီစီစဉ်ပေးမလဲဆိုတာစိုင်းဆန်ဖစိတ်ဝင်စားတယ်စိုင်းအခုငါသွားနေတဲ့ရွာကလေးမှာမိန်းကလေးတောက်သွားပြီးခေါ်ရမှာဟင်ဒီမိန်းကလေးကမြမလီနဲ့ရှင်ကိုကာကွယ်ပေးနိုင်မယ်သူပဲစိုင်းဆန်ဖမယုံနိုင်တဲ့မျက်လုံးစုံနဲ့ဦးကြီးတော်စိုက်ကြည့်နေရင်မိန်းကလေးနာမည်ကစုမိုးဆက်တဲ့သူကဣကရစ်ဆန်ကြီးရဲ့သွေးသားတော်ဆက်သူမဟုတ်ပေမဲ့မင်းတို့အဖိုးရဲ့အသက်သခင်ကျေးဇူးရှင်ဦးတော်လက်ပိုင်ရဲ့မြေးလေးပဲကွယ်မင်းအဖိုးမသိခင်ကဦးတော်လက်ပိုင်ကိုရှာခိုင်းခဲ့ရလုံးလုံးမတွေ့ခဲ့ဘူးအဖိုးရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်ရတာဘလို့အကြောင်းကြောင့်လဲဦးကြီးတော်ဒီလိုဆိုင်ရဲ့မင်းအဖိုးကတော်ပြထက်တော်အရန်ဝါသနာထုံနေသူလေဦးတော်လက်ပိုင်ကမင်းအဖိုးရဲ့လူယုံတော်တူဒီလိုနဲ့ဒီနေ့တော်ပြထွက်ရင်နဲ့တော်ရိတ်မှာစက်တစ်တကောင်ရဲ့ရံပြုတ်ခြင်းခံရတဲ့အချိန်မှာဦးတော်လက်ပိုင်ကမင်းအဖိုးဝင်ကိန်းနဲ့တရားပြင်းတဲ့ရသွားတာအဲ့ဒီတရားကြောင့်ပဲဦးတော်လက်ပိုင်ရဲ့ညာဘက်ခြေထောက်ဖြတ်ပြစ်ခဲ့ရတာဒုက္ခိတာဘွားရောက်ခဲ့ရတယ်အဖိုးကရောဦးတော်လက်ပိုင်အတွက်ဘာမှမလုပ်ပေးခဲ့ဘူးလားဒီစကားပြောရရင်မင်းရဲ့အဖိုးမကောင်းမှုကြောင့်လို့ဆိုရမှာမင်းရဲ့အဖိုးကစက်သေးကုတ်တဲ့တရားနဲ့စေကူသားခဲ့ပေမဲ့တရားတနည်းထက်တနည်းမသက်သားလို့နိုင်ငံသားမှသွားပြီးတော့ကူသားတဲ့အခြေအနေမျိုးရောက်ခဲ့တာမင်းအဖိုးစေကူသားဖို့မသွားခင်မှာသူ့ရဲ့ညီဖြစ်တဲ့ခွန်သားလိုင်းကိုတာဝန်နေပေးခဲ့တာဘာတကူမှလုပ်ပေးခဲ့ရမရှိဘူးဦးတော်လက်ပိုင်ကစေးုံကစေးတော့ဣကရစ်စိန်တော်ကြီးကိုမပြန်တော့ပဲသူ့မွေးရဲ့စာတိကိုပြန်သွားတယ်သူပြန်သွားတာကိုအဖိုးကရောမရှာခဲ့ဘူးလားရှာဖို့တော့စူးစမ်းခဲ့ပါတယ်ခက်နေတာကဒီတော့ကတိုင်းပြည်မှာအခြေအနေတွေကမကောင်းသေးတော့ဦးတော်လက်ပိုင်နေထိုင်တဲ့ဒေသဘယ်လိုမှမသွားနိုင်တာနဲ့အဆက်တွေလုံးလုံးပြတ်သွားတဲ့အစီအုံရောက်ခဲ့တာနောက်ဆုံးမိအဖိုးထိန်ပါသွားတဲ့အထိဦးတော်လက်ပိုင်ကိုတွေ့ခွင့်မရခဲ့ဘူးဦးကြီးတော်အခုကဘယ်လိုအဆက်တွေရခဲ့ရလဲဦးတော်လက်ပိုင်တတိနဲ့ပတ်သက်ပြီးတော့မြန်မာပြည်မှာငါလူတယောက်စုံစမ်းထားခိုင်းတာအခုသူ့ဆရာတရင်ရတာနဲ့မြန်မာပြည်ချက်ချင်းဆင်းလာပြောလာရှာထားဆိုင်ငါတို့မျိုးနယ်စုတွေကကျေးဇူးတရားတွေပေါ်မှာအရင်ကိုတည်သက်ကြရသူတွေဒါကြောင့်ဦးတော်လက်ပိုင်မတွေ့တအောင်ရှာခဲ့ရပေါ့ဦးကြီးတော်စကားဆုံးတာနဲ့တူဖို့ပေးပြီးတော့ခေးဆက်ထွက်ခဲ့ကြတယ်နောက်တဲ့နိုင်ဝက်နီးပါမောင်းလိုက်တာနဲ့ရှမ်းပြည်မြောက်ပိုင်းရွာကလေးတရွာစီကိုရောက်ခဲ့တယ်ဦးကြီးတော်ဘာလဲဆိုင်ရဲ့ဦးတော်လက်ပိုင်အေးကဘယ်နားမှလဲငါလည်းမသိသေးဘူးရွာလူတူဦးမေးကြည့်ရမှာဦးတော်လက်ပိုင်ကအခုဒီအသက်ရှင်နေရှိတော်မေးလားဦးတော်လက်ပိုင်ဆုံးသွားတနေ့လောက်ရှိပြီဒါဆိုသူ့မှာတာသမီးတွေကြံခဲ့မှာပေါ့ဦးတော်လက်ပိုင်မှာသမီးလေးကြောက်ပဲကြံကြလေစောအေးမှုတဲ့သူလေးတည်သွားပြီဟဲ့ဒါဆိုဦးတော်လက်ပိုင်ရဲ့မြေကလေးစမိုးဆက်ပဲကြံခဲ့တော့လာပြီးတော့ခေါ်တာစမိုးဆက်ကတခြားမွေးချင်းတွေမရှိကြဘူးလားမရှိတော့တူတော်မောင်ရဲ့သူ့ဦးလေးတူရဲ့ထိန်ချမှုအောက်မှာကြည်ပြင်းခဲ့ရတာရွာထဲမှာလူငယ်တယောက်ကိုတွေ့လို့စမိုးဆက်ရဲ့ဦးလေးဖြစ်သူပအိုက်ထူကိုမိလိုက်တယ်ဆရာတို့ပအိုက်ထူကိုတွေ့ကျင်နေဆိုရင်ရွာလူကြီးအိမ်ကိုသာတခါကြီးလိုက်သွားဟာဥပအိုက်ထူဘာဖြစ်လို့လဲဥပအိုက်ထူဖြစ်တာမဟုတ်ဘူးပြောသူ့ရဲ့တူမမိဆုံဖြစ်တာမိဆုံဖြစ်တာစိုင်းဆန်ဖားတဲ့ဦးရီတော်အန်အားသင်းစွာနဲ့ရွာလူကြီးအိမ်ဘက်စီကိုထွက်လာခဲ့ကြပြီမိရွာလူကြီးအိမ်ကိုဝါတတားကဖြတ်သွားမှမလို့ကာကိုထားရိတ်ခဲ့ပြီးတော့ခြေချင်းလျှောက်လာခဲ့ကြတယ်ရွာလူကြီးအိမ်နာကိုရောက်တဲ့အခါမှာလူအုပ်စုကြီးကိုထပ်ပြီးတွေ့ရလို့လူအုပ်ကြားတွေကိုတိုးဝင်ပြီးတော့ကြည့်လိုက်တယ်ပြီးဆုံးအခုကိစ္စကိုနေဘယ်လိုရှင်းမလဲဘာမှရှင်းစရာမလိုမတရားတာလို့တာဝယ်ပြီးတော့ဖြစ်ရှင်းတာတကြီးကြိုက်တယ်လို့ဆုံးဖြတ်ပြီးဆုံးသမီးရဲ့ကိုတကြီးကိုဒီလိုမပြောရအောင်လေအဘကလည်းဒီလိုမပြောလို့မိဆုံးကဘယ်လိုစကားသုံးရမှာလဲမဟုတ်သေးပါဘူးကွယ်တကြီးရဲ့သူ့ရဲ့တူမလေးတက်တောင်းမိပါတယ်ပအိုင်ခုကိစ္စကဗဇက်နဲ့တောင်းပန်လို့ရတဲ့ကိစ္စမဟုတ်တရားတန်ကြေးပေးပြီးတော့ရောရမှာဘလောက်တောင်ရောမှာလဲစေတိန်ဗျာအဘဘာမှမလျှော်နဲ့ရောစရာလည်းမရှိဘူးစိုက်တယ်လို့လုပ်ပါစေတကြီးရဲ့ဒီလောက်ကြီးကြတော့ကျုပ်တို့မတက်နိုင်ပါဘူးဗျာမတက်နိုင်တော့ကျုပ်ကလုံးစရာရှာဆက်လုံးမှာဟက်ကောင်ခွန်ပါနေကြလုံးမိဆိုကျုပ်ကြည့်လိုက်ဟုတ်ကဲ့ခွန်ပါနေကြလုံးတကြီးအမေကြောင့်ဇူမိုးဆက်နာကိုကျိုးရီကင်ပြီးတော့ခရရိုးကက်လာတဲ့ချိန်ငါနာကက်တဲ့ကောင်များတော့ကန်ဆိုးသူပဲဘာမှကြိုးကြည့်ကြမလို့မိဆိုဆိုရင်ကောင်မသွေးကြောင်နေမိမမျိုးမဟုတ်ဘူးစိုက်တဲ့ညောင်ခေါ်လိုက်မယ်ဘ
ဘိုးတော်ဖျားလက်ထက်ကပုံစံမျိုးနဲ့အာနာပါဝါတွေလာပြီးတော့ပြမနေနဲ့နောက်တဲ့အမှုတစ်ခုထပ်တူသွားမယ်ဆိုမိုးဆက်စကားကြောင့်ရွာသားကြီးဦးမောင်ထောခါတယောက်တွန့်သွားတယ်ဆိုမိုးဆက်ကမင်္ဂလိတူဆိုပေမဲ့လွယ်လာသူတော့မဟုတ်ယောက်ျားလေးတယောက်နှစ်ယောက်လောက်တော့စာမဖွဲသလိုလေးစိတ်ရရှိလာသူစိတ်ထဲမှာမတရားထင်ရင်ဘာကိုမှမကြည့်မဆိုင်တတ်သူမဟုတ်တကယ်အကြောင်းတရားကင်းလာတဲ့ဆိုမိုးဆက်ပဲဖြစ်တယ်တကြီးကမျက်နှာလိုက်လို့နဲ့ဟုတ်ပါတော့သူနဲ့ဆွေမျိုးတော်ရဲဆိုပြီးတော့တက်ပတ်လိုက်တာသူ့တူပျက်စီးသွားတဲ့ဆိုင်ကစေသိန်းတန်လို့လားဒါတက်မတရားလို့တာဆိုင်ဆက်ဖားတို့နာမှာရွာသူရွာသားတွေပြောနေကြတဲ့စကားကြောင့်အတော့ဘာလို့ရွာလူကြီးကစေသိန်းတောင်မှရွှေခိုင်းတာလဲဘာဖြစ်ရမလဲရွာလူကြီးတူတော်မောင်စိုင်းနေမျိုးဆွဲကောင်းလေရွာရဲကကလေးတယောက်ဆိုင်ကနေပို့သွားတာသူဟာစိတ်ကန်းနေဘာတွေပို့ရပြီးကလေးတော်မှဆဲဆူသွားတာပြီးတော့ကလေးမိဘတွေကိုချိန်မောင်းသွားလို့မိစုံကဒေါသဖြစ်ပြီးတော့စိုင်းနေမျိုးဆိုင်ကဲကိုဝစီပိန်းနဲ့ရိုက်ချိုးပလိုက်တာရောကြီးတောင်းနေရလေသူ့တူမရိုင်းတာကြတော့ဘာမှမပြောစမိုးဆက်တည်င်းကိုကြားလိုက်ရခြင်းကြောင့်ဆိုင်းဆန်ဖလေးစားသွားရင်တကယ်ကိုအားကမင်းကလေးပါလားစမိုးဆက်ကိုရွာလူကြီးရှိကနေဥဆောင်ပြီးထွက်လာတာနဲ့ဦးကြီးတော့ခဏနေပါအောင်ဟဲ့ခမရဘာတူလဲရွာလူကြီးဦးမောင်ထောဦးကြီးတော်မျက်နှာကိုတေးသေးချာချာကြည့်ပြီးမေးလိုက်လို့ကျောင်းနမေကခုနောက်ကျော်လို့ခေါ်တယ်မြောက်ပိုင်းငင်းချေးတပ်ဖွဲ့ခေါင်းဆောင်တမူးကြီးခုံပလောရဲ့ဆရာပဲခမညာတချိန်ကမြောက်ပိုင်းဘက်မှာခုံပလောဆိုရင်မော်တောင်မကြည့်ရလောက်အောင်ဩစာကြီးမှသူဖြစ်တယ်နိုင်ငံတော်အစိုးရနဲ့ငင်းချေးယူသွားပြီးတော့မြောက်ပိုင်းဒေသလုံခြုံရေးဆိုင်ရာကိုဆက်ပြီးတာဝန်ယူထားတဲ့သူဖြစ်လို့ရွာလူကြီးဦးမောင်ထောသွေးပြက်တယ်လို့ဖြစ်သွားတယ်ဆရာကြီးတောင်းမပါရဲ့ဘာကူညီပေးရမလဲခင်ဗျာပြောပါမင်းနောက်ကမင်းကလေးအခုလွတ်ပေးလိုက်ပါဗျာသူကဆိုင်ငယ်ကိုဖျက်စီထားရသူပြီးတော့မင်းကလေးသာဆိုရင်သူ့လက်ချက်ကြောင့်ခွေးပြေးတဲ့သူတွေမနေတော့အခုလေအတလူကြီးသူနဲ့ဘာမှမဆိုင်မင်းနဲ့ဆိုင်ငယ်ကိုဖျက်စီလိုက်တာဦးမောင်တော်သူ့အားလုံးသိပြီးသွားခင်ဗျာတို့မတရားလုပ်တာကြတော့ခင်ဗျာဘာမှအရေးမယူလို့အခုလိုဖြစ်ရမှာလားမဟုတ်ပါဘူးဗျာဟုတ်တာရီမဟုတ်တာရီပြောမနေနဲ့တော့ခင်ဗျာတို့ဆိုင်ငယ်တက်မှုအတွက်သုတ်3သိန်းပေးမယ်ဦးကြီးတော့3သိန်းတော့မတန်ဘူးသူတို့ဆိုင်ကယ်ရလေမှောင်ကိုဆိုင်ကယ်တရားမှုရင်ဥပဒေလမ်းကြောင်းတိုင်းတော့လှုပ်ခိုင်းလိုက်ပါဒီလိုတော့မလုပ်ပါနဲ့ဗျာရွာလူကြီးဦးမောင်ထောလေတံပြော့သွားတယ်ဟဲတရားဆရာတို့အနေနဲ့မိစုံတာဝန်ယူမယ်ဆိုရင်ကျုပ်တို့ဘက်ကဘာရောကြီးမှမယူတော့ပါဘူးမိစုံကိုကျုပ်တာဝန်ယူတယ်ဆိုင်ဆန့်ဖားနဲ့ဦးကြီးတော်တို့ကိုစုံမိုးဆက်မျက်တောင်မခတ်ပဲစိုက်ကြည့်ပြီးတော့အန်အားသိနေကျေးဇူးတင်ပါတယ်ဆရာတို့ရေဥပရိုက်တို့ဦးကြီးတော်ကိုကျေးဇူးတင်စကားတွေပြောနေရတယ်ကျေးဇူးတင်စရာမလိုပါဘူးဥပရိုက်တို့စမိုးဆက်တွေကျုပ်ကကျေးဇူးတရားမေးသူမဟုတ်ပါဘူးဗျာကဲပါခမရအိမ်ရောက်မှစကားပြောကြပေါ့သွားကြရအောင်ဟုတ်ကဲ့သမီးလေးသွားကြမယ်စမိုးဆက်စကားတခုမှမပြောဘဲစိုင်ဆန့်ဖားနဲ့ဦးရီတော်ကိုအကဲကက်လေးလာရင်နောက်ကနေလိုက်လာတော့တယ်ပြီးဆုံးအတန်နဲ့ကြီးတခုနောက်ကကြားလိုက်ပြီးတော့လဲကြည့်လိုက်တော့စိုင်းနေမျိုးနဲ့လူ3ယောက်လက်ထဲမှာဒုတ်တာကိုစီနဲ့တွေ့ရတယ်ဘာလဲနေမျိုးမျက်စရာရော်ကြီးတောင်းမလို့တပြားမှပေးစရာမရှိဘူးတခြားကောင်းတွေကိုနေတစကလုံးသုံးလို့ရမယ်စိုင်းနေမျိုးဆိုရကောင်းဒါမျိုးစကလုံးတွေနဲ့မရဘူးမရောက်တဲ့နေကြိုက်တယ်လို့ရှင်လေငါတိတ်ပြီးတော့ရှင်းတာပေါ့စိုင်းနေမျိုးတော့ရှေ့ကိုတိုးလာတဲ့ချိန်ဟာကောင်နေဒီကိစ္စကိုရွာလူကြီးနဲ့ရှင်းပြီးသွားပြီလေမင်းဘာလို့မကြည်မနဲ့ဖြစ်နေရလဲကျုပ်ဦးလေးရှင်းပေးတော့လက်မခံတာဒါဆိုရင်မင်းဦးလေးနဲ့ပဲတောက်ပြီးတော့ရှင်းပေါ့ကျုပ်ဒီဟာမနေပဲရှင်းကျင်တာတော်တက်တိကောင်းနေကောင်းပါလားကွာမင်းကလေးတယောက်ကိုယောက်ျားရစ်မာကြီးလေးယောက်ကတုတ်ဓာရီနဲ့တိတ်ပြီးတော့တဘာဝမကြောက်အောင်နော်ခမရပုစပိတ်နေစမ်းတစ်ဖက်ကတိုက်ခိုက်ဖို့ပြန်လာပြီးဖြစ်လို့ဆိုင်ဆန့်ဖရင်ဆိုင်ဖို့ပြင်တလုံးစုံမိုးဆက်ရှေ့ကိုထွက်လိုက်တယ်ဦးကြီးတော်ကတော့တီတီငိမ့်ငိမ့်ပဲရက်နေတယ်တိတ်ပြီးတော့တက်တိကောင်းနေလာကြစမ်းကြကွာဆိုင်းနေမျိုးကလွဲပြီးတော့နောက်လိုက်3ယောက်လုံးလက်နက်ကိုစီနဲ့ပြေးဝင်တိုက်ခိုက်ကြတယ်စိုင်းဆန်ဖားကဒုတ်သမားတယောက်ကိုတိုက်ခိုက်နိုင်ပြီးတော့စုံမိုးဆက်ကတော့နှက်ကောင်ကိုတပြိုင်တည်းတိုက်ခိုက်မှုမှာအရန်ကိုမြန်ဆန်လာတယ်ဟာစိုင်းနေမျိုးလက်ထဲမှာ6လုံးပြူကိုတွေ့ရတယ်မင်းတို့ဘလောက်စွမ်းတလဲဆိုတာကြည့်ကြသိရပေါ့ကဲဟာတနက်တန်နေတူစိုင်းနေမျိုးလက်ထဲမှာတနက်အောက်ကိုလင့်သွားတာကိုတွေ့ရတယ်ခွေးမသာအခုဆွဲခဲ့စမ်းကျေးရွာလုံခြုံရေးတာဝန်ယူထားတဲ့သူတွေတွေ့ရတယ်ကုစင်းမောင်ကြီးကျုပ်တောင်းပန်ပါတယ်ဥမောင်တော်ခမည်းတူကိုဆက်ပြီးတော့ကာကွယ်ပြီးခမည်းခုနေရကြောက်ကိုင်းမှုသာပြင်ထားလိုက်တော့တရားဥပဒေစိုးမိုးတဲ့နေမြေမှာ
လက်နက်ကိုကိုယ့်သဘောနဲ့ကိုယ်ကင်ပိုင်ခွင့်မရှိဘူးကျွန်တော်တောင်းမပါရဆရာစီနောက်ကျသွားပြီစိုင်းနေမျိုးမင်းဦးလေးဩစာအာနာအသုံးချပြီးတော့လူဘာဝညာကြပြီအခုတော့စက်သိမ်းသွားပြီပေါ့ခေါ်သွားကြတော့ဒီကအိတ်တွေကိုတောင်းမပါရရပါတယ်တာဝန်အတိုင်းလှုပ်တဲ့နောက်ဆက်ပြောလှုပ်ပါစိုင်းဆန်ဖဦးရီတော်ဥပအိုင်ထိုးနဲ့ဇုံမိုးဆက်တို့အင်ကိုဆက်ပြီးတော့ရှောက်ခဲ့ကြတယ်စိုင်းဆန်ဖတိလိုက်ရတာတခုကဇုံမိုးဆက်ကတာမန်မိန်းကလေးတူမဟုတ်ဆိုတာဧကရိဆန်အင်ကြီးရဲ့ဧကမတစ်ခုလုံးတိတ်ဆိတ်စွာဖြင့်ဦးရီတော်ရဲ့စကားတန်ကိုနားဆွေးနေကြတယ်မမကြီးစိုင်းဆန်ဖဒေါက်တာမူခန်းနဲ့ဧကရိဆန်အင်ကြီးရဲ့ဥပရိအကျိုးဆောင်ရှိနေသည်ဦးမြတာတို့ရှိနေကြတယ်ဦးရီတော်ပြီးမှနေထိုင်သူကစုမိုးဆက်အခုငါပြောမယ့်စကားကိုတိတ်တိတ်ချာချာနားထောင်ကြပါအထူးသဖြင့်ဒေဝီမင်းအရေးကြီးတယ်အခုငါခေါ်လာတဲ့မိန်းကလေးကငါတဘောငါစံတာနဲ့ရွေးချယ်ပြရမဟုတ်ဘူးမင်းတို့အဖိုးရဲ့စံတာကိုငါဖြည့်ဆည်းပေးခဲ့တာဖြစ်တယ်စုမိုးဆက်ကဧကရိဆန်အင်ကြီးနဲ့တရားဝင်အကြံဝင်သူဖြစ်တယ်စုမိုးဆက်ကဧကရိဆန်အိတော်ကြီးမှာအစီပါလှုပ်ဖို့ရောက်လာတာမဟုတ်ဆိုတာအလုံးသိထားမယ်ပြီးတော့စောကလျာရှင်နဲ့မြေးလေးကိုစုမိုးဆက်ကကာကွယ်ဆောင်ရှောက်ပေးတာဝန်ကိုအထူးဆောင်ရရမယ်ဦးရီတော်ကနောက်ဆုံးစကားကြောင့်စိုင်းဆန့်ဖားတို့အားလုံးအားသင့်သွားကြတယ်အထူးသဖြင့်မမကြီးထိတ်တင်တေဝီကမယုံနိုင်အောင်ဖြစ်သွားတယ်ဦးရီတော်မင်းပါပြောစလဲတေဝီစောကလျာရှင်တွေအစီပါတရားကိုကျမရှာဖွေထားပါတယ်မင်းရှာဖွေထားတဲ့သူကိုမင်းတခြားနေရာမှာပဲတုံးလိုက်ပါမမကြီးထိတ်တင်တေဝီဦးရီတော်ဆုံးဖြတ်ချက်ပေါ်မှာမကျေနပ်ပေမဲ့မနိုင်နာလို့မရပါဦးမြတ်တာဟုတ်ကဲ့ပြောစုမိုးဆက်ပွဲဒီနေ့ဒီရက်ကစပြီးတော့ဧကရိဆန်အရဲ့မိသားစုဝင်စီးရင်တဲကိုတခါလေးပြောင်းနိုင်အောင်စီစဉ်ပေးပါစိတ်ချပါဦးကြီးတော်သမီးဆိုဒီနေ့ဒီရက်ကစပြီးတော့ဧကရိဆန်ကြီးကသမီးရဲ့တရဝင်အိမ်ဖြစ်နေခွင့်ရှိသွားပြီဆိုတာသိထားကြဟုတ်ကဲ့ပါဦးကြီးတော်အဲ့တူပြဦးကြီးတော်သမီးစုကိုနေရာလိုက်ပြီးတော့ချပေးလိုက်ဟုတ်ကဲ့ဦးကြီးတော် तू ကစိန်ကြီးမှာမနေဘူးလားစုကိုစော်ကလျက်ရှိအဆောင်မှာအတူတူနေခိုင်းပါတေဝီငါသွဲခပြန်မယ်မင်းတို့နဲ့စကားပြောဆိုဖို့ဒီနေ့ပဲအချိန်ရတယ်ရှိနေစီဦးမြတ်သားရှိမှာမင်းဘက်ကဘာများပြောစရာရှိလဲပြောဦးကြီးတော့တခုတော့ပြောချင်ပါတယ်စုမိုးဆက်ကဧကရိဆန်ကြီးမှာနေမယ်ဆိုရင်ဧကရိဆန်ကြီးရဲ့စီကန်းတွေကိုသူလိုက်နာပါမယ်ဦးကြီးတော့မမကြီးထိတ်တင်တေဝီမျက်နှာကိုစိတ်စိတ်ကလေးကြည့်လိုက်တယ်တေဝီစုမိုးဆက်ကဧကရိဆန်ကြီးရဲ့စီကန်းတွေအလုံးစုံတော့တင်းကျပ်ခွင့်မရှိဘူးဦးကြီးတော့ငါယုံကြည်ထားတခုရှိတယ်စုမိုးဆက်ဆိုရယ်ကလေးမစီကံမဲ့ကလေးမမဟုတ်လူစီကံသူ့စီကံကိုနားလေတယ်မင်းသူ့ကိုကြိုးကင်ဖို့မကြိုးစားနဲ့နော်မင်းအတွက်မကောင်းဖြစ်လိမ့်မယ်ဦးကြီးတော်ရဲ့စကားတိတ်ပေကိုမမကြီးတိတ်ပြီးတော့နားမရှင်ဖြစ်သွားတယ်ငါဘက်ကပြောစရာစကားကုန်သွားတယ်အပြင်မှာလောက်ကင်စရာတွေရှိနေလို့တောင်းမယ်ဦးကြီးတော်ထက်သွားပြီးတော့စိုင်းဆက်ဖားနဲ့ဒေါက်တာမူခန်းခြံထဲကုဆင်းခဲ့ကြတယ်စိုင်းမင်းဗမေးချင်လဲဆိုတာငါသိတယ်စုမိုးဆက်ကြောင်မလားအေးဦးကြီးတော်ရေးချက်ပြီးခေးနေထားကိုကြည့်ရတာရှင်းတယ်စိတ်ချရဆုံးလူတယောက်ရှာဖွေပေးကြရနေတူတယ်မလားဦးကြီးတော်ရေးစုပ်ပြတ်ချက်နဲ့အကောင့်ထဲပေါ်တော့ငါလေးခုမှသိရတာမင်းတို့တင်ပြီးတော့ပြောထားမဟုတ်လားမဟုတ်မှုခဲရဲ့ငါဘက်ကသိထားတာစုမိုးဆက်ကိုဧကရိဆန်ကြီးမှာခေါ်ထားမယ်ဆိုတာအဲ့တခုပဲသိခဲ့ရတာဦးကြီးတော်တခြားလောက်ကင်ခဲ့တာတကယ်မသိခဲ့ဘူးမမလေးချင်းတွဲစုမိုးဆက်ကိုတာဝီတစ်ခုလုပ်ပေးခဲ့တာမမကြီးခြေလန်းတွေကိုဦးကြီးတော်ကြိုတင်ပြီးတော့သိနေလို့ဖြစ်မေခုလိုရက်ကိုကြည့်မယ်ဆိုရင်ဖြစ်နိုင်ချင်များတယ်ဒါမဲ့ငါ့ကိုမကြီးနဲ့ပတ်သက်ပြီးတော့မပြောတာအမှန်ပဲမှုခဲငါတို့တက်တော်စုမိုးဆက်ကအင်အားတစ်ခုလို့ပဲသဘောထားတော့မှာဒါနဲ့မင်းစုမိုးဆက်ရဲ့စိတ်သက်ပိုင်းကိုအကဲခတ်မိလားသူနဲ့ငါနဲ့ဆုံခဲ့ကြတာရက်ပိုင်းပဲရှိရဆိုပေမဲ့သူရဲ့စိတ်သက်ကဖြောင်းမက်တာယူသားတာတတိရှိတာတွေရှိနေရဲဆိုတာငါသိနေတယ်လို့ပဲမှုခံငါတော့မမလေးရှင်အတွက်ဆုတောင်းပေးမိပါတယ်စုမိုးဆက်ကမမလေးကိုကာကွယ်ပေးနိုင်တဲ့မိန်းကလေးတူဖြစ်ပါစေလို့ပေါ့ကွာမင်းဆုတောင်းပြနိုင်ပါတယ်ဆိုင်အခုပွဲမှာမမကြီးဘက်ကတိတ်ကိုအစာမကြေးတဲ့ဖြစ်နေနော်ဦးကြီးတော်ကိုဘလူးမောက်မလို့စံနိုင်လို့သာလက်ခံပေးနေရတာစိတ်ထဲမှာဘလောက်ထိပောက်ခွဲနေမလဲဆိုတာငါသိပါတယ်ဆိုင်ငါတို့အတွက်အရန်ကိုသတိထားမိအကြောင်းတခုရှင်းဆိုင်ရမယ်ပေါင်လင်းမှုခင်ရဲ့မမကြီးရဲ့စိတ်ယုံမှမို့ကတပတ်ဆိုတိဖြစ်လာနိုင်တဲ့ဆိုင်ရဲ့ဒေါက်တာမူကန်စကားကဖြစ်နိုင်ခြေအရှိဆုံးစကားပဲဖြစ်တယ်။ဦးရီတော်ကိုစိုင်းဆန်ဖားနဲ့မူကန်ကလေးစိတ်ထိလိုက်ပို့ပေးခဲ့ကြတယ်။ဦးရီတော်လေးပေါ်တက်ခါနီးမှစိုင်းနဲ့မူကန်ဗျာဦးရီတော်မင်းတို့ညောက်လုံးဇူမိုးဆက်ကိုစောင့်ရှောက်ကာကွယ်ပေးပါ။ဟုတ်ကဲ့။နောက်စကားကိုအကုန်မပြောခဲ့ရလွယ်ပြီးတော့ဧကရိအင်ကျဖြစ်ပေါ်လာမယ့်ကံကြမ္မာသိနေတယ်။ဦးရီတော်ကျွန်တော်စိုင်း
မိဘပြောချင်လဲဆိုငါသိရဲ့ငါ့ကိုပြောပြဖို့မလို့အခုငါမြန်မာပြည်ကိုရောက်လာတာဧကရိစံကြီးကန်ကြမောင်းအဆိုးဆုံးမဖြစ်အောင်အချိန်မီတားဆီးဖို့စူးစမ်းခြင်းတကူပဲဒါမဲ့ဒီကန်ကြမောင်းမတားနိုင်တော့မတက်နိုင်ဘောကွာဦးကြီးတော်သူ့စကားကိုအစိုးသက်ပြီးလေရင်စီကိုထွက်ခွာသွားတယ်ဆိုင်းဆန်ဖားနဲ့မူခန်းတို့ဦးကြီးတော်လေရင်ကြီးထွက်သွားတော့မှလေစိတ်ထဲကထွက်ခဲ့ကြတယ်ဦးကြီးတော်ပြောခဲ့တဲ့ဧကရိစံကြီးကန်ကြမောင်းဆိုတာမမကြီးနဲ့တိုက်ရိုက်ပတ်သက်နေပြီးတော့ဆိုင်ဦးကြီးတော်နှုတ်ဖျားမမကြီးနာမည်ကိုထုတ်မပြောတာလွဲပြီးတော့ဒီအတိတ်ဘက်ကိုပြောသွားတာပေါ့ကွာငါဆိုရင်တော့စုံမိုးဆက်တော့ပဲဘာလို့လဲမမကြီးကမရီနဲ့ပတ်သက်ပြီးတော့စုံမိုးဆက်ကိုအလုပ်ပေးတော့မှာမဟုတ်တိတ်ပြီးတော့တေစားတဲ့စကားပေါ့ကွာအရှင်ဆုံးပြောရမယ်ဆိုရင်ဦးကြီးတော်စုံမိုးဆက်ကိုမမကြီးနဲ့ထိတ်တိုက်စိန်ခေါ်မှုတစ်ခုပေးခဲ့တာဟာဒါဆိုဦးကြီးတော်မတရားဘောင်မင်းကမတရားလို့ပြောရလဲစုံမိုးဆက်လို့မင်္ဂလိတောင်နေနဲ့မမကြီးလို့လူတယောက်ဘယ်လိုလုပ်ပြီးတော့ရှင်းပြနိုင်မှာလဲဟာမူခမ်းမင်းကဦးကြီးတော်ကိုရှော့တက်တာလားစုံမိုးဆက်ကိုရှော့တက်တာလားတော့မသိဘူးတိတ်ပြီးတော့မစိုးရိမ်ပါနဲ့ကွာဦးကြီးတော်ကမမကြီးနဲ့ရှင်ပြိုင်ရေးတဲ့ပြိုင်ဘက်ကိုတည်တည်ချာချာရွေးချယ်ခဲ့တာအခုပွဲမှာမင်းနဲ့ငါပြိသက်လို့နေပြရမှာလားမင်းနဲ့ငါအခန်းကဏ္ဍတစ်ခုတော့ပေါင်ရမှာပေါ့ဘယ်နေရာနေပေါင်ရမှာလဲစုံမိုးဆက်ကိုအိမ်ရပြူနိုင်မဲ့ကိစ္စတွေမင်းနဲ့ငါကုညီဖြည့်ရှင်းပေးရမှာပေါ့နှစ်ဦးသားစကားပြောရင်တောင်ကွေးပတ်လန်ကလေးစီရောက်ချိန်မှာသူတို့နောက်မှာဆိုင်ကယ်3စီးလူ6ယောက်လိုက်လာတော့တွေ့ရတယ်။ဆိုင်သူတို့လက်ထဲမှာတနက်တွေ့ပါလားခဏနေအောင်ဆိုင်းဆန်ဖဆိုင်ကယ်သမားတွေကိုတေးသေးချာချာကြည့်မိတယ်။မူကလက်ထဲမှာဘာမှကင်ထားမတွေ့ဘူး။ဒီကောင်တွေလက်နဲ့မပါဘဲတော့လိုက်မလာနိုင်ဘူး။ဆိုင်ကယ်3စီးကတပြေးပြေးနဲ့လီကက်လာပြီ။အတန်တိတ်တက်ဆင်ထားတဲ့တနက်ကိုဆိုင်ကယ်နောက်ကလိုက်လာသူကခါကြားကနေထုတ်ပြီးပြဲလို့ကားနောက်မှန်ကိုထိမြင်သွားတယ်။မူကဆက်ရှိတင်ပြီးတော့မောင်းတော့ဒေါက်တာမူခမ်ကားဆက်ကိုမြင့်ပြီးမောင်းထွက်ခဲ့ပြီးမြင့်ဆိုင်ကယ်တွေကတိတ်ပြီးမဝေးကွာရီနောက်မှာလိုက်ပါလာနေကြတယ်။ငါတို့မျိုးဝင်ကိုမရမချင်းအနေကြီးတယ်။ဒီတိုင်းဆက်မောင်းရောလွတ်နိုင်ပါမလား။လဲတော့မလွယ်ဘူး။အသက်နဲ့လောင်ကျွေးထပ်ပြီးတော့စူးစမ်းမှာမူခမ်ဘာလဲဆိုင်ရဲ့ရှေ့ကတောင်ရှိုလဲနဲ့ကုရင်လိုက်ကွာပြီးမှကြော်ရရနေပြီးမယ်။ကားနဲ့ဆက်ပြီးမလဲတော့ဘူး။ဆိုင်ဆန်ဖာပြောရတော့ကလေးကတစ်ပိထူထပ်ပြီးကားဆိုင်ကဝင်လို့မလွယ်တဲ့တောအုပ်ကလေးဖြစ်တယ်။ဒီတောအုပ်လျာနေထွက်ရင်ငိမ့်စိကင်းစကန်ရှိတယ်။ဒီဒီကောင်တွေဆက်ပြီးတော့လိုက်လဲမှာတော့မဟုတ်ဘူး။ဆိုင်းဆန်ဖာပြောတဲ့အစီအစဉ်ကိုဒေါက်တာမူကန်သဘောတူပြီးတော့တောင်ကြားရွှေလန်းကလေးအတိုင်းကိဝေမောင်းလာပြီးတောဆက်မှာကားရက်ပြီးမှတောအုပ်ကလေးတဲကိုပြေးဝင်ခဲ့ကြတယ်။ဒီတောအုပ်ကလေးမှာဆိုင်းဆန်ဖာနဲ့ဒေါက်တာမူကန်တို့တောင်သားပွားကလေးကကျင်လီကျက်စားခဲ့တဲ့တောအုပ်ကလေးဖြစ်ကြောင်းနဲ့နေမြေကျန်းကျင်နေပြီးသားဖြစ်တယ်။သူတို့နောက်ကလိုက်ခဲ့ကြသူတွေကအတန်တိတ်တက်ဆင်ထားတဲ့တနက်နဲ့အဆက်မပြတ်ဖြစ်နေပေမဲ့ထိရောက်မှုမရှိခဲ့ကြပါ။မူကငါတို့လမ်းစာဖြောင်းမှရတော့မယ်။ဟုတ်တယ်ဒီတိုင်းဆက်ပြီးပြေးနေလို့ရှိရင်တစ်ချက်မဟုတ်တစ်ချက်တော့ထိလိမ့်မယ်။ရှေ့နားဆိုရင်ရှိုလန်းတစ်ခုရှိတယ်။နှစ်ယောက်သားခြေကုံတုပ်ပြီးတော့ရှိုလန်းကလေးစီကိုပြေးဝင်ခဲ့ကြတယ်။ဒီကြောက်တုံးချနေသွားရအောင်။စိုင်းဆန်ဖားတို့တော်တော်လေးရောက်နေတဲ့အထိအနောက်ကလိုက်လာသူတွေအတန်ကိုလုံးလုံးမကြားလို့စိတ်ကြတာပဲဒီကောင်တွေငါတို့အခုသွားနေတဲ့ရှိုလန်ကလေးမသိကြအောင်မူခမ်းတပ်ပြင်းရှိကြီးကိုချပြီးတော့မျက်နာကချွေးစားတွေကိုတုပ်လိုက်တယ်ဆိုင်းဆန်ဖားကတော့၆တုံးကြီးကိုမိချပြီးတော့ချွေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်ဆိုင်းရဲ့ပွဲရစပြီးတော့ကျန်းနေပြီမူခမ်းငါလေးစုံမိုးဆက်အတွက်စိတ်ထဲမှာတမျိုးဖြစ်နေရဲ့ငါတို့လိုပဲသူ့ရံမှုနေပြီလားမသိဘူးငါတို့မတင်ဘူးဘာလို့လဲဆိုတော့မမရာစုံမိုးဆက်ကိုချက်ချင်းကြီးမကောင်းကြမှုတော့သူ့လိုရဲမှာမဟုတ်။ဦးကြီးတော်ဘက်ကစုံမိုးဆက်ကိုမမလေးရွှေနောက်ပို့ထားတဲ့ဒိတ်ပဲတော့သူ့သဘောပေါက်တယ်။သူအဓိကလုံးမှာမင်းနဲ့ငါ့ကိုရှင်းပြဖို့ပဲ။မမကြီးရဲ့အတားတော့တပြေးပြေးနဲ့ချောင်းနဲ့ရောက်နေပြီကွာ။ကိုယ့်ရဲ့သွေးချင်းပုံမှာတော့တန်ရောစိန်ကင်းနေပြီ။ဆိုင်းဆန်ဖတပ်ပြင်းပူရီမုံထော်ရင်မမကြီးရဲ့မျက်နှာကိုမြင်အောင်မိတော့တယ်။မူခမ်းငါတို့ပြန်ကြရအောင်ကွာ။ဆိုင်းဆန်ဖာတို့နေအောင်ရှိုလန်းချောင်းအတိုင်းရှောက်လာပြီးတော့တောဆက်အထွက်လမ်းပေါ်ကိုရောက်မှာဆိုင်းနေမူခမ်းဟာစောလက်စကန်မှုစောလက်နဲ့ရက်တက်ဖွဲ့ဝင်တွေတွေ့ရတယ်မင်းတို့နောက်ဆိုင်ကသမားတွေလိုက်ခဲ့ကြလားဟုတ်တယ်ဘသူတွေဆိုတော့သိလိုက်လားမသိလိုက်စောလက်ဘာကြောင့်လဲဆိုတော့တွက်ဆောင်ပြီလားပြောခက်တယ်ကွာဆိုင်မင်းသိနေလို့ငါယုံနေထားလိုက်ပါလေမင်းတို့အခက်ခဲပြည့်စီမယ်ပို့ဆောင်ငါမမေးတော့ပါဘူးကွာဝင်းကားတော့ငါတို့ပြန်ယူလာတယ်ဆိုင်ကသမားတွေကတော့လူတွေမမိလိုက်ဘူးဆိုင်က3စီးတော့ရလိုက်တယ်စကန်မှုစော်လည်းနဲ့
တော်တန်ကလေးအပြင်ကိုထွက်လာခဲ့ကြရင်ဆိုင်းဆန်ဖာနာကိုစကမ်းမှုစော်လည်းကတ်လာတယ်။ဆိုင်းမင်းပြောချင်တာကိုပွပွလေးလေးပြောနိုင်တယ်။ငါဘက်ကမင်းပြောသလိုမပြောနိုင်သေးတာငါထိန်ချင်တာတော့မဟုတ်ဘူး။ပြောရခက်နေလို့ပါ။ငါသဘောပေါက်လာတယ်ကွာ။ငါမင်းပြောချင်တာဧကရိစိန်ကြီးကဥပရိမေပုံရိပ်တွေကိုတွင်းမြင်နေရသလိုဖြစ်နေပြီးဆိုင်းမမကြီးခြေလမ်းတွေကအစားထွက်နေပြီးဆိုတာဆိုင်းဆန်ဖသဘောပေါက်လိုက်တယ်။ဆိုင်းဘလို့ကိစ္စတွေပဲပေါ့ပေါ့ငါတို့နဲ့ပူးပေါင်းဆောင်ရွက်စေချင်တယ်။စိတ်ကြပါစောလေငါမင်းနဲ့လက်တွေဆောင်ရွက်သွားမှာငါမင်းကိုကိုကြီးတကူတောင်းချင်တယ်။ပြောလေမင်းတို့အိမ်မှာဝေထွက်နေတဲ့ဒေါက်တာဆိုင်မြတ်သားကျော်နဲ့ပတ်သက်ပြီးလေးလာပေးပါ။ငါကူညီပေးပါမယ်။ဒေါက်တာဆိုင်မြတ်သားကျော်ကဘယ်လိုလူလဲဆိုတာငါသိခွင့်မရှိဘူးလား။မင်းငါစီကိုအေးစစ်စစ်လာခဲ့လေ။ဆိုင်းဆန်ဖာနဲ့ငူခမ်းတို့စကမ်းမှုစော်လက်ကိုနှုတ်ဆက်ပြီးပြန်ခဲ့ကြတယ်။ကျမဖွားတက်ကတော့ဧကရိဆိုင်အင်ကြီးကစိန်ခေါ်မှုတစ်ခုအတွက်စစ်တလင်းပြင်လို့ဆိုရမလားမသိကျမစတင်ပြီးရောက်ကြရအန်တီယေရှင်နဲ့သက်တွေကိုရှုဆိုင်မိတယ်လို့ခံစားရတယ်အထူးသဖြင့်ဧကရိဆိုင်အင်ကြီးရဲ့တကေမာကြီးထိတ်တင်တေဝရကျမတို့မိစတကောင်လို့မြင်အောင်နေမိတယ်ထိတ်တင်တေဝရဲ့မျက်လုံးတွေထဲမှာရက်ဆက်တာကောက်ကျစ်တာရမက်အတားတွေဖုံးလွှမ်းနေတာကိုတွေ့မြင်ရတယ်ဘယ်လိုပဲဖြစ်ဖြစ်စမိုးဆက်ဆိုတဲ့ကျမတော့နောက်ဆုတ်တာကြောက်ရွံ့တာထိတ်လန့်တာစသည်တွေမြူတမုံမှမဖြစ်ခဲ့ပါကျမကိုရွာကလာရောက်ခေါ်ခဲ့တဲ့ဦးရီတော်ရဲ့စကားလေးတစ်ခုကျမကြားရောက်နေတယ်။တမီးလေးစောဦးရီတော်အခုလို့ခေါ်ရတဲ့အကြောင်းရင်းတစ်ချက်ရှိတယ်။ပထမချက်ကဦးရီတော်ဖေရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးရဖြစ်တယ်လို့နောက်တစ်ချက်ကအပြစ်မဲ့တဲ့တာမီညောင်ရဲ့ပို့အောင်ကာကွယ်ပေးဖို့ပါကွယ်။ဦးရီတော်စကားထဲမှာပါဝင်ခဲ့တဲ့စောကလျာရှင်နဲ့တမီးလေးနန်းစုရတီအတွက်ကျမကာကွယ်ပေးခြင်းနဲ့ဆန္ဒလေးကကျမရင်တဲကိုစမ်းကြဲစွာဝေရောက်လာခဲ့တယ်။ကျမဘွားကငယ်စဉ်ကလေးကဗီဇပါတဲ့အတိုင်းမတရားမှုတွေအနိုင်ကျင့်မှုတွေကိုကိုယ်နဲ့ပတ်သက်တာဖြစ်စေမပတ်သက်တာဖြစ်စေမျက်နှာမလွဲတတာလေးကြောင့်အခုလိုပါဝင်ခဲ့ခြင်းဖြစ်တယ်။ဧကရိဆိုင်ကြီးမှကျမတတိထားမိတဲ့သူတွေကတော့ဆိုင်းဆန်ဖသူကထိတ်တင်တေဝီရဲ့မောင်အရင်ကြီးဖြစ်ပေမဲ့ပင်ကိုစရိုက်ချင်းကအရန်ကိုဟာနေတယ်။ဆိုင်းဆန်ဖမှာရှိုးသားတာဂယုဏတရားတွေရှိနေတဲ့မျက်နှာပိုင်ရှင်ရွှေရိုးဆွဲပရိသရိဝါဒကြီးကိုမနစ်သက်တဲ့သူတကီနဲ့ကြုံဆိုတဲ့လူဒန်းစားဆွဲအပေါ်မှာမနေမြို့ပဲလက်မခံသူဖြစ်တယ်။ပြီးတော့စောကလျာရှင်နဲ့တူမာလီပေါ်မှာစိုးရင်ကြောင်ကြနေသူတူဖြစ်တယ်။နောက်ထပ်တူကတော့ဒေါက်တာမူခမ်သူဟာရဲရဲမှုတွေနဲ့လူသားချင်းချင်းပေါ်မှာစာနာမှုရှိတဲ့ဆရာဝန်ကောင်းပြည်သားတူဧကရိဆိုင်အင်ကြီးနဲ့သွေးသားမတော်ဆက်ပေမဲ့သွေးသားရင်းဘက်မှာနေထိုင်သူတူဖြစ်တယ်။ဒေါက်တာဆိုင်မြတ်သားကျော်ရဲ့ရုပ်ရည်ယူပကာကမင်္ဂလိတိုင်းဆွဲမက်စီတဲ့လူတစ်ယောက်ပညာကုံဥစ္စာဒနာပေါ်ပြည့်စုံသူဖြစ်လို့အယောင်ပေါ်လွင်သူလို့ဆိုရမယ်။ဒါမဲ့သူဟာထိတ်တင်တေဝီရဲ့မြေခွေးမျက်လုံးအစုံကိုပိုင်ဆိုင်ထားသူတူဆိုတော့ကျမအတွင်စိတ်ထဲသိနေတယ်။နိုင်ငံသားကိုရောက်နေကြတဲ့ထိတ်တင်တေဝီရဲ့ခင်ပိုးနဲ့သားကိုတော့ဓပုံထဲမှာတွေ့ဝူထားပေမဲ့သူတို့ကထိတ်တင်တေဝီသခင်မကြီးရဲ့ဩဇာအောက်မှာကခုန်နေကြတဲ့အယုတ်တွေလို့ထင်ထားမိတယ်။ဒါပြင်ဧကရိဆိုင်အင်ကြီးမှာလောက်ကင်နေကြတဲ့အလုသမားအားလုံးကထိတ်တင်တေဝီရဲ့ကျုံစီရင်ဝင်အစင်းနဲ့နေထိုင်သူတွေဖြစ်ကြတယ်။ကျမတက်တော့အဆူဆုံးရလက်တွေနဲ့အကောင်းဆုံးအောင်မြင်မှုကိုရရှိနိုင်အောင်ရင်ဆိုင်ရမှာဖြစ်တယ်။မြေခွေးတွေကြားမှာသူငယ်တကောင်မဖြစ်ဖို့ကတော့တိတ်ကိုအရေးကြီးတယ်။မမလေးအားစုံလေးထိုင်ခွေကျမစောကလျာရှင်ဂရင်ပေးမှာဝင်ထိုင်လိုက်တယ်။သမီးလေးကအိတ်နေအောင်ခုလေးမှနှိုးဆုပ်ပြီးတော့အိတ်သွားတာ။ဒါနဲ့မမလေးရဲ့မိခင်တို့မတိုက်အောင်ဆိုလေးရဲ့မမလေးသမီးလေးတို့မိခင်တို့မတိုက်ရပဲဆုံရှုံးစီရမှမမလေးအဖြစ်မခံနိုင်ပါဘူးဒေါက်တာဆိုင်မြတ်သားကျော်ကမမလေးကျမကြီးကြောင့်မတိုက်ခိုင်းတာဆိုဒါသမီးလေးကိုမကောင်းကြံမှုစိနေစင်ကွက်တစ်ခုပါဒေါက်တာမူခမ်ကမမလေးကျမကြီးအတွက်လိုအပ်တဲ့စစ်စစ်ချက်တွေစီးရီကိုမမကြီးမတည်အောင်လုပ်ပေးထားရလေအော်ဒါနဲ့သမီးလေးကိုဘယ်လိုမကောင်းကျင်တာလဲမမလေးသမီးလေးကိုတိုက်ရတဲ့နုမုတ်ထဲမှာအောင်နောက်အာယုံကြုံထိပါစေစိတ်တမျိုးထည့်ထားတယ်ဒီနုမုတ်သမီးလေးနှစ်ရှည်တောက်ဆိုးလာနဲ့သမီးလေးကအသက်ရွယ်ရလာတာနဲ့အုံနောက်မကောင်းတဲ့ဒုက္ခိတာတယောက်ပေါ့ပိုင်ဆိုင်သွားမှာရက်ဆက်ရုံမှလိုက်တာကြားလိုက်ရတဲ့စကားကြောင့်ကျမဒေါသတွေမိတောင်မိခေပေါ်မှာဖြစ်သွားတယ်လို့ထင်လိုက်တယ်မမလေးဘာလို့ဒီလောက်ရက်ဆက်ကြမ်းကြုတ်တဲ့အိမ်ကြီးမှာနေရတာလဲမမလေးခင်ပိုးရဲ့ဝိညာဉ်အသက်ကလေးတွေရှိရတဲ့နေရာလေးကနေမမလေးထွက်မသွားခြင်းကွယ်ပြီးတော့မမလေးဘွားမှာခုံနာစရာဆိုလို့
လောကကြီးကဟီလင်းပြင်းတစ်ခုလိုဖြစ်နေတယ်။ကျမအတွေ့အထဲမှာစောကလျာရွှေနဲ့သမီးလေးကိုခေါ်ပြီးတော့ကျမတို့ရွာကိုပြေးထွက်သွားခြင်းစိတ်ပေါက်သွားတယ်။ဒါမဲ့ကျမတို့ထွက်ပြေးခြင်းကထိတ်တင့်တေဝီအတွက်ပါရမီဖြည့်ပေးလိုက်သလိုဖြစ်သွားနိုင်တယ်။ပြီးတော့ထိတ်တင့်တေဝီကိုအရှုံးပေးအဖြစ်မျိုးကိုလက်မခံနိုင်။မမလေးပြောပါဆိုလေမမလေးတို့ဇွန်အသက်နဲ့ရှင်ပြီးတော့ကောက်ွယ်ပေးသွားမယ်။ဇွန်ယုံပါနော်။မမလေးအမေတိုင်းပြောရရင်ဇွန်လေးမပြီးနောက်စာပြီးရောက်လာကြရ။မမလေးရင်ထဲမှာအကြီးမားဆုံးအင်အားတစ်ခုရလိုက်သလိုပါပဲကွယ်။ကျမတို့အပြင်မက်ဆီကကြားလိုက်တဲ့အတန်တစ်ခုကြောင့်ကျမပရိပေါင်းစီကိုထွက်ပြီးကြည့်တော့ဧကရစ်ဆိုင်အိမ်တော်ကြီးအလုသမားတွေကိုအုပ်ချုပ်ရတဲ့အိုက်တူအလုသမားမိန်းကလေးတယောက်ကိုကျိန်လုံးနဲ့ရှိုင်းနေတာကိုလှမ်းပြီးတွေ့ရတယ်။ကျမအသည့်အာယုံထဲမှာမီးရှန်တစ်ခုတွေ့လိုက်ရသလိုဖြစ်လို့တခင်မလေးရှင်အခန်းထဲကထပ်မေအပြုတ်စွန်လေးမမလေးစုံမတားပါနဲ့ဒီလိုရက်စက်တဲ့အပြုတ်မို့စုံမျက်နှာလဲလို့မရစုံခွတ်လို့ပါစောကလျာရှင်လက်ကလေးကိုဖယ်ရှားပြီးကျမအပြင်ကိုထွက်ခဲ့တယ်။ကြောက်ပါပြီဦးကြီးရဲ့နောက်တောင်မျိုးမဖြစ်စေရပါဘူး။ကြောက်တာတွေမကြောက်တာတွေပြောလို့မရအောင်အပြစ်ပြုတ်မိရင်အပြစ်တံခံရမှာ။ကျမရင်ထဲကဒေါသတွေကိုထပ်ပြီးတော့စာပေးသလိုဖြစ်လို့ကျမမျက်လုံးထဲမှာအတင်တွေ့လိုက်ရတဲ့ဝါလုံးပိုင်းကိုကောက်ယူလိုက်တယ်။ဦးအိတ်တူအခုရက်ပါအမေမရပါမလို့ငါ့ကိုရက်ခိုင်းရတာလေ။ဒါငါအလုပ်ကိုငါလုပ်နေမင်းဝေမပါနဲ့။ကျမကဘာမှတော့မဟုတ်ဘူး။ဒါမဲ့လူချင်းရိုင်းဆိုင်ရုပ်မှနေတာရက်ပြီးတော့ကြည့်မနေနိုင်ဘူး။ဟာမင်းလူမင်းကလေးကဘာတွေအစံထက်နေလို့ငါ့ကိုပြောရလဲ။ကဲမင်းကဘာလုပ်ချင်လဲ။ကျမလုပ်ချင်တာသိချင်နေပေါ့။ကဲကျမဒါလုပ်ချင်တာ။ကျမရိုက်ချက်ကိုအိုက်တူသူ့လက်ထဲကကြိမ်လုံးနဲ့꿰ပြီးတင်းရှောင်လိုက်ပြီမေ။ကဲထပ်ပြီးတော့ရှောင်စီအောင်။အိုက်တူမျက်နှာစီကိုကျမရဲ့ဝါးပိုင်းကတဲတဲမမက်ရောက်သွားတယ်။တက်ချက်တဲနဲ့အိုက်တူမြေပြင်ပေါ်မှာမှောက်သွားတယ်။ကဲထဆမ်းမအောင်။အာမင်းရှင်းမဆက်ကဘာတွေစကားတွေထပ်ပြောချင်သေးလဲ။ပြောလေတခင်မကြီးနဲ့မင်းရှင်းရမယ်။ဘသူနဲ့ပဲရှင်းမအစ်စ်မယ်။ဒါမဲ့ရှင်းတွေ့အခုလိုလူချင်းအနိုင်ကျင့်တာမျိုးတော့အမေရစေချင်နေ။မင်းမလုပ်ပါနဲ့။ကြိုးပါပြီ။အိုက်တူစကားမစုံခင်မှာကျမရဲ့ဒုတိယရိုက်ချက်ကအိုက်တူလက်မောင်းစီကိုကြားရောက်သွားတယ်။မင်းကလေးမင်းသွားတော့ကျမမင်းပေါ့မှစိုးရိမ်နေနဲ့ငါကိစ္စငါရှင်းနိုင်တယ်။မင်းပေါ့မှသူတို့ဆက်ပြီးတော့အနိုင်ကျင့်ဒီတက်ဆိုးဝါးတွေတုတ်ပြမှုစုံရမယ်မက်။အိုက်တူကျမဘေးကနေခတ်သက်သွက်လေးထက်သွားတယ်။စွန်လေးရဲ့စောကလျာရှင်ကျမလက်မောင်းကလေးကိုစုပ်ကိုင်ပြီးတော့စိုးရိမ်မှုတွေဖြစ်နေရင်မမလေးစွန့်အတွက်စိတ်မပူပါနဲ့။မပူလို့ဖြစ်မလားကွယ်။စွန်လေးအခုလို့ရိုက်လိုက်တဲ့သူကမမကြီးရဲ့လက်ယုံတက်စုပဲတကယ်ကြာမျိုးတာပြီးဆွဲသလိုဖြစ်နေပြီမမလေးဇွန်ကအခုလိုကြာဆိုးကြီးနေမှရှင့်ကျင်တာအမလေးဘာဖြစ်လာမလဲမသိတော့ပါဘူးကဲပါသမီးလေးနိုးနေအောင်ပဲအိမ်ထဲဝင်ကြရအောင်ကျမဘက်ကဘာမှမဖြစ်သလိုနေခဲ့တဲ့အမူအရာပေါ်မှာစောကလျာရှိအံအားသိနေမမလေးပြောပါဆိုလေရဲ့တနကုံငွေကုံဩဇာကုံဒီနဲ့လူချင်းအနိုင်ကျင့်မှုတွေကရာစုတစ်ထောင်လောက်တောင်နောက်မှကြံခဲ့ပြီမမကြီးတက်တော့မကြံခဲ့ဟုတ်ဆိုလေဘယ်ကြံခဲ့မလဲသူ့အတိသူ့မျက်လုံးတွေမှာအတရမတ်တွေကဖုံးလွှဲနေရလေဧကရိဆိုင်ကြီးအတသခင်မကြီးထိတ်တင်တေဝီမရောက်လာလားဟုတ်ကဲ့ကျမရောက်ပါပြီမမကြီးတယောက်သူ့ရဲ့လက်ရုပ်အိုက်တူရဲ့လက်ကိုစုံမိုးဆက်ချိုးလိုက်တာနဲ့ပတ်သက်ပြီးတော့ဧကရိဆိုင်အိမ်မှာခေါ်တွေ့ခြင်းဖြစ်တယ်ဆိုင်ဆန်ဖားကအခြေအနေကိုသိချင်လို့တစ်ဖက်စာကြည့်ခန်းထဲမှာဝင်နေခြင်းဖြစ်တယ်မိကူရောက်နေနေရဘလို့ညာလေးဆိုမေးသီလားလူရီနေထိုင်နေနေတခုမလားဒီထက်ပိုပြီးထူးခြားဘာရှိလို့လဲထူးခြားရကွာလူချင်းတွေ့ပေမဲ့ဘွာချင်းမတူဆိုတာမေးသဘောပေါက်တာဧကရိဆိုင်ကြီးကတဝေလူတန်းစားရရဲ့မျိုးဆက်တွေနဲ့တီထောင်ထားတာအေးမင်းတို့တောကျုပ်တောင်ကြမှာနေသူကတော့ဘာမှဓာရီသိမှာမဟုတ်ဓာရီသိရရောဘာမှထူးခြားချင်မှမရှိတာတဝေလူတန်းစားဆိုတာသူတက်နေလူမှမဟုတ်တာငွေချမ်းသာတခုအလွဲပြီးတော့ဘာမှကွာဟမှုမရှိပါဘူးမင်းပါစက်ကိုပိတ်ထားစမ်းအခုမင်းကငါခေါ်ရငါ့ရဲ့လူရိုက်တာရင်ကိုနေမဆိုင်တဲ့အလက်ကိုဝင်ပြီးတော့စုပ်ဖက်တာခုမလို့နိုင်မင်းကိုဧကရိဆိုင်ကြီးရဲ့စီကံအတိုင်းအပြစ်ပေးရမယ်ဒီမှာမမကြီးမင်းငါ့ကိုတခင်မကြီးလိုပဲခေါ်ရမယ်မခေါ်နိုင်ကျုံနဲ့တခင်စနေဆိုတာယနေ့ကဘာကြီးမှကြောက်ဆုံးသွားကြပြီမမကြီးကကျမအတွက်တခင်လည်းမဟုတ်ဘူးအလုံးရှင်လည်းမဟုတ်ဘူးဒီတော့လူရဲ့လင်ကျိမှုအရကိုတဲ့အသက်ကြီးသူမမကြီးလိုပဲခေါ်နိုင်မယ်တဲ့နေရများမမကြီးသူ့ဘေးကကြာပုတ်ကိုစုပ်ကန်ပြီးတော့ထားလိုက်တယ်တခုတော့ပြောထားမယ်နော်စမိုးဆက်ဆိုရဲ့သူရဲ့အသားကိုနာလို့ရင်ဒီတဲ့10စားလောက်ပြန်ပြီးတော့တုတ်ပြန်တက်တယ်နော်ထိတ်တင်တေးဝီအသားရီတစ်ဆက်ဆက်တုံပြီးတော့မျက်နှာတစ်ခုလုံးနေမြန်းနေပေမဲ့စမိုးဆက်ကိုရိုက်ဖို့တော့မလုပ်ရပါ
ထိတ်တဲ့တီဗီမလုပ်ရတဲ့အချက်နှစ်ချက်ကဦးရီးတော်ရဲ့အထူးစီစဉ်ပေးခဲ့တဲ့လူတစ်ယောက်ဖြစ်နေခြင်းနဲ့စိုးမိုးဆက်ရဲ့သွေးအေးနဲ့လက်တော့ပြန်တက်မှုကြောင့်ဖြစ်တယ်။နင်ကဂေးမဆိုင်ပဲစိန်ခေါ်တဲ့သဘောလောက်တာပေါ့ဟုတ်လား။ကျမဘက်ကစိန်ခေါ်တာတွေဘာတွေနားမလဲ။ကျမသိတာလူချင်းအနိုင်ကျင့်အောင်တိမကန်တက်တာပါ။မိကုမေလူစံကောင်လောက်တာပေါ့။ဒါတော့ထင်ချင်းတယ်လို့ထင်နိုင်ပါတယ်။ငါကြံငါအိမ်မှာနေရတဲ့သူဆိုပြီးတော့ငါလုံးကျင့်တယ်လို့လုပ်မယ်ဆိုတာတော့မဖြစ်နိုင်တော့။မမကြီးလူပဝင်းကျင်လူလောကကြီးမှာဘာတွေဖြစ်နေလဲဆိုတာလေးလာပါဦး။ဘာမှလေးလာစားမလို့ငါသိတာငါဧကရေဆိုင်ကြီးကနေချမှတ်ထားတဲ့စီကံတွေဥပဒေတွေစင်နာတွေငါစိတ်ဝင်စားမင်းကိုထိုက်တဲ့အပြစ်ပေးရမယ်။ဒါဆိုဒီလိုလုပ်ပါလား။တရားဥပဒေကြောင့်ပေါ်တာဆောင်ရွက်လိုက်လေ။ကျမပြည့်ရှိရဆိုရင်ဥပဒေတိုင်းခံသွားမယ်။ဒီလူချင်းဥပဒေမဲ့အတ္တမအနိုင်ကျင့်တဲ့ပုံမှာဥပဒေကအရေးယူမှာနော်။ရဲစခန်းကိုအထောင်းချလိုက်ပါ။နေအေးတေဝီနဲ့ဆိုရဲသူဘသူကဘာလဲဆိုတာသိရမှာပေါ့။မင်းသွားနိုင်ပြီအဲ့တူပြားတကယ်မိုင်းဟောကောင်မကိုထမင်းမကြွေးပဲထားလိုက်ဟုတ်ကဲ့စမိုးဆက်အိမ်ပြင်ကိုထပ်မိအပြုကြားလိုက်ရတဲ့စကားကြောင့်နောက်ကိုပြန်လဲကြည့်ပြီးတော့လူချင်းအတ္တမညံပန်မှုတွေကိုကာကွယ်ပေးထားတဲ့ဥပဒေတွေကိုမြန်မာနိုင်ငံမှာတင်မဟုတ်ဘူးနော်ဒီကမ္ဘာလုံးမှာကျင့်သုံးနေပြီဆိုတာသဘောပေါက်ထားပါစမိုးဆက်စကားကိုတလုံးချင်းပြောပြီးတော့ဆိုင်အိမ်ကြီးထဲကထက်သွားတယ်လူပါဝါလိုက်တာငါ့အကြောင်းကောင်းကောင်းသိစေရမယ်တခင်မကြီးပါလေဟုတ်မိနန်းကိုထမင်းမကြွေးပဲထားမှာလားဟုတ်ကောင်မပြောတာနေမကြောက်လားကြွေးလိုက်နောက်မှငါစီစဉ်မယ်အဲ့တူငါပြောရသေးသေးစစနားထောင်စမ်းဟုတ်ကဲ့ပြောပါမိကိုရိုင်းဆက်ပါလာရစီသွားပြီးတော့လက်ရဲဆက်ရဲကြေးစားညောက်လာငါစီကိုပို့ခိုင်းလိုက်ငါဖုန်းဆက်ပြီးတော့ပြောချမယ်ဘယ်တော့သွားမှလဲအခုပဲသွားလိုက်အဲ့တူထက်သွားပြီးတော့မမကြီးအပေါ်ဓာတ်ကိုတက်သွားတော့မှစိုင်းဆန်ဖစာကြည့်ခံတဲ့ကနေထွက်လာခဲ့တော့တယ်သူဘာလုပ်ရမလဲဆိုတာစဉ်းစားရင်မူခမ်းစီကိုဖုန်းဆက်ပြီးတော့ခေါ်လိုက်တယ်အခုကိစ္စကိုသူ့အနေနဲ့ဝင်မပါလို့တော့မရနိုင်ပါစုံမိုးဆက်အတွက်တိတ်ကိုအေးကြီးနေပြီဖြစ်တယ်စုံမိုးဆက်ရဲ့တတိရှိမှုရဲရဲမှုတွေကိုကိုယ်တိုင်တွေ့လိုက်ရလို့ချီးကျူးမိတယ်မင်းကအာကမင်္ဂလိတူပါလားကွာမင်းပြောသလိုဆိုရင်စုံမိုးဆက်ကတိတ်ကိုတော်တဲ့မင်္ဂလိတောက်ပဲအေးဟုတ်တယ်မူကမ်းသူ့အခုလို့မျက်မြင်ကိုယ်တွေ့လိုက်ရတာငါတို့ထက်တောင်မှတတိကောင်းတယ်လို့ပြောလို့ရတယ်အေးဒါကြောင့်ဦးကြီးတော်ရွေးချယ်ခဲ့ရပါကွာမမကြီးလိုလူတယောက်မျက်နှာချင်းဆိုင်ပြောပြောရတဲ့စုံမိုးဆက်ရဲ့ရဲရဲမှုကိုဂုံရမယ်မူခမ်စုံမိုးဆက်ကိုဂုံယူနေအောင်လည်းမပြီးသေးဘူးအခုသူ့ဒုက္ခပြီးမဲ့ကောင်းတွေထွက်ငါတို့တခုခုစီစဉ်ရမယ်စုံမိုးဆက်ကိုသတိပေးထားမကောင်းလားတတိပေးဟိုတခုတည်းတော့မလုံလောက်သေးဘူးငါတို့ကိုယ်တိုင်ကပါဝင်မှုလိုတယ်မမကြီးခြေလမ်းပေါ်မှာမူတည်ပြီးတော့လှုပ်ဆောင်ကြပေါ့မင်းပြောရအောင်မေးဇော်လဲစီရတတိခုကြားတယ်ဘာတတိလဲငါတို့အပြက်ရှိနေ6ယောက်တည်းကတယောက်ကိုတိထားပြီးတဲ့အဲ့လွန်တော်တဲ့ဒီကောင်ကထိုင်းဘက်ကနေပြန်လာတာမကြသေးဘူးဒီကောင်ပမာနီရေဆိုတာမသိရသေးဘူးပေါ့မသိရသေးဘူးဒီကောင်ကအနေထိုင်တိတ်ပြောပြီးတယ်တက်ဆိုင်ရအဖွဲ့တွေကတော့ဒီကောင်ကိုပိုက်စိတ်တိုင်ပြောရှာနေပြီဆိုတော့တိတ်ပြီးတော့ပြေးစရာမရှိတော့ပါဘူးအဲ့လွန်ထုတ်မိတော့တဲလွန်စာတခုတော့ရမှာပေါ့ကွာဆိုင်ငါအခုရက်ပိုင်းစီးရုံမှာလေနိုင်ကျူတီဝင်နေရဆိုတော့မင်းနဲ့တူတူညပိုင်းနေပေးနိုင်မှာမဟုတ်မင်းတယောက်တည်းနဲ့ဖြစ်ပါမလားစမိုးဆက်တောင်တတိရှိရှိရင်ဆိုင်နေချိန်မှာငါတို့ဘက်ကသွေးကြောင်နေလို့မရအောင်လေဆိုင်ငါစီတော့လောလောအဆက်မပြတ်စေနေကွာစိတ်ကြကဲငါတို့လမ်းခွဲကြရအောင်ဇော်လက်ကိုမေမဲခတ်ပြီးတော့အကြောင်းကြားလိုက်ကွာဆိုင်မမကြီးကမင်းရဲ့အမရင်ကြီးနော်မတက်နိုင်တော့ကွာမမကြီးအတားအပြင်းမဲ့သူတွေပေါ်မှာဘေးဒုက္ခရောက်မှငါမလူလောက်အရှင်းဆုံးပြောရရင်မမကြီးကိုရိုင်းကပေါတယောက်ပုံမှာရက်ဆက်ခင်မှာတော့ငါနေနဲ့ကာကွယ်ပြီးဖို့မသိတော့ခက်နေတာမမကြီးကသူ့ရဲ့လုပ်ရက်တွေကိုတဲလုံးစာဖျောက်တဲ့နေရာမှာတိတ်ပြီးတော်တယ်ဆိုတော့ဥပဒေလမ်းကြောင်းပေါ်အရေးယူဖို့တော့ခက်နေတယ်မူခမ်းမြေအမှန်တရားကိုမမကြီးကဘယ်ချိန်ထိပုံရှောင်နေမှာလဲငါစိတ်ပူတာလေအမှန်တရားလမ်းကြောင်းပေါ်မမကြီးမြောက်ခင်မှာပေးဆက်စတိတ်ခံမဲ့သူတွေတက်ရင်မောနေတယ်ဇော်လည်းနဲ့တိုင်ပြီးတော့အပြစ်မဲ့သူတွေဘေးဒုက္ခမြောက်စီစဉ်ကြတာပေါ့ကွာတမ်းမယ်ဒေါက်တာမူခမ်းကားပေါ်ကိုတက်ပြီးတော့မောင်းထက်သွားပြီးတော့မှစိုင်းစံဖကားပေါ်ကိုတက်ခဲ့ပြီးအိမ်ကိုပြန်ခဲ့တယ်စိုင်းစံဖရွှေ့ဆက်ပြီးတော့ရင်ဆိုင်ရမယ့်နေရာတွေအတွက်ရင်ထဲမှာတုံလုံးနေမိတာအမှန်ဧကရေဆိုင်အကြီးစီကိုကားလေးမောင်းဝေလာတာနဲ့စုံမိုးဆက်ကိုရှောက်ပွေမိတော့တယ်စုံမိုးဆက်ကိုကြံတဲကအလုတ်သမားကလေးသူငယ်တွေကိုစာတင်ပေးနေရတွေ့ရတယ်ဧကရေဆိုင်အကြီးမှာလောက်ကင်နေကြတဲ့အလုတ်သမားတွေကဆွေဆက်30-40ဆက်ထိလောက်ကင်ပေးနေကြပေမဲ့သူတို့ဘဝအတွက်ဘဝလုံခြုံမှုတိုးတက်မှုဆိုတာမရှိခဲ့ကြစိုင်းစံဖကိုရိုင်းအားနေခဲ့ကိစ္စတစ်ခုဖြစ်တဲ့ဧကရေဆိုင်ကြီးထဲမှာနေထိုင်ခဲ့ကြတဲ့ကလေးတွေရဲ့ဘဝကို
စိုင်းဆန်ဖတာဝန်မကျေခဲ့သလိုတာဝန်ယူဖို့မရောနေခဲ့သူတခါဒေါက်တာမူခမ်းနဲ့ကလေးတွေပညာရေးကိုဆွေးနွေးခဲ့ကြပေမယ့်အကောင့်ထဲပေါ်ဖို့အပိုင်းမှာလက်တွေ့မကျခဲ့ကြအထူးသဖြင့်မမကြီးရဲ့ဩဇာအောက်ကနေစန့်ကျင်ဖို့တတိတွေနေခဲ့သူဖြစ်တယ်။စိုင်းဆန်ဖကားရက်ပြီးတော့ကားပေါ်ကနေအီဂရိဆိုင်ကြီးရှိရာကိုရှောက်လာခဲ့တယ်။အနာရောက်တာနဲ့အော်ကိုဆိုင်ဇွန်စတင်အောင်ဆက်ပြီးတော့လုပ်ပါကိုဆိုင်ဇွန်စီကိုလာတာအကြောင်းရှိလို့လားစိုင်းဆန်ဖခေါင်းလေးပဲညှိပြလိုက်တယ်။ဒါဆိုခဏလေးစောင့်တော့စိုင်းဆန်ဖစာတင်နေတဲ့ကလေးတွေနဲ့မလန်မကန်ရုပ်ကလေးမှထိုင်ပြီးတော့နေလိုက်တယ်။တိတ်ပြီးတော့မကြလိုက်ပါကလေးတွေကိုဇုံမိုးဆက်မဆန်ရှိတာမှပြီးတော့စာတင်ဝိုင်းကလေးကိုနားလိုက်တယ်။စောင့်နေတာကြာသွားလားမသိဘူး။ကိုကမင်းကိုအနောက်ရှက်ပေးသလိုဖြစ်သွားတာအာနာနေရပါ။ကိုဆိုင်ရဲ့ဇုံတို့မိသားစုရိမ့်မြုံထဲမှာအာနာစရာဆိုတာမရှိကောင်းမအောင်နော်။ဇုံစီကဒီစကားကိုကြားတာကိုတကယ်ကိုစိတ်နှမိပါတယ်။ဇုံရင်တရားစကားလေးကိုအမှန်တိုင်းပြောပြမယ်နော်။ပြောလိမ့်ဆိုရင်ဇုံအီဂရိဆိုင်ကြီးကိုစတင်ပြီးရောက်ကြရ။ဇုံဘွားရဲ့တီနီယာလေးတစ်ခုလို့သဘောထားခဲ့ပါတယ်။နောက်ထပ်မိသားစုဘွားတစ်ခုထပ်ပြရလိုက်တယ်လို့သတ်မှတ်ထားပါတယ်။ဇုံပေါ်မှာဘယ်သူတွေကဘယ်လိုပဲသဘောထားတာဇုံရင်တရားခံစားချက်ကပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဒါမဲ့ဇုံကမတရားမှုတွေအနိုင်ကျင့်မှုတွေပေါ်မှာကိုနဲ့တက်ဆိုင်တာမတက်ဆိုင်တာမသိဘူး။ဝင်ပြီးတော့ယက်တိတတဇုံရင်မွေးရပါဗီဇာတစ်ခုလို့ဖြစ်နေရင်ကိုဇုံရင်ခံစားချက်ကိုကောင်းကောင်းသဘောပေါက်ပါတယ်။ဇုံရင်ခံစားချက်ကတကယ်ကိုမြင့်မြတ်တဲ့ခံစားချက်ပါ။အခုလိုနားလေသဘောပေါက်ပြီးတော့ကျေးဇူးအရန်တင်ပါတယ်။ဒါနဲ့ကိုဆိုင်ဇုံစီကိုလာတာကိစ္စရှိလို့လား။ရှိတယ်ဆိုရင်မမကြီးနဲ့ပတ်သက်ပြီးပြောရမှာဆိုတော့တကယ်ကိုရင်ထဲမှာမကောင်းကိုယ့်ရဲ့သဘောထားလေမတရားတဲ့ကိစ္စတွေပေါ်မှာဖုံးကွယ်ပြောမထားခြင်းမမကြီးကကိုယ့်ရဲ့မွေးခြင်းဆိုပေမဲ့သူ့ရဲ့အတ္တပေါ်မှာတော့ကိုလက်မခံနိုင်ဘူးကိုဆိုင်စိတ်နေစိတ်ထားကျွန်မသဘောပေါက်ထားပါရင်ရက်ဆက်တက်သူရှိနေတာကျင်နာတက်သူရှိတာလေးပြရမှာပဲလေကိုဆိုင်မမကြီးနဲ့ပတ်သက်ပြီးတော့ပြောချင်တာရှင်ပြောပါစုမမကြီးတကူမကောင်းကြက်စီလိမ့်မယ်ကျွန်မသိနေပါရဲ့ကိုဆိုင်မမကြီးကဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုလုပ်မလဲဆိုတာပဲမသိရပါမမကြီးကြေးစားကောင်းနေငါပြီးတော့စုအပြည့်ရွှေမှုပြင့်စင်နေမမကြီးဟာဥပဒေမဲ့လမ်းပေါ်မှာမြက်ကန်းလမ်းလျှောက်တယ်လို့ဖြစ်နေပြီးဒီအတွက်သူ့ရဲ့နာကက်ကမကောင်းနိုင်ကိုဆိုင်စုကိုတက်လို့သေးသွားတဲ့သူလှုပ်ချင်တာတွေကိုအောင်မြောက်လုပ်နိုင်မယ်လို့ထင်နေရအရန်ကိုမှားယူနေအယူဆတစ်ခုပဲမမကြီးဘွားမှာအမားဆိုတာကိုမသိနိုင်တဲ့လူတော့ဖြစ်နေပြီထားပါလေဒါတော့သူ့ဘွားရဲ့သမိုင်းမှာစိုးနီနဲ့ကြားရောက်လာမယ့်အန်တီကိုကာကွယ်နိုင်ဖို့ပြင်ဆင်ထားပါကိုလည်းအနီးကပ်ဆုံးရှိနေမယ်အော်ရော့စွန်းဆိုင်းဆန်ဖားကဟန်ဖုံးလေးကိုပြလိုက်တယ်သူနေစွန့်ချာမှာချက်ချင်းဆက်သွယ်နိုင်ဖို့ကတိတ်ကိုအရေးကြီးတယ်ကျေးဇူးတင်ပါတယ်ကိုဆိုင်မိသားစုချာမှာကျေးဇူးစကားမရှိသေးလေအာဟုတ်ပါရဲ့မိသွားလို့နော်ဇုံမိုးဆက်ရဲ့ချစ်စရာကောင်းလာတဲ့အပြုံးကလေးကိုတွေ့မြင်လိုက်ရတယ်စလိုင်းတောင်းနီးနဲ့ကွန်ဘလူဝါဆိုရီလူညောက်ကိုမမကြီးအီဂရိဆန်ရေးကျူမှာလူရောအဖြစ်ခေါ်ထားလိုက်ခြင်းဖြစ်တယ်စလိုင်းတောင်းနီးပုံတရံကခတ်ထန်ကြမ်းတမ်းပြီးတော့ရက်ဆက်ကြမ်းကြုံမဲ့အတွင်ကွန်ဘလူဝါကတော့ခပ်ပိန်ပိန်နဲ့အမြဲလိုပြုံးနေတရားရှိပြီးတော့ကောက်ကျစ်စင်လဲတဲ့လူတယောက်ဆိုတာသိတာနိုင်တယ်ရခင်အလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့တာဝန်ယူထားတဲ့အိုက်တူကတော့မမကြီးရဲ့အဝေးတော်အဆင့်ကိုရောက်သွားခဲ့တယ်အီဂရိဆန်အင်ဂျီမှာအလုပ်သမားတွေနဲ့မိတ်ဆက်ပေးတဲ့နေရာစလိုင်းတောင်းနေစကားတွေကချိန်ချောက်မှုတွေပါဝင်နေတယ်ဆိုင်းဆန်ဖာစူမိုးဆက်တူနေတော့အခုထိမိတ်ဆက်ပေးခြင်းမရှိသေးပါဆိုင်းဆန်ဖာအဲ့ဒီလူညောက်ကိုဖုန်းကင်မရာနဲ့ရိုက်ယူထားတယ်အီဂရိဆန်အင်ဂျီကိုရောက်နေကြတဲ့9ရက်မြောက်တဲ့တွေ့တော့စူမိုးဆက်နဲ့ပတ်သက်ပြီးတော့ဘာကိုမှမကြားသေးပါ9ရက်မြောက်တော့နေ့ကလေးကိုအရောက်မမကြီးနဲ့ကွန်ဘလူဝါအပြင်ကိုထွက်သွားခြင်းပါခွေးကောင်လေးလူတယောက်လုံးမမြင်ဘူးလားဦးရဲ့ကျွန်တော်မမြင်လို့ပါကြံတဲမှာထိုင်နေတဲ့ကလေးငယ်ကပန်းပွေးနေကိုရေလောင်တဲ့အချိန်စလိုင်းတောင်းနဲ့အနောက်မှာရောက်နေတာကိုကလေးငယ်မမြင်လို့ရေနဲ့ပတ်သက်လို့ဖြစ်သွားခြင်းဖြစ်တယ်လာစမ်းမမြင်တဲ့မျက်လုံးမြောက်လှုပ်ပြီးမယ်မလှုပ်ပါနဲ့ဦးရဲ့ကြောက်ပါပြီကလေးငယ်ကိုအတင်းဆွဲပြီးတော့ခေါ်သွားတယ်ဟေးရှင်ကလူစိတ်ကင်းမဲလာကြလားကုတ်မွေးရင်ကုတ်သားလို့ရှိတော့စာနာမှုကင်းမဲလူသက်တော်ပါဘာမင်းကငါ့ကိုတက်တော်နဲ့နှိုင်းနေပေါ့ဟုတ်လားဒီတက်တော်ပြောချင်တရားဇမိုးဆက်ကလေးငယ်လက်ကိုဆွဲပြီးတော့ထူလိုက်တယ်မင်္ဂလေးဆိုပြီးတော့ညညတတာဆက်ဆံမဲကောင်မဟုတ်နော်ဒီအိမ်မှာတိတ်တင်ဒေဝေပြီးစလိုင်းတောင်းနေမယ်ဒါရီစိတ်ဝင်စားကုတ်ကြောင်လေးမပေါအောင်မင်းအချောင်းမပေါရင်ဒီညနဲ့အမြဲဆုံးထွက်သွားလို့မရဘူးရှင်နဲ့မတရားအနိုင်ကျင့်မှုတွေအတွက်အယောစားတစ်ခုတော့မဖြစ်နေယူသွားမှာဘာကွာမင်းကရဲစားပြောတတ်တာပဲအင်းလေမင်းပါရည်စလဲယူလေတခုတော့ပြောထားမင်းအချစ်တော့မရအောင်နော်
စလိုင်းတောင်းနဲ့စကားတော့မဆုံးခင်မှာစုံမိုးဆက်ခြေထောက်ကအရင်ရောက်သွားတယ်။မင်းကကြည့်လို့လားကဲကွာစုံမိုးဆက်ကိုစလိုင်းတောင်းနဲ့တယောက်ကြားနာတကောင်လိုတဲကြီးမဲကြီးတိုက်ခိုက်ပြီးမိတယောက်မှုကမရှိ။ကျေစားလူမိုင်လောက်စားရွယ်လက်ရခက်ညက်ညက်ပါလား။စလိုင်းတောင်းနဲ့အဆက်မပြတ်တမြောင်နဲ့ထိုးဝင်မိစုံမိုးဆက်ကိုပုတ်ကာတီကလေးကတ်လို့ရှင်းလိုက်ပြီးကျမလည်းပဲရော့ရှောင်ကြည့်လိုက်အောင်ဆလိုက်တောင်းနဲ့အရှိုက်တက်တဲ့စီကိုစုံမိုးဆက်ဒူးရောက်သွားပြီးတော့ရှေ့ကိုဒူးထောက်ခွေကြသွားတယ်။ဘယ်လိုလဲတမြောင်ဝိစာကြီးရဲ့မတက်ကလေးရက်ပါအောင်ဆလိုက်တောင်းနဲ့စကားတော့မပြောနိုင်အောင်ထိလျက်ကိုခံစားနေရတယ်။စုံမိုးဆက်မြေပြင်ပေါ်ကျနေတဲ့တမြောင်ကိုကောက်ယူပြီးတော့ဆလိုက်တောင်းနဲ့လေပင်ကိုတိထောက်ထားတယ်။မင်းကဘာလို့မလို့လဲရှေ့ကိုတတ်မလို့မတက်ပါနဲ့ငါတောင်းမဲ့ပါရဲ့ရှင်တောင်းမဲ့လေနောက်ကျသွားပြီ။ဘာကြောင့်လဲဆိုတော့ရှေ့ကိုမတက်ရင်ရှင်ကျမကိုတတ်မဲ့သူလေရှင်မတက်ခင်ဦးအောင်တော့တက်ရမှာ။ငါထိတ်တင်တေဝီခိုင်းလို့ပါမင်းနဲ့ငါဘာရညိုးမှမရှိတာပဲကွာ။ကောင်းပြီရှင်နဲ့ကျမကဘာရညိုးမှမရှိတာရှင်သဘောပေါက်ရင်ဒီစံနဲ့အခုထွက်သွားမလား။ကျမဓာတ်ချက်အောင်မှာကိစ္စပြတ်ခံမလား။တကူကူရွေးချက်လိုက်။ငါထွက်သွားပါမယ်။ဒါဆိုတော့ဆလိုင်းတောင်းနေခတ်တွတ်ကလေးဧကရဆိုင်အင်ကြီးကထပ်သွားတော့တယ်။ကြောက်တော့ဗျာမမဧကရဆိုင်ကြီးမှမမရှိနေသေးမင်းတို့ဘယ်သူမှအနိုင်မကျင့်စေအောင်မှတ်ထားကြလား။ဟုတ်ကဲ့။စုံမိုးဆက်ကြောက်တော့ကောင်းကလေးကိုပို့ပြီးတော့ပြန်ထွက်လာခဲ့တယ်။တခင်မကြီးထိတ်တင်တေဝီသာအဲ့ဒီအဖြစ်ပြက်ကိုသိရနဲ့စုံမိုးဆက်ကိုအစိမ်းလောက်တက်စားချင်လာအောင်ဖြစ်သွားမှလုံးဝသိကြတယ်။ထိတ်တင်တေဝီရှင်နဲ့ကျမတို့ပွဲရရှေ့ဆက်ပြီးတော့တိတ်ကိုကြည့်ကောင်းတော့မှာရှေ့အတ္တကြီးကျမချေပွားအောက်မှာရောက်စီရမယ်ဆိုတာသဘောပေါက်ထားပါစုံမိုးဆက်နှင်းစီချံကလေးထဲမှာဖျားတက်မှုအတွက်နှင်းစီပန်းတွေခူးနေတဲ့ချိန်အနောက်ကခြေသက်ကြားရလို့လှည့်ကြည့်တဲ့အခါမှာဒေါက်တာစိုင်းမြတ်သာကျုံတွေ့ရတယ်စုံမိုးဆက်မတိချေရောက်ဆောင်ပြီးတော့နှင်းစီချံကလေးတွေကထွက်မေအပြုတ်မှာဒေါက်တာစိုင်းမြတ်သာကျုံသူရှိကပိတ်ပြီးရလိုက်တယ်ရှင်တာပါလောက်တာလေမင်းနဲ့စကားပြောကြလို့ပါရှင်နဲ့ကျမတူတူပြောစရာစကားမရှိဘူးမင်းဘက်ကမရှိပေမဲ့ကိုယ့်ဘက်ကရှိနေခဏလောက်တော့အချိန်ပေးပါရှစ်တက်အချိန်ဆိုတာကျမမှမရှိဘူးရှင်ရှိရဖယ်မလားမဖယ်ဘူးလားဒါပဲပြောမင်းရဲ့ခုမျက်နှာတက်တဲ့ကတကယ်ချစ်ဖို့ကောင်းတာငါတွေးခဲ့ဘူးတဲ့မိန်းကလေးထဲမှာမင်းကဆွဲမဲ့ဖို့အကောင်းဆုံးပဲကွာခဏလေးပါဇမိုးဆက်လက်ကိုလှမ်းယူစုပ်ကန်လိုက်ကြနဲ့ကဲဟာဒီမှာတောက်တာစီရှင်တွေ့ဘူးတဲ့သူရဲ့ထဲမှာဒီလိုမိန်းမတယောက်ကိုရှင်တက်တက်မှမှတ်သွားလိုက်အောင်ဇမိုးဆက်ဒေါက်တာဆိုင်မြတ်သားကျော်ကိုမြေပြင်ပေါ်ကင်ပေါက်ချလိုက်တယ်။မင်းစုံနင်ဘာလုပ်ကြလဲ။ကျမဘာလုပ်တလဲဆိုတာသူ့ကိုမေးကြည့်လိုက်။သူပြောပြလိုက်မယ်။နင်ကတကယ်ကိုအရိုင်းဆိုင်တယောက်ပဲ။ဟုတ်တယ်ကျမအရိုင်းဆိုင်။ဘာလို့ရိုင်းခဲ့ရတလဲဆိုတာတော့ထည့်ပြုံးလေ။ငါမှငွေကုန်ရှိတယ်ဆိုပြီးတော့ငါလုပ်သလိုလုပ်ရမှာပဲ။အဲ့ဒီလိုအတိနဲ့လာပြီးသွေးတိုးဆိုင်အခုလိုပဲဖြစ်မယ်ဆိုတာမှတ်ထားပါ။ဒါပထမဦးဆုံးအနေထားမလို့ပေါ့ပေါ့ပါပါလေးစုံမလိုက်တာ။နောက်တစ်ချိန်ဆိုရင်တော့ဒီတော့ပို့ပြီးအရောက်သာတွေ့သွားမယ်။နင်ကလူပါဝနိုင်တော့ဝထောင်းမပါစိုက်ဘာဖြစ်သွားသေးလဲဘာမှမဖြစ်ပါဘူးသခင်မကြီးစုံမိုးဆက်အောင်မြင်တဲ့အပြုံးကလေးနဲ့ထွက်လာခဲ့တယ်သခင်မကြီးမိဘပြောချင်းစလေကျုပ်တီဟာမောက်ပြန်ပြီးလက်စားချရမှာကျိန်းနဲ့မှာမပူပါနဲ့ကွာသိတ်မကြခင်မှာမင်းဖြစ်ချင်တယ်လို့ဖြစ်လာတော့မှာအိမ်ကြီးတဲ့သွားကြရအောင်အော်ဒါနဲ့မင်းဘက်ကလှုပ်ထားတဲ့အခြေအနေကိုပြောပြအောင်ကျွန်တော်စီကိုဆက်ပြီးတောက်နေတာမီနှစ်ယောက်လုံးနောက်တစ်လလောက်ဆိုရင်လူလောကကြီးတွေကနေထွက်သွားဖို့အရန်ကိုနေကပ်နေပြီတခင်မကြီးစိတ်ချပါငါမင်းကိုယုံကြည်ပြီးသားပါကွယ်ဆိုင်းဆန်ဖအိမ်ကြီးတဲကထွက်လာလို့စကားကိုရက်လိုက်ကြတယ်ဆိုင်းမင်းဘက်လေမူခမ်စီကိုတောင်းမလို့မိအပြင့်သွားရင်မမကြီးတခုခုညောကျွန်တော်ဘာကိုညောမလဲဦးလက်မိုင်ထောချက်ကိုမမကြီးပစ္စည်းတခုပင်ခိုင်းလိုက်ချင်လို့ကျွန်တော်ဝင်ပြီးတော့ပို့ပေးလိုက်ပါမယ်မမကြီးပေးလိုက်တဲ့ပါဆယ်ထုတ်ကိုယူပြီးတော့အိမ်ပြေကိုထွက်တာနဲ့ကိုဆိုင်အော်ဇွန်ကိုဆိုင်ပြင်သွားမလို့လားဒါဆိုဇွန်စီဘက်ကိုလူစုံလိုက်ချင်နေဖြစ်မလားဖြစ်ပါရဲ့လိုက်ခဲ့လေဇွန်နဲ့အတူဧကရချံဝင်ကြီးထဲကကားမောင်းထွက်ခဲ့တော့တယ်ဇွန်ကိုအိတ်တအိမ်ကိုအရင်ဝင်ပြီးတော့ဈေးဥသွားမယ်နော်အချိန်ရရင်မလားရပါရဲ့ကိုဆိုင်ရဲ့ဆိုင်းဆန်ဖားသွားပြီးပို့ရမယ့်အိမ်ကမြို့ပြင်ဘက်မှာရှိနေလို့ကားကိုခက်ပြေးပြေးလေးမောင်းလာခဲ့တယ်ကိုဆိုင်ပစ္စည်းသားပြီးတော့ပို့ပေးမှာလားဟုတ်တယ်ဆိုရဲ့မမကြီးပို့ခိုင်းတာဆိုင်းဆန်ဖားစကားကြောင့်ဇုံမိုးဆက်မျက်နှာလေးညှိုးသွားတယ်စွန်းစိတ်ထဲမှာဘယ်လိုတွေးမိလို့လဲကိုဆိုင်တို့မောင်နှမကြားမှာစွန်ဒီလိုစကားမျိုးပြောတာမကောင်းပါဘူးပြောမှသာပြောပါဆိုရင်မမကြီးနဲ့ကိုရောကတွေးရင်တိုင်းဖြစ်နေပေမဲ့ရန်သူတွေလိုဖြစ်နေပြီသူ့ဘက်ကကိုယ့်ကိုမောင်တယောက်အနေနဲ့တန်ရုံးစင်ကင်းမှာတော့
ကို့မှာတခြားသောခံစားချက်တွေမရှိတော့ပါဘူးဒါဆိုဇွန်းတိန်ပြောရရင်ဒါထောင်ချောက်တစ်ခုပဲဘာဘယ်လိုထောင်ချောက်မျိုးဆိုတော့ဆိုမသိဘူးကိုတို့တိုးသိမတိုးသိဘယ်လိုလုပ်မလဲအသက်နဲ့ရင်ရမယ့်စမ်းသပ်မှုတစ်ခုတော့လုပ်ရမှာဇွန်းသဘောပြောရနော်ကိုဆိုင်နောက်ပြန်လဲမယ်ဆိုရင်လှဲ့လေကိုလည်းမလဲပါဘူးဒါမဲ့ဇွန်းအတွက်ခေါင်းနဲ့ထိမထားပါနဲ့ကိုဆိုင်ရဲ့ဆိုင်ဆန့်ဖာပို့ပေးရမယ့်အိမ်ချံဝစီကိုရောက်တာနဲ့ကျဝင်းတဲကလူတယောက်ထွက်လာပြီးတော့ကြံတကာကိုဖွင့်ပေးတယ်ကိုဆိုင်ဇွန်းထောင်ချောက်ဆိုတာပို့ပြီးသိချသွားဇွန်းပေါတွေးလို့လေခြံစောက်ကဇွန်းတို့ရောက်လာမယ်ဆိုတာကြိုပြီးသိနေရဲ့ဘာမှမမီးမြတ်မဲ့တကောက်ဖွင့်ပေးရကြည့်တော့ဟုတ်တယ်ပြီးတော့ဒီလူခြံတကောက်တော့ပေးလိုက်ပြီနောက်ဆုံးလို့မရအောင်လုပ်တဲ့သဘောပဲအပြည့်ရှင်မှာသိကြရင်စိုင်းဆန့်ဖားနေဇွန်းတို့မရိနာထောင်ချောက်ထဲကိုခြေစုပ်ပစ်ပြီးတော့ဝင်ခဲ့ကြပြီဖြစ်တယ်ကားစိတ်ရဲလိုက်တာနဲ့ကားနာကိုတနက်ကင်ထားတဲ့လူဆိုးတွေရောက်လာခဲ့ကြတယ်ကံကောင်းမုံဖိတ်ခေါ်တော့လက်ကပ်ပြီးရဲဆိုရင်တိတ်ပြီးတော့အချိန်မတန်ဘူးပေါ့ဒါမှမဟုတ်ပဲအာခံမို့လုပ်ရင်တော့ကြည်စံတွေကမေးဆွေကောင်းပြီးသားစွာနဲ့တိတ်မင်းစီကိုပုတ်ပေးလိုက်မယ်ဘာအပေါ်စကားမှပြောမနေနဲ့ရှင်တို့ဘာလုပ်ချင်တာလဲစိတ်တာလုပ်လို့ရတယ်တခုတော့သိထားလိုက်ရှင်တို့စိတ်နဲ့အကွက်ထဲကိုဘာမှမသိပဲဝင်လာတယ်လို့မထင်နိုင်နဲ့တမင်ဝင်လာခဲ့တာဟာတဲတိတ်ကိုတက်တိကောင်းနေပါလားဒီလိုတက်တိမျိုးမှပန်ထသဘောကျတာတိတ်လေသဘောကျမနေနဲ့ကျမတို့နောက်မှာဘသူတွေစောင့်ကြည့်နေလဲဆိုတာသိထားအောင်ဟဲစမိုးဆက်စကားကြောင့်လူစိုးအားလုံးအထိတ်တလက်ဖြစ်သွားကြတယ်ဆရာပန်ထဘယ်လိုလုပ်မလဲမတူဒါဆက်ခံလုပ်ပြီးတော့ထွက်မယ်ဆရာထားလို့မဖြစ်ဘူးဘာလို့မဖြစ်တာလဲကျွန်တော်တို့ပစ္စည်းတွေကတိအိမ်မှာလေဟာကွာအခုကျမှကွာကြပြီဟုတ်ပြီဘာဟုတ်တာလဲဆရာမင်းတို့နဲ့ငါအပေးယူလုပ်မယ်ရှင်ကဘာပေးယူလုပ်မှာလဲမင်းတို့ကငါဘာမှဒုက္ခမပေးဘူးငါတို့ကိုလည်းမင်းတို့ဒုက္ခမပေးနဲ့ဘယ်လိုလဲရှင်ရဲ့ပေးယူမငင်းမအောင်ဒါမဲ့ရှင်စဉ်းစားရမှာကရှင်ကိုခိုင်းတဲ့တခင်မကြီးထိတ်တင်တူနဲ့ရှင်ဘယ်လိုရှင်းမလဲသူ့စီဟာယူထားတဲ့ငွေကိုပြန်ပေးလိုက်ရုံပေါ့ဆရာဗန်ထသူ့ပတ်စံနဲ့စီးရီယာဝေထားပြီးသွားပြီလေဘယ်ငွေနဲ့ပြန်ပေးမလဲငညံမင်းငါတုံးမဲကွာထိတ်တင်တူရဲ့အသေးဘူးဒေါက်တာဆိုင်မြတ်သားကျော်ကငါတို့လက်ထဲမှာလေဒီကောင်ဘာတွေလုပ်နေလဲဆိုတာဖော်လိုက်တာနဲ့ကြွေသွားမှာမင်းတို့သွားလို့ရပြီဂရီတော့တင်တော့စိတ်ချလက်ကြတာနေပါကိုဆိုင်သွားကြရအောင်ဆိုင်ဆက်ဖားတဲ့စုံမိုးဆက်ကားဘောကိုပြန်တက်ပြီးတော့ချက်တဲကနေမောင်းထွက်ခဲ့တယ်တော်ပါသေးရဲ့ကွာဆိုတာဖြတ်တွင်းညံမရှိပြန်လည်ရှိမှာမဟုတ်ဇွန်တို့အခုဝင်လာတဲ့ထောင်ချောက်ကနေအဖိုးတန်တဲ့တရေကိုရလိုက်တယ်ဒေါက်တာဆိုင်မြတ်သားကျော်တရေလားဟုတ်တယ်ဒီလူကဥပဒေမဲ့ဘာတွေလုပ်နေတယ်လဲဆိုတာဖောက်ထုတ်ရမယ်မမကြီးကတော့အင်အားသိနေမှာသူ့အတွက်ဒီကုန်းချုပ်ချင်ကနေကက်လာပြီမမကြီးမဆိုင်ဆန့်ဖားနဲ့ဇုံမိုးဆက်ကိုခေါ်ခိုင်းလို့ဆိုင်အိမ်ကြီးစီကိုဝင်လာခဲ့ကြတယ်ကဲမြောက်လုံးထိုင်ကြပါအောင်မမကြီးမျက်နှာပြုံးချုံနေသလိုရှိပေမဲ့အတွင်းစိတ်ထဲမှာကောက်ကျစ်ဆဲလဲမှုတွေရှိနေရဲဆိုတာနှစ်ဦးလုံးသဘောပေါက်ထားကြတယ်ဆိုင်ပြောပါမမကြီးမင်းမမကြီးဘာလို့ခေါ်ရလဲဆိုတာသိလားမသိပါဘူးမမကြီးဒီနေ့ဆိုင်အိမ်ကြီးရဲ့ဘိုးဘွားတွေကိုပူဇော်ကြရမယ်နေလေဟာဟုတ်လားဆိုင်မင်းကလေအတိတ်မယုံတည်မကောင်းရွရတလေးနဲ့ဘိုးဘွားတွေပေါ်မှာတော့ကာရဝတရားမဲ့နေပြီ哦မမကြီးအပြစ်တင်တာကိုခံမမယ်ထားလိုက်ပါတော့လေမိမတာဝေမဲ့တယ်လို့ဖြစ်နေပြီမဲ့ငါတော့မေးလို့မရအောင်စွန့်ခေါ်ရရောမမကြီးမင်းကလေဤကရစ်ဆိုင်အကျရဲ့မိသားစုဝင်ဖြစ်နေလေဘိုးဘွားတွေကိုကာရဝပြုတ်ရမှာပေါ့မပြုတ်ချင်ဘူးလားပြုတ်ပါမေးမမကြီးဆိုင်မင်းနဲ့အလုပ်သမား9ယောက်ကိုခေါ်သွားပြီးတော့ဘိုးဘွားတင်ဆိုင်အောင်တာပြီးရှင်းလင်းထားပါကျန်တဲ့ကိစ္စတွေငါစီစဉ်ပြီးတော့လိုက်လာခဲ့မယ်ဟုတ်ကဲ့အခုပဲသွားလိုက်ပါမယ်ဇွန်မလိုက်ရမလားလိုက်ရမှာပေါ့တားစုစွန်ဟုတ်ဆိုင်ဆန့်ဖာကြံတဲကအလုသမား9ယောက်ကိုကားပေါ်ခေါ်တင်ပြီးတော့မောင်းထွက်ခဲ့ကြတယ်ဘိုးဘွားတင်ဆိုင်မြေကမြို့နဲ့အတော့ကိုဝေးလို့တော်စက်တစ်ခုနာမှာဖြစ်တယ်ဇွန်စကားတန်တေးလာကြလားဘာတွေများစဉ်းစားနေရလဲအခုမမကြီးခိုင်းလိုက်တဲ့ကိစ္စယူသားမှုသိမရှိဘူးလို့ထင်တယ်ကိုလေးသဘောပေါက်တယ်လို့ပဲခန့်နေတာဘိုးဘွားနေပြီးရဲ့နေဆိုတော့မဖြစ်မနေသွားမှာကိုဆိုင်အခုခေါ်လာတဲ့အလုပ်သမားတွေရောစိတ်ချပါမလားဧကရိချန်ကြီးတွေမှာမမကြီးလူတွေရှိသလိုကိုယ်ယုံကြည်အာကရိတ်သူတွေလည်းရှိနေကြပဲလေစိတ်ချတယ်လို့တော့ပြောလို့မရအောင်ဒေါက်တာဆိုင်မြတ်သားဆိုတတိနဲ့ပတ်သက်ပြီးတော့ဘာတွေထက်ကြသေးလဲကိုဆိုင်ရဲ့ကိုတငယ်ချင်းစော်လဲနဲ့မူခန်းတို့ချီရခံတဲ့လောက်ကဆိုင်မြတ်သားကျော်ကဝေးစေဝါကိုင်းတစ်ခုနဲ့ဆက်နွယ်နေရတဲ့မြန်မာနိုင်ငံမှာအခြေစိုက်ပြီးတော့တရုတ်ပြည်ဘက်နဲ့ထိုင်းဘက်ကိုဘိန်းဖြူအသွေးထုတ်လုတ်ကင်နေရတဲ့သိမကြတော့ပါဘူးသက်ဆိုင်ရာခြေရခံပြီးတော့မှာမမကြီးလေဒီမူရစေဝါကိုင်းနဲ့ပတ်သက်နေမလားကိုဆိုင်ခုတီးရတဲ့နောက်ဆုံးအခြေအနေကိုလေ့လာကြည့်ရင်မမကြီးလည်းပေါင်ရင်ပတ်သက်နေရတေချာတလောက်ဖြစ်နေပြီဒါဆိုမမကြီးကဧကရစ်ဆိုင်ကြီးကိုခုတုံးလှုပ်ပြီးတော့မွေးရစီဝါဂိုင်းကိုတီထောင်သူများဖြစ်နေမလား
သူကန်ကြမှာသူဖန်တီးရပဲလေရေမောစရာကြီးပါလားကိုဆိုင်ရေမမကြီးကဆိုနို့မမလေးဘက်ကိုပြပြီးလမ်းကြောင်းပြောင်းထားတာနော်ဟုတ်တယ်မင်းညမှာကိုတတိထားမရကိုတို့ဟာမရေးအတွက်ကာကွယ်မှုတွေအာရုံစိုက်နေတော့သူဒီဘက်မှာလှုပ်ဆောင်နေတော့မရိပ်မိအောင်လုပ်နေတာကိုဆိုင်ကိုစုံပြစရာရှိတယ်ဒီမှာကြည့်စုံမိုးဆက်သူ့အိတ်ထဲကစာအုပ်ကလေးကိုထုတ်ပေးလိုက်တယ်စာအုပ်ကလေးကခက်လက်လက်မတန်ကြီးရတဲ့စာအုပ်လေးဖြစ်တယ်ဆိုင်းစံဖစာအုပ်ကလေးကိုဖွင့်ကြည့်တော့မမကြီးနဲ့ပတ်သက်ပြီးတော့လောက်ကိုင်ခဲ့တာရေးသားထားတာဖတ်လိုက်ရတယ်ဒါမမကြီးကမွေးစီဝါလောက်ကိုင်နေအောင်ရေးထားတာဟုတ်တယ်ကိုဆိုင်စာရေးတဲ့သူကဘသူလဲဆိုတော့သိလားဟဲ့ခင်စောဘာခင်စောကမမကြီးလောက်ကိုင်တာတွေသိသွားလို့နှုတ်ပိတ်ခြင်းခံခဲ့ရတာဒီတစ်ခါမမကြီးရဲ့အမဘလို့မှခွေးလို့မရနိုင်တဲ့လူသားအားလုံးကိုအမကိုကျိုးလွန်လိုက်တာသူမိုက်ပြစ်သူပြန်ပြီးဆက်ရမှာပေါ့ဆိုင်းစံဖားတို့ကားလေးမြို့ထဲကစားတင်ပြီးထွက်လာချိန်ထိနောက်မှတန်တရားဖြစ်စရာတစုံတစ်ခုမှမတွေ့ရသေးပါဇွန်းအချိန်ကြီးကခုထိအေးစိနေအောင်မင်းနော်သူတို့ပြတ်မဲ့ထားရင်ဘူဘတင်းချိုင်းမှာထားမှသေးကြတယ်စော်လဲကိုဆက်သွယ်တိုင်းကောင်းမေးကောင်းတာပေါ့ကိုဆိုင်ရဲ့ဆိုင်းစံဖားကားမောင်းနေရင်စကမ်းမှုစော်လဲနဲ့ဆက်သွယ်ပြီးတော့အကြောင်းစုံကိုပြောပြလိုက်တယ်ကိုစော်လဲဘာပြောလဲကိုဆိုင်ကိုရိုဘက်ကဟမ်မပြက်သူ့လောက်တာကိုမသိချင်အောင်ဆောင်ပြောနေပါရဲ့သူတို့နောက်ဆုံးခေါ်သွားတဲ့နေရာကိုလိုက်သွားမယ်စော်လက်တို့ဖွဲ့ဟာကိုရိုနဲ့အနီးကပ်ဆုံးနေရာမှာနောက်ခံပြီးတော့ရှိနေကြမှာကိုဆိုင်ရင်အခုပွဲကနောက်ဆုံးပွဲတစ်ခုတော့ဖြစ်တော့မယ်တင်နေတေချာတလောက်ပဲဆိုင်းစံဖားတို့ဘိုးဘွားပိုင်တင်ဆိုင်မြေပေါ်မှာရှင်လင်းစရာတွေကိုရှင်လင်းနေတဲ့အချိန်ထိမမကြီးဘက်ကလှုပ်ရှားမှုအရေးအယံမတွေ့ရသေးပါကိုဆိုင်ဒီခုတော့လွယ်ကြောနေတင်နေဒါမှမဟုတ်မမကြီးဘက်ရိပ်မိသွားလားစောင်းတော့ကြည့်အောင်ပါပေါ့ဆိုင်းစံဖားတို့လောက်ကင်စရာတွေဆက်ပြီးလောက်ကင်နေချိန်မှာနောက်ဆုံးပေါ်ကားနဲ့ကြီးတစ်စီးမောင်းဝေးလာတာတွေ့ရတယ်ကိုဆိုင်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့အချွေနေကိုသဘောပေါက်လိုက်ကြတယ်ကာယတာနဲ့အရင်ဆုံးဆင်းလာသူကဒေါက်တာဆိုင်မြတ်သားကျော်သူ့နောက်မှာလက်နက်ကိုစီနဲ့လူစုံ5ဦးကိုတွေ့ရတယ်ဆိုင်းစံဖားမင်းတို့ညောင်လုံးချီငိမ့်လက်ငိမ့်လေးနဲ့လိုက်ခဲ့ကြနော်ကောင်းကောင်းမွန်မွန်ခိုင်းတော့ရင်ကျေးမှုရှိစွာနဲ့လိုက်ခဲ့ကြမှာပါကားဘော့တက်ဆိုင်းစံဖားတို့ညောင်လုံးကိုတနက်တွေနဲ့ချိန်ပြီးတော့ကားဘော့ကိုရောက်တာနဲ့မျက်နာတွေကိုပိတ်ဆစီလိုက်ပြီးတော့ကားမောင်းထွက်ခဲ့ကြတယ်အပြင်ကိုဘာမှမမြင်ကြပေမဲ့သူတို့ကိုခေါ်ဆောင်သွားတဲ့လမ်းကတော်လန်တစ်ခုဆိုတာတော့သဘောပေါက်ခဲ့ကြတယ်တော်လန်ကီကိုနိုင်ဝဲနေပါမောင်းလာပြီးမှကားစိတ်ရက်တန်ကိုကြားလိုက်ရတယ်မျက်လုံးဝစီးထားတာဖိပေးလိုက်တော့ဟုတ်ကဲ့ဆိုင်းစံဖားနဲ့စုံမိုးဆက်မျက်လုံးထဲမှာစားတင်ပြီးတွေးလိုက်ရတဲ့မြင်ကွင်းကရှေဟန်ခရီရဲ့ဖျားချောင်းပြက်ကြီးတစ်ခုစိတ်အထင်တောနဲ့ကြီးတစ်ခုမှရှိနေတဲ့ဖျားချောင်းကြီးတစ်ခုဖြစ်နိုင်တယ်ကောက်ခဲ့ကြစမ်းဖျားချောင်းပြက်ကြီးထဲခေါ်လာပြီးတော့အထဲကိုရောက်တော့မြေအောက်အခက်တကားကိုနေရန်ကခလုတ်တစ်ခုနှိပ်ပြီးဖွင့်လိုက်တယ်မြေအောက်ကိုစိနဲ့ကြောက်လီကတက်တွေအတိုင်းဆင်းခဲ့ပြီးတော့ခမ်းမကြီးတစ်ခုတွေ့လိုက်ကြတယ်အဲ့ဒီခမ်းမကြီးထဲမှာတာရုပစ္စည်းတွေနဲ့ပြင်ဆင်ထားတဲ့အရာတွေတွေ့ရတယ်ဆိုင်းစံဖသဘောပေါက်လိုက်တယ်ဒီအခန်းကဘိန်ဖြူချက်တဲ့အခန်းဖြစ်တယ်မင်းတို့ဧည့်သည်တောင်းနဲ့မိတ်ဆက်ပြရမယ်ဘလူးတောင်းနဲ့ခေါ်ခဲ့ဆံကွာဘလူးတောင်းနဲ့ဆိုရသူအခန်းတစ်ခုတည်းကိုဝေသားပြီးတော့ပြန်ထွက်လာတော့မူခေါင်းဆိုင်ဇွန်းမိတ်ဆွေ3ယောက်လောက်စုံညီစွာနဲ့နောက်ဆုံးထွက်တဲ့ကိုစောင့်ကြပေါ့ဆရာသူတို့တခါလေးရှင်းမှာမဟုတ်လားသူတို့ရှင်းမှာငါမဟုတ်သူတို့ရဲ့တခင်မကြီးမကြခင်မှာရောက်တော့မှာဒါဆိုဘလူးလှုပ်ထောင်ပါလေဆရာဒါတို့ခံနေမှာထည့်ထားလိုက်ဟုတ်ကဲ့လာခဲ့ကြဆိုင်းစံဖားတို့3ယောက်လုံးကိုဓာတုပစ္စည်းတွေထားတဲ့အခန်းတစ်ခုထဲမှာထည့်ထားလိုက်ကြတယ်။ဆိုင်းရင်ဒီတစ်ခါနောက်ဆုံးစက်သိန်းတစ်ခုကတော့မယ်ထင်တာပဲအင်း။ဒါနဲ့မင်းကိုဘယ်ဖမ်းလာလဲ။မမကြီးကအေးတကြီးခေါ်ရစွာနဲ့လိုက်လာတာ။လမ်းကြားမှာတနေ့နဲ့တွေ့ပြီးတော့ဒီကိုခေါ်လာကြတာ။ကားပေါ်စားပြီးတက်ကြရစိတ်ထဲမှာထင်ထားတဲ့အတိုင်းဖြစ်တာပဲကွာ။မင်းစော်လည်းနဲ့အဆက်တွေရလာ။ရရင်မခိုင်းမြက်အားလုံးစိတ်ဆင်ပြီးသွားပြီ။ဒါဆိုတော်တရားပေါ့ကွာ။တည်သွားရင်တော့မှအကြောင်းမသိရတော့ပေါ့။ဇုံကတော့အခုလိုနောက်ဆုံးချိန်မှလေမမကြီးစီကဘာစကားတွေကြားမေးဆိုနားထောင်ချင်တာသူ့ရဲ့အောင်မြင်မှုရေမောတန်ကြီးကြားမှာပေါ့မိစ္ဆာရေမောတန်ပေါ့ဇွန်တို့ဒီတိုင်းနေမေးစားဒီခုခုကြံစီကြမကောင်းလားထိုင်နေမဲ့အစားလှုပ်ရှားမှုတစ်ခုလုပ်ကြပေါ့3ယောက်စလုံးအခန်းရဲ့အချိန်နဲ့အားလုံးကိုလေးလာခဲ့ကြတယ်ကိုဆိုင်နဲ့မူခေါင်းဘာလဲဆိုရင်ဒီမှာကြည့်ပါဦးကြံပြင်းပေါ်ကိုပြလိုက်တယ်ဒါအမိုးတစ်ခုဖြစ်နိုင်တယ်အောက်ကနေလှိုင်တံထွက်နေတယ်ကြံပြင်းကိုတေးသေးချာချာရှင်းလင်းပြီးတော့ကြည့်လိုက်တဲ့အခါမှာ3ပေပတ်လဲကြံကင်းတစ်ခုတွေ့ရတယ်။အဲ့ဒီကြံပြင်းကိုစူးစမ်းပြီးဖွင့်ကြတော့မှဖွင့်လာတယ်။အောက်မှာလေကားမရှိဘူးကွာ။ငါရင်စင်းမင်း။ဆိုင်းစံဖကြံပြင်းပေါ်ကနေအောက်ကိုဆင်းလိုက်တယ်။စ
ဆိုင်ရတူမငါစစ်ဖို့မိချစ်ပါတယ်မင်းကစလိမ်မတော့ဝင်နဲ့ဘယ်ရလာလဲတငယ်ချင်းတယောက်မိပြီးကြံကြအောင်ယူထားတာကွာစစ်ဖို့မိချစ်လေးကြောင့်အောက်ချန်ပြင်းအခန်းကိုတွေ့ရတယ်စင်းကြရင်အခန်းမဟုတ်ဘူးလှိုင်ကူကြီးလိုဖြစ်နေတာမူခမ်းနဲ့ဇုံမိုးဆက်တို့ဆက်ပြီးတော့ဆင်းလာခဲ့ကြတယ်မဲမောင်နေတဲ့လှိုင်ကူကြီးအတိုင်းရှောက်လာကြရင်စစ်ဖို့မိချစ်စီကုံသွားလို့အမောင်တို့တွေမှာတယောက်ကိုတယောက်လက်ကိုစုပ်ကိုင်းပြီးတော့စံတဝဝရှောက်ခဲ့ကြတယ်ရှေ့မှာအလေးရောင်ဟာဟုတ်တယ်ဆိုင်းဆန်ဖားတို့နဲ့ခက်လဲလဲမှာအလေးရောင်လေးတစ်ခုတွေ့လိုက်ကြတယ်ကူအစုံဖြစ်နိုင်တယ်ကွကူထဲမှာအသက်ရှူရတာမိုးကျက်နေရကအသက်ရှူနည်းနည်းချောင်လာကြတယ်အလေးရောင်မြင်နေရတဲ့အပေါက်မှာမြေပြင်စီကိုထွက်တဲ့အပေါက်တစ်ခုဖြစ်နေတယ်ဒါလှုပ်ဝက်ထပ်ပေါက်တစ်ခုလှုပ်ထားတာဖြစ်မယ်သူတို့လှုပ်ထားမဖြစ်နိုင်ရှေ့ရလူတွေလှုပ်ထားတဲ့ထပ်ပေါက်တစ်ခုဖြစ်မယ်ဘာဖြစ်ဖြစ်ကျမတို့အတွက်ကံကောင်းစစ်တစ်ခုလို့ဆိုရမယ်ဆိုင်းဆန်ဖားတို့ရောက်နေတဲ့နေရာကလှမ်းပြီးကြည့်လိုက်မယ်ဆိုရင်ဖះကြောင်ပြက်ကြီးကိုတွေ့မြရတယ်ဟာဟင်းသူတို့လိုက်လာကြပြီခက်လန်းလန်းစီကတနက်တန်တွေကိုကြားလိုက်ရပြီတယောက်မှမလွတ်စိနဲ့တွေ့ရတဲ့အသေးသားတက်ပြစ်လိုက်ဘာမှအတုံးမကြတဲ့ကောင်နေတနက်တန်တွေနဲ့အတူကြားလိုက်ရတဲ့အမိန်ပေးသူဟာဧကရစ်ဆန်အင်ဂျီရဲ့ထိတ်တင်တေဝီနဲ့ဒေါက်တာစိုင်းမြတ်တာကျော်တို့ဖြစ်တယ်ဒီကောင်တွေဒီလန်တိုင်းဆက်ပြီးသွားလို့မရနိုင်ရှေ့မှာကြောက်ကဘာပဲရှိတယ်ဆိုင်းဆန်ဖားတို့ပုံနေနေရကကြားလိုက်ရတဲ့စကားတန်ဖြစ်တယ်ဆိုင်ဘယ်လိုလုပ်မလဲဆက်ပြီးတော့ပြေးကြမှာမလွယ်တဲ့အဆုံးတော့ရင်ဆိုင်ကြမှာသွားကြရအောင်အေးအားချင်းလက်နဲ့ချင်းမများလို့အတက်နိုင်ဆုံးလူလန်းကိုရှာဖွေကြတယ်ဆက်ပြီးတော့ပြေးခင်ရှေ့မှာကြောက်ကဘာကြီးသူတို့၃ယောက်လုံးအတွက်ပြေးလန်းကဆုံးသွားခဲ့ပြီဖြစ်တယ်ဟာဘယ်လိုဆက်ပြီးတော့ပြေးဖို့စိတ်ကူးထားကြသေးလဲ၃ယောက်လုံးလက်တွဲပြီးတော့ကြောက်တဲ့ခေါ်ကြမယ်ဆိုရင်ရရင်နော်ကြည်စမကုံတော့ပေါ့ဆိုင်းဆန်ဖဇုံမိုးဆက်ဒေါက်တာမူခန်းတို့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုချတော့မှဖြစ်တယ်ဆိုင်းဆန်ဖမင်းကအမဖြစ်တဲ့သူစန့်ကျင်တာ哦အခုတော့စိတ်မကောင်းစရာဖြစ်ရတော့မင်းစိတ်မကောင်းပါဘူးကွာခမရလို့အမမျိုးကြုံမှမရှိဘူးတခုတော့ခမရသိထားပါခမရဘွားအတွက်ဇက်တင်ကမကြခင်မှာကြုံရတော့မှာတေခါနီးသွေးယူသွေးတန်နေပြောနေရအောင်ထိတ်တင်ဒေဝီဘွားမှာဘယ်တော့မှအဆက်မသိဘူးဆိုတာမင်းမြဲမြဲမှတ်ထားလိုက်မမိုက်ကျွန်တော်တို့အချိန်သိမ်းမရတော့စကင်ပြောင်းမှုကိစ္စရှိသေးရဲ့ကဲရှင်းစရာရှိရရင်ရှင်းကြတော့တနက်တန်နေထပ်ပေါ်လာပြီးတော့ဆိုင်းဆန်ဖားတို့ကိုပြင်းမဲ့သူတွေအားလုံးလက်ထဲကတနက်တွေမြေပြင်ပေါ်ပြုတ်ကျသွားတယ်ဒေါ်ထိတ်တင်ဒေဝီခမတို့အားလုံးလှုပ်ရှားဖို့မကြိုးစားပါနဲ့တော့ကျောက်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကဝိုင်းထားပြီးပါပြီငါ့ကိုဘယ်သူမှဖမ်းလို့မရဘူးမရဘူးမမကြီးဒေါ်ထိတ်တင်ဒေဝီတယောက်ယူသွတ်သွားသူပမာဖြစ်သွားပြီးတော့အခုလိုဖြစ်ရတာနင်တို့ကြောင့်ဆိုင်းဆန်ဖားရိုစီပြေးထွက်လာပြီးတော့စုံမိုးဆက်ကိုတိုက်ခိုက်ဖို့ကြိုးစားချိန်မှာသူအရှိန်နဲ့သူလွန်ပြီးတော့ရှေ့ကျောက်ကဘာစီကိုထိုးဆိုင်ကျသွားတယ်မမကြီးထိတ်တင်တေဝီရဲ့နောက်ဆုံးကန့်ကြမှာစက်သိန်းကလုံလုံကြည့်မကောင်းခဲ့ပါကဲအားလုံးကိုလက်ထိတ်ကပ်ပြီးတော့ခေါ်ခဲ့ကြတော့စော်လက်ကျေးဇူးပဲကွာဆိုင်ရင်ကျေးဇူးတရားမှာငါပါကွာမင်းတို့ကြောင့်အခုလိုမူရည်စီဝါကောင်းဖန်ဆီးနိုင်တာသွားကြရအောင်စုံမိုးဆက်တက်ပြင်းပူစီတစ်ခုမုတ်ထုတ်ပြီးတော့မမကြီးအစုံတက်သွားတဲ့ကြောက်ကဘာကြီးကိုလှည့်ပြီးကြည့်လိုက်တယ်ဇွန်သူ့တမိုင်းကြောင်သူကိုယ်တိုင်အစုံတက်သွားပြီလေစုံမိုးဆက်ပခုံးလေးကိုဖတ်ပြီးတော့တော်ကြီးတဲ့ကထွက်လာခဲ့ကြတော့တယ်တစ်ချိန်ကပရိသရိစနစ်ကြီးနဲ့ရှေးယူဆဲဥပဒေစည်းကမ်းနဲ့တည်ရှိခဲ့တဲ့ဧကရစ်ဆန်အင်ကြီးကအများကြီးပြောင်းလဲခဲ့ပြီဖြစ်တယ်ဧကရစ်ဆန်အင်ကြီးကိုဧကရစ်ဆန်အင်အဖြစ်အမည်ပြောင်းလဲလိုက်တယ်စိုင်းပုတ်ကလေးကိုတင်လိုက်တာနဲ့လက်ခုပ်တန်နဲ့ဩဘာပေးတန်တွေနဲ့ဆူညံသွားတယ်အားလုံးမျက်နှာပေါ်မှာပျော်ရွှင်ခြင်းတွေနဲ့တွေ့ရတယ်စိုင်းဘာလေးမှုခံမြက်ဧကရစ်ဆန်ကြီးကိုမေးပြစ်စေခြင်းနဲ့ပုံစံတိုင်းဖြစ်သွားခဲ့မလားဟုတ်တယ်ဧကရစ်ဆန်အင်ကြီးကနေဧကရစ်ဆန်အင်ကြီးအနာဂတ်ကိုမင်းဘလို့ဆက်ပြီးတော့တိဆောက်မလဲဘလို့တိဆောက်မလဲကွာအခုပုံစံတိုင်းတိဆောက်မှာဒါကပြည့်စုံခြင်းမဟုတ်သေးဘူးမင်းပြောတဲ့ပြည့်စုံခြင်းဆိုတာဘာလို့ဆိုလို့လဲမင်းမသိချင်ရောက်ဆောင်နေရတော့မဟုတ်ပါဘူးနော်တကယ်ကိုမသိရကွာဟုတ်မှာဘာတူလဲစုံမိုးဆက်လေဧကရီဆန်အေဂျီတဲ့ကအလုသမားကလေးတွေနဲ့စော့ကစားနေတဲ့စုံမိုးဆက်ကိုမူခံပြလိုက်ခြင်းဖြစ်တယ်ဟာကွာမင်းသဘောပေါက်သွားပါပြီဆိုင်ဘွားရေးပြည့်စုံမှုဆိုတာအဖော်ကောင်းတယောက်လိုအပ်တယ်နော်စုံမိုးဆက်ကမိဘွားအတွက်တိတ်ကိုအလိုအပ်ဆုံးမိန်းကလေးတူပဲဒေါက်တာမူခံစကားကြောင့်ဆိုင်ဆန်ဖတွေ့ဝေသွားတာအမဲဒါပေမဲ့စုံမိုးဆက်ကိုဖွင့်ပြောဖို့ကသူ့မှာတတိမရှိဆိုင်ဘာတွေ့ဝေနေရလဲသွားလေကွာ
ဒီလိုနေ့ကမင်္ဂလာနေ့ဆိုတော့မင်္ဂလာစကားပြောရမယ်ကွာဟာငါမပြောရဲဘူးဘာမှမပူနဲ့မင်းဘက်ကဇုံမိုးဆက်ကိုမင်းရုံမင်းရမှာငါနဲ့မမလေးတို့ကြိုပြောပြီးထားပြီဆိုရင်ရှင်ဒီခဏဟေမူခမ်းဇုံမိုးဆက်ကိုလှမ်းပြီးခေါ်လို့စိုင်းဆန်ဖဘာလို့ရမယ်မသိဖြစ်သွားတယ်မူခမ်းငါဘာမရမှာလဲဟာကွာဒီတိတင်ပြရမလားကွာကိုဘာသာကိုပြောတော့သွားပြီကြောက်ကြမူခမ်းတယောက်စိုင်းဆန်ဖဘေးနာကလက်ကလေးပြပြီးထွက်သွားချိန်မှာဇုံမိုးဆက်အနားကိုရောက်လာခဲ့တယ်ကိုဆိုင်စံခေါ်ရစို့ဟုတ်တယ်ဘလို့ပြညာလဲစကားတွေကထထငငေါနဲ့ဘာမှမဖြစ်ပါဘူးကွာဟိုကိုဆိုင်ဆိုကိုဆိုင်ယောက်ျားမဟုတ်ဘာဖြစ်လို့လဲဆိုရဲ့ယောက်ျားဆိုတာကတတိရှိရှိရဲပြောဆိုရတယ်ကိုပြောချင်ပါ ਈ ကွာဒါမဲ့ကိုပြောမဲ့စကားကြောင့်လေစွန်စိတ်ခုသွားမှစိုးရိမ်နေလို့ပါကိုဆိုင်ပြောမဲ့စကားဘယ်လိုစကားမလို့လဲအရင်ပြောကြည့်ပါဦးပြီးတော့မှစိတ်ဆိုးသိမဆိုးသိကိုဆုံးဖြတ်မယ်လေစွန်စိတ်မဆိုးရအောင်နော်ပြောမဲ့စကားကိုနားထောင်ပြီးမှစုပ်ပြတ်မှာပဲလို့ပြောနေအောင်ကိုစိုးကိုလက်ထပ်ပြစေလက်ထပ်ဖို့ဆိုရင်တော့မဖြစ်နိုင်ဘူးဘာလို့လဲဆိုရင်ရှင်းစကားလူတယောက်ပို့အောင်ဘာခံစားခွေးမှမပြီးတော့ဘဲနဲ့တခါလေးသိမ့်ပိုက်တာအောင်လူဆိုတာချစ်ချင်းတစ်ခုပေါ်မှာရှစ်သက်ကျင်သိရပေါ့စမိုးဆက်စကားကိုစိုင်းဆန်ဖသဘောပေါက်လိုက်တယ် sorry နော်ဒီစကားတွေဟာတောင်းပန်လို့မရအောင်ကိုတကယ်ဆန္ဒစောသွားခဲ့ရပါဆိုရင်ကိုရဲ့စိတ်ကိုယ်ထဲမှာဟော်ရီအီဂရီဆိုင်ကြီးမှလေကိုတိတ်ပြီးချစ်တဲ့အဖေမုံကောင်းတူနဲ့ကဘာကြီးတစ်ခုကိုတိဆောက်ချင်သူပါအဲ့ဒီချစ်သူဆိုတာဇွန်လို့တက်မရမှာပေါ့ဇွန်ဆိုရဲတခင်မလေးတစ်ပါးပါတခင်မကြီးတခင်ကြီးတွေဆိုရင်တော့ရှင်းကိုချစ်လည်းမချစ်ဘူးလက်လည်းမထက်နိုင်ဘူးဆိုနေထိုင်ခြင်းတဲ့ပုံစံမျိုးနဲ့နေထိုင်မှာတကယ်နော်တကယ်ပြောရပါဆိုရင်ဒါဆိုဟော်ရီယာအီဂရီဆိုင်ကြီးမှာမိဖုရားခေါင်းကြီးပွားနေမယ်နေစီပြဇွန်လေဟော်ရီမှာရှိနေကြတဲ့သူတွေနဲ့ကဘာတိတ်လေးတစ်ခုတိဆောက်ခြင်းနဲ့ဆန္ဒလေးကတကယ်ကိုပြေဝခဲ့ပြီဒါကြောင့်ကိုဆိုင်ကိုအရင်ကျေးဇူးတင်ပါတယ်ဇွန်ကိုဆိုင်ကျေးဇူးတင်အောင်နဲ့အပြီးသက်သွားပြီလားဘလို့အပြီးသက်ရမှာလဲကိုကြားချင်းတဲ့စကားလေးကိုပြောခဲ့အောင်လေမိသားလို့ပါဒါဆိုနားထောင်နော်ဟုတ်ကဲ့ဇွန်မိုးဆက်ဆိုင်းဆန်ဖာပါနာကိုကပ်ပြီးတော့ဆိုင်းကိုဇွန်သိတ်ကိုချစ်ပါတယ်ရှင်ဘာလို့អော်ရတာလဲဟိုမှာကြည့်နေတယ်ကြည့်ကွာအီဂရီဆန်အင်ဂျီမှာဒီနေ့ကမင်္ဂလာအရှိဆုံးနေ့ပဲတယောက်လက်ကိုတယောက်စုပ်ကင်ပြီးတော့အနာဂတ်စီကိုရှောက်လန်းခဲ့ကြတော့တယ်ပရိသတ်များရှင်ဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါပြီဇလန်လေးကိုအားပေးနာဆင်ပေးခဲ့ကြတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်